နော်ဟိုသားရည်သမီးတွေလည်းတွေ့ရတာအများကြီးဝမ်းသာတယ်ဓမ္မစကူးယဉ်ကျေးလိမ့်မှာသင်နေတဲ့သားရည်သမီးတွေဒီသားရည်သမီးတွေကတာမန်ကလေးတွေလားအထက်တန်းစားကလေးတွေလားဓမ္မစကူးယဉ်ကျေးလိမ့်မှာသင်နေတဲ့သားရည်သမီးတွေကတာမန်ကလေးတွေလားအထက်တန်းစားကလေးတွေလားဟဲ့အထက်တန်းစားဖြစ်တဲ့သားရည်သမီးတွေကိုဘုန်းဘုန်းကခေါင်းစဉ်လေးတစ်ခုပေးထားတယ်ဖတ်ကြည့်အောင်အားလုံးပါတယ်တော့အထက်တန်းစားစိတ်တဲ့နဲ့အမျက်ဆုံးသောလုပ်ရက်စိတ်ဓာတ်ကလည်းအမြင့်ဆုံးလုပ်ရက်ကလည်းအမြင့်ဆုံးပေါ့အဲကြောင့်ဘုန်းဘုန်းကဒီတောင်ပုလူဆရာတော်ဘုရားကြီးရဲ့ဇာတိရွာမှာရှိတဲ့သားလေးသမီးတွေကိုအများကြီးမျှော်လင့်ထားခုနကနောင်တော်ကြီးကပြောတယ်ဒီအမြန်လန်းကြီးဖောက်လို့မဖောက်တော့ဒီဒေတာတအားကြောင်ကြတာပေါ့လေဝန္ဒဘကပတ်ဝင်တော့ရမှာပေါ့ဒါပေမဲ့ဘလောက်ပဲကြောင်ကြကြဒီဒေတာကတောင်ပုလူဆရာတော်ဘုရားကြီးတပါးထွက်သွားလိုက်တာကဘာချင်းအောင်သာသနာပြုနိုင်သွားတယ်အံ့ဩတရားကောင်းလားမကောင်းဘူးလားအဲ့လိုပဲဒီဒေတာကသားရည်သမီးတွေတယောက်ဘုံဘုံတယောက်ထက်ပိုးတဲ့သားရည်သမီးတွေထွန်းပေါက်သွားရင်ကဘာတိထင်ပေါ်အောင်နိုင်ငံကိုကြောသွားအောင်သားရည်သမီးတို့စွမ်းဆောင်နိုင်တဲ့ကလေးတွေဖြစ်ဖို့ဘုံအများကြီးမျှော်မှန်းထားပါတယ်မျှော်လင့်ချက်ရှိပါတယ်နော်ဒါကြောင့်သားရည်သမီးတို့ပြောဖို့ဘုံခေါင်းစဉ်လေးပေးထားတယ်ပြန်ပြောအောင်ပါတယ်တော့ထက်တန်းစားစိတ်တဲ့နဲ့အမျက်ဆုံးသောလုပ်ရက်ဆိုတော့ဓမ္မစကုသားတွေသမီးတွေကိုဘုံဘုံကစိတ်သက်မြင့်မြတ်ထားပြီးတော့လုပ်ရက်တွေမှန်ကန်ဖို့အတွက်ရည်ရွယ်ပြီးဒါလေးကိုပြောတယ်အဲ့ဒါလေးကိုကြဲကြဲလေးအားလုံးဖတ်လိုက်ကြအောင်ဟေ့လူတို့ရဲ့အစင်တန်းဟာပြင်ပစည်းစိမ်ဥစ္စာပေါ်မှာမူတည်တည်မဟုတ်ပဲထားရှိရသောစိတ်ထားမြင့်မြတ်မှုနဲ့သူတစ်ပါးအပေါ်ကုညီဖေးမလိုသောအပြုမော်တော်တင်တာဒီဆောက်ထားတယ်လူတယောက်ရဲ့စိတ်တဲ့မြင့်တယ်မမြင့်ဘူးဆိုတာဒါနဲ့တိုင်းတာနော်ဘွဲတွေဒီဂရီတွေဒါတွေနဲ့တိုင်းတာတာမဟုတ်ဘူးလူအစင်တန်းလူဒီဘုတ်ကအစင်တန်းနှိမ့်လိုက်တာဟာအစင်တန်းမြင့်လိုက်တာအစင်တန်းမြင့်တဲ့သူတွေလူတွေအားလုံးကအာမကြဘူးလားအစင်တန်းနှိမ့်တဲ့သူကြလူတွေကဘာလို့လဲနှာခေါင်းရှုံညာကဲ့ရဲ့ပြစ်တင်ညာဒါကြောင့်သားရသူတို့အစင်တန်းမြင့်ကျင်တာလားအစင်တန်းနှိမ့်ကျင်တာလားအစင်တန်းမြင့်ဖို့အတွက်အခုသားတို့သူတွေကိုဖုံဖုံတွေကဒီဒေတာဆရာဆရာမတွေကဓမ္မစကုရင်းလိမ့်မာတွေရောသင်မပေးဘူးလားဓမ္မစကုမှာဘာတွေအကြောင်းသင်ရလဲဖရာအကြောင်းရောမသင်ရဘူးလားဖရာဟောတဲ့တရားတော်တွေရောမသင်ရဘူးလားတန်ဃာတော်ရဲ့ဂုဏ်ကျေးဇူးတွေရောမသင်ရဘူးလားသင်ရတယ်နော်အဲ့တော့ဘုံဘုံတို့တချို့ဒေတာတွေပေါ့အထူးသဖြင့်မြို့အကြောင်းတွေမှာပိုများတယ် international အကြောင်းတွေထားတယ်နောက်မြို့ကအတန်းကျောင်းတွေဘာတွေထားကြတဲ့အခါကျတော့အဲ့ဒီမှာဘာသာရေးယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့သင်တာသိမရှိတော့ဒါကြောင့်ကလေးတွေကဘာသာရေးနဲ့အလှမ်းဝေးသွားတယ်မြန်မာစာမြန်မာစကားကောင်းကောင်းမတတ်ဘူးဒီရွာတော့ဝင်လာလိုက်တဲ့အခါဘုံကစာကြည့်လိုက်တွေတွေ့တာသဘောကျလိုက်တာအဲ့ဒါမျိုးနေရာတိုင်းမှာစာကြည့်လိုက်တွေရှိတယ်စာကြည့်လိုက်တွေရှင်သန်းနေတယ်ဆိုဘုံကသိပ်ပျော်တာပဲနော်အဲ့တော့ဒီဒေတာကဘုံကတခါတည်းဖိတ်ခဲ့မယ်ဒီဒေတာကစာကြည့်တိုက်ကတကယ်ကိုအသက်ဝင်နေတယ်တကယ်လှုပ်ရှားနေတယ်အပတ်စဉ်2ရက်3ရက်5ရက်6ရက်စသဖြင့်စာကြည့်တိုက်ဖွင့်နေတယ်ဆိုရင်ဘုံဘုံတို့စီကိုစာကြည့်တိုက်မှုအတွက်လာကတွေပါတွေတောင်းလို့ရတယ်ဒါဘုံတို့ဖွင့်နေ collaborate လုပ်အောင်ပါပေါ့နောက်ဘုံဘုံတို့နဲ့ပူးပေါင်းလိုက်မယ်ဆိုရင်ဘုံဘုံတို့ရဲ့ဓမ္မစာလာကျောင်းတော်စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေး project မှာပါဝင်လာမယ်ဆိုရင်အဲ့မှာလာစဉ်ဘုံတို့ကစာကြည့်တိုက်မှုတွေကိုလာကပေးပြီးထောက်ပံ့ဘုံဘုံကခုနကသာထဲမှာပါတယ်အညာဘက်ကဘုံဘုံတို့ဒီတရားဘက်ကကိုဗစ်ကာလနဲ့ကပညာရေးကအဆက်ပြတ်သွားပြီအကြောင်းတွေဖွင့်မရတော့အဲ့တော့ဘုံဘုံရဲ့စာကြည့်တိုက်ကအဲ့ဒီဟာကြီးဖြစ်လိမ့်မယ်လို့တော့မသိဘူးပေါ့ကွာဒါပေမဲ့စာကြည့်တိုက်ကိုဘုံကြိုတင်ပြီးတော့ဖွင့်ထားတာအခု73နှစ်ရှိ73နှစ်အတွင်းမှာစာအုပ်3သိန်းကျော်လောက်ငှားအဲ့တော့ပညာရေးအဆက်ပြတ်သွားတဲ့ကဘုံဘုံရဲ့စာကြည့်တိုက်ကအခုချိန်ထိရှင်းသန်းနေတယ်အဲ့ဒီစာကြည့်တိုက်ကိုအမိပြုပြီးတော့ကလေးတွေယဉ်ကျေးလေးမှာသင်တန်းတွေနေရာတွေဖွင့်တယ်အရင်တော့ဓမ္မစကူတွေဖွင့်တာအခုဖွင့်လို့မရတော့ဓမ္မစကူတွေဖွင့်လို့မရတော့နော်အဲ့ဒါဆိုနေရာတွေယဉ်ကျေးလေးမှာသင်တန်းလောက်တော့ဘုန်းတို့စူးစမ်းယူဖွင့်တယ်တခါအခုစာကြည့်တိုက်တွေနဲ့ပတ်သက်ပြီးတော့တခြားရွာတွေပါလိုက်ငားတယ်ဒါကြောင့်စာကြည့်တိုက်အခုတော်တော်လေးရှင်သန်နေတယ်မြန်မာနိုင်ငံမှာ Innovative Public Library Award ပေါ့နိုင်ငံတော်မှာအကောင်းဆုံးစာကြည့်တိုက်အနေနဲ့2နှစ်ဇက်တိုက်ဘုံဆုရထားတယ်အဲ့ဒါရွာကစာကြည့်တိုက်လေနော်ဒါကြောင့်ဒီဒေသဒီရွာမှာစာကြည့်တိုက်လေးတွေ့လိုက်တဲ့ဘုံအများကြီးဝမ်းသာသွားတယ်။ကံဟုတ်ပြီ။ဒါကြောင့်လူတစ်ယောက်ရဲ့အဆင့်အတန်းကိုတိုင်းတာတဲ့အခါ
ပြင်ပစည်းစိမ်ဥစ္စာတွေနော်ပတ်သက်တွေဘယ်လောက်ရှိတယ်ယာရုတွေဘယ်လောက်ကြီးတယ်ပညာတွေဘယ်လောက်တက်တယ်ဆိုတာနဲ့တိုင်းတာတာမဟုတ်ဘဲနဲ့အဲ့ဒီလူထားရှိအပ်တဲ့မြင့်မြတ်တဲ့စိတ်ထားသူတစ်ပါးပေါ်မှာကုညီဖေးမလို့တဲ့အပြုမှုပေါ်မှာလူတစ်ယောက်ရဲ့အစဉ်တန်းကိုတိဆောက်တယ်။ကဲဘုံတို့ဗုဒ္ဓဘုရားမှာပြန်ပြီးစဉ်းစားကြည့်အောင်ဘုံတို့ရဲ့ဘုရားအလောင်းလေးဗျာဒိတ်ပန်ဆင်ခဲ့တဲ့ဘဝနာမည်ကဘယ်သူလဲဟိအာတော်လိုက်တာကွာဒါလေးတွေဘယ်သူလဲတော့ဟာအကြီးတွေကမပြောဘူးကွာဟိုပေါသနာလေးကထပြောလို့တော်သေးတယ်ဘယ်သူတော့သူမေတာမှန်တယ်ဟိဘယ်သူလဲဟိသူမေတာကဆင်းရဲလားတထေးသားလားတထေးသားသူချမ်းသာလိုက်တာရတယ်လက်အုပ်ကြီးလေးတွေချတာအဲ့ဒါသူလွတ်လွတ်လပ်မှတ်စရာကြီးတာမှတ်မယ်လွတ်လွတ်နာမယ်ဟုတ်လားအဲ့သူမေတာကချမ်းသာလိုက်တာဘယ်လောက်ထိချမ်းသာလဲဆိုတော့သူမေရဲ့ကြွယ်ဝမှုကဂရေ80ဂရေ100ဒီလိုမျိုးတောင်ပြောမထားဘူးနော်အဲ့တော့ပိုင်ဆိုင်မှုကရေတွက်လို့မရလောက်အောင်ချမ်းသာသူအဲ့ကလေးကိုကြောင်းတက္ကသိုလ်ကျောင်းသွားပြီးတော့ပညာသင်ခိုင်းတယ်တက္ကသိုလ်ကျောင်းကနေပညာတွေသင်လာလိုက်တာသူမေတာလေးပညာတတ်ဘွဲတွေရလာတဲ့ပေါက်ကဒီကနေ့ခေတ်လို့ဆိုဒေါက်တာဘွဲတွေပါရဂူဘွဲတွေရလာတာပေါ့ရလာပြီးတော့ပြန်လာတဲ့အခါကျတော့သူမိတာပညာတတ်နော်ဘုံဘုံတို့ရဲ့သာသနာကိုစတင်တည်ထောင်ခဲ့တဲ့ပုဂ္ဂိုလ်တွေပညာတတ်တယ်သူမိတာပြန်လာပြီဆိုတဲ့အခါကျတော့သူ့တိုင်းပြည်မှာပြန်ရောက်တဲ့အခါသူ့ရဲ့ဖေးနဲ့မေရရှိသေးလားမရှိတော့မိဘနှစ်ပါးကွယ်လွန်သွားတဲ့အခါသူပိုင်ဆိုင်မှုတွေအကုန်လုံးသူမရဘူးလားဟဲ့ဒါကြောင့်တထေးသားပညာတတ်အခုတော့တထေးသားကနေတထေးကြီးဖြစ်သွားပြီသူမိတာတထေးကြီးဆိုပြီးတော့အမရဝတီနေပြည်တော်မှာရှိတဲ့ဘယင်ကြီးကသူ့ကိုတထေးရာထူးပေးတာပေါ့အဲ့တထေးရာထူးပေးတဲ့အခါသူမိတာစဉ်းစားတယ်ငါရဲ့နော်ဘေးတော်ဘိုးတော်ဘီတော်ဘင်တော်စရှိတဲ့ငါရဲ့အဖိုးဘွားတွေအကုန်လုံးစီးတဲ့ဥစ္စာတွေရှာခဲ့တဲ့မြစီးတဲ့ဥစ္စာတွေအခုသူတို့သေသွားတဲ့အခါဘာမှယူမသွားနိုင်ဘူးနော်စီးတဲ့ဥစ္စာတွေကလောကမှာတကယ်အနှစ်သာရမဟုတ်ဘူးလို့သူမိတာတွေလို့မြင်တယ်ဒါစီးစိမ်ဥစ္စာတွေပေါ်များနေခြင်းဟာဘဝရဲ့အစင်တန်းတစ်ခုလို့သူ့မိတာမသတ်မှတ်ဘူးနောက်တစ်ခါပညာကိုပြန်ကြည့်လိုက်တဲ့အခါသူကလောကီပညာမှာဘွဲရပြီးသားပါရဂူဘွဲရထားတဲ့ပုဂ္ဂိုလ်တယောက်ပဲလို့တော့အဲ့ဒီပညာတွေကလည်းဘဝရဲ့အနှစ်သာရမဟုတ်ဘူးဒါအစင်တန်းတစ်ခုလို့ဒါသူကိုထည့်ပြမရွေးတွက်ဘူးဒါကြောင့်ဘဝရဲ့အစင်တန်းတစ်ခုဘဝရဲ့အနှစ်သာရဟာဘာလဲလို့သူ့မိတာ logical thinking ပေါ့ကွာစဉ်းစားကြည့်တဲ့အခါဘဝလွတ်မြောက်ရေးအိုနာသေးဘဝလွတ်မြောက်ရေးကိုတကယ်ကြိုးစားရှာဖွေမှဘဝရဲ့အနှစ်သာရကိုတွေ့မယ်လူဖြစ်ရတဲ့တန်ဖိုးရှိမယ်သူမိတာဒါကိုစဉ်းစားပြီးတကသူ့ရဲ့ပိုင်ဆိုင်မှုတွေစိတဲ့ဥစ္စာတွေရောအကုန်လူနော်သူဘွဲရထားတာတွေလည်းပမာမထားဘဲတော့ねတခါလေတောတဲ့ထွက်ပြီးတော့တရားကျင့်လိုက်တာဗနေ့ရက်ပဲကျင့်ရတယ်လို့ကြားဘူးလေ9ရက်ဗနေ့ရက်တော့9ရက်ကျင့်လိုက်တာသူမိတာရသေးဇန်အဖေကြီးနေတဲ့ပါရသွားဘုံဘုံတို့ဟိုးတော့ကစာမာဖတ်ဘူးတယ်နာမည်လည်းကြီးတယ်ကျေးဇူးတော်ရှင်တောင်မလူဆရာတော်ဘုရားကြီးဆိုတာဇံပြန်နိုင်တယ်နိုင်ငံသားတွေကကောင်းကင်မှာတွေ့ကြလေပြန်တဲ့အပြိုင်ပေါ့လေပြန်စီးသွားတဲ့ကောင်ကောင်းကင်မှာတွေ့တယ်တောင်မလူဆရာတော်ဘုရားကြီးတောင်မလူဆရာတော်ပဲဘုန်းတော်ငငယ်လေးနေရကြားဘူးတာတကယ်တမ်းဘုံဘုံအသက်42နှစ်ဆရာတော်ဘုရားကြီးကပြန်လွန်တော်မူတာ43နှစ်ရှိပြီဆိုတော့ဘုံဘုံတို့မမွေးခင်တည်းကပြန်လွန်တော်မူတာပေါ့45ခုလောက်ကပြန်လွန်တော်မူတာဖြစ်လိမ့်နော်ဆိုတော့ဆရာတော်ဘုရားကြီးအလွန်မတန်ကိုဘုံကြီးတယ်အလွန်မတန်တကိုးဆွမ်းအားတွေကြီးတယ်ဒီဒေတာဆရာတော်ဘုရားကြီးနော်အဲ့ဆိုသူမိတာလည်းအဲ့လိုပဲပိုင်ဆိုင်တဲ့စီးတဲ့ဥစ္စာတွေရောချမ်းသာကြွယ်ဝမှုတွေရောအတတ်ပညာတွေရောပမာမထားဘဲနဲ့တောထွက်ပြီးတရားကျင့်လိုက်တာဇံအပိန်နဲ့ရတဲ့ဆွမ်းအားရှိတဲ့ပုဂ္ဂိုလ်ဖြစ်မသွားဘူးလားအေးအဲ့ဒါကြောင့်သူမိတာရဲ့အမြင်ကလောကီပိုင်ဆိုင်မှုတွေနော်လောကီမှာရှိတဲ့ပိုင်ဆိုင်မှုတွေနော်လောကီမှာရှိတဲ့ကြွယ်ဝချမ်းသာမှုပိုင်ဆိုင်မှုလောကီကတတ်ထားတဲ့အတတ်ပညာတွေဟာပမာထားတရားမဟုတ်ဘူးဘဝရဲ့အနှစ်သာရမဟုတ်ဘူးဒါကိုအတန်းစားတဲ့ကိုထက်ရည်တွက်လို့မရဘူးလောကလွန်မြောက်တဲ့အသည့်စွမ်းအားတွေရှိမှသာလေလူဟာအထက်တန်းကြတဲ့ပုဂ္ဂိုလ်လို့အဲ့ဒီအမြင်နဲ့တောထွက်ပြီးတရားတွေကျင့်ဆိုတော့ဒါသူမိတာရဲ့အမြင်ပေါ့ကွာအဲ့ဆိုသားရသူတို့ဘုံဘုံတို့ကြဒီလောက်ထိမမြင်နိုင်သေးဘူးအဲ့ဒါဆိုတော့ဘာကိုစဉ်းစားမလဲဆိုတော့လောကရဲ့အဆင့်အတန်းတွေကိုတိုင်းတာတဲ့အခါမြတ်စွာဘုရားရှင်ကတော့ပညာတက်တာတွေနဲ့တိုင်းတာတာဟုတ်ရဲ့လားပိုက်ဆံရှိတာတွေနဲ့တိုင်းတာတာဟုတ်ရဲ့လားမဟုတ်ဘူးဘာတွေတော့သူ့ရဲ့စိတ်နေစေတာမြင်များမှုကိုအခြေခံပြီးတော့လောကအကျိုးပြုရမယ်ပြောဘာကိုအကျိုးပြုရမလဲအခုဒီဒေတာတဲစုဒေတာကသားတွေသမီးတွေလောကအကျိုးပြုနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ဖို့လိုလားမလိုဘူးလားသူ့မိတာဇံပိန်နဲ့ရတဲ့အခါစဉ်းစားတယ်ဒီပိန်တာဘုရားကိုတွေ့တော့ဝင်းရထိုးပြီးဖ
ဖះကိုဝင်းရထုတ်ပြီးတော့တရားခင်းပြီးအဲ့မှာသူ့မိတာအောက်ကုံငုံကြည့်လိုက်တဲ့ကဇံပင်ရှင်ရနေတာဖြစ်တဲ့အတွက်အပယ်လေးပုံမှာရှိတဲ့မကျွတ်မလွတ်သေးတဲ့တရားဝါတွေတွေ့ရအပေါ်မော့ကြည့်လိုက်တဲ့အခါနတ်ပြည်ပြမမကျွတ်မလွတ်သေးပဲတဲ့တန်တရားလဲနေတဲ့ပုံကိုယ်တွေတွေ့ရဒီပုံကိုယ်တွေဟာအိုနာသိမလွတ်ဘူးဆင်းရဲဒုက္ခမလွတ်ဘူးအဲ့ဒါကိုတွေ့တဲ့အခါသူ့မိတာတဏှာစိတ်ဝင်သွားတာဂိမေဧကေနဒိန်နေနပုရိတေနာထာမဓတ္တိနာငါလိုယောက်ျားကောင်းတစ်ယောက်ရှိတာငါတစ်ယောက်တည်းနဲ့လွတ်အောင်ရိုးလို့မတော်ဘူးဒီတရားဝါတွေကိုပါတန်ត្រာဝေါကလွန်မြောက်ဖို့အတွက်တရားအမြိုက်စီတိုက်ကျွေးပြီးတော့သစ္စာတရားတွေဟောပြနိုင်တဲ့ဘုရားဖြစ်အောင်ကြိုးစားမယ်လို့သူဗေဒရဲ့စိတ်ထဲမှာဒီလိုခံယူချက်ရှိသွားတယ်အဲ့ဒါကိုမြင့်မြတ်တဲ့စိတ်ထားလို့ခေါ်တယ်ပြောဘာစိတ်ထားတော့မြင့်မြတ်တဲ့စိတ်ထားဆိုတာဘာလဲဆိုတော့တရားဝါတွေရဲ့ဆင်းရဲဒုက္ခကိုကယ်ထုတ်ချင်တာပြောပါတယ်တော့ဟိတရားဝါတွေရဲ့ဆင်းရဲဒုက္ခကိုကယ်ထုတ်ချင်တာအဲ့ဒါကိုဘာစိတ်ထားလို့ခေါ်တော့မြင့်မြတ်တဲ့စိတ်ထားပြောဘာစိတ်ထားတော့အရက်ထဲမှာပြောရင်တော့အခက်အခဲရှိနေတဲ့သူတွေကိုကူညီပေးခြင်းတဲ့စိတ်ထားအဲ့ဒီစိတ်ထားဘာစိတ်ထားလဲမြင့်မြတ်တဲ့စိတ်ထားဆိုတာဘာလဲတော့ဟာအခက်အခဲရှိတဲ့သူတွေကိုကူညီပေးခြင်းတာအဲ့ဒီစိတ်ထားဘာစိတ်ထားတော့မြင့်မြတ်တဲ့စိတ်ထားအဲ့ဒီစိတ်ထားထားဖို့လိုလားမလိုဘူးလားအေးအဲ့ဒါတော့မြင့်မြတ်တဲ့စိတ်ထားထားမဲ့သားတဲ့သမီးတို့အတွက်ဆိုရင်တဲ့မဖြစ်မနေလုပ်ရမယ်လုပ်ငန်းကြီး3ရက်ရှိပါတယ်လုပ်ငန်းကြီးဘယ်နည်းရတဲ့တော့ဟေးခေါင်းစဉ်လေးဖတ်ကြည့်ပါရတော့အမြဲဆုံးလုပ်ရ3ပါဘာအင်္ဂလိပ်လိုဘယ်လိုဖတ်မလဲ The 3 pillars of action pillar ဆိုတာကြောက်တိုင်ကြီးတွေတကွန်တိုင်ကြီးတွေကြောက်တိုင်ကြီးမြင်လိုက်တာနဲ့ထီထီမာမာကြီးခေါင်းနဲ့နောင်တော်ကြီးကဂုံယူပြောတယ်တော့ဒီကြောက်တိုင်ကြီးပြားတဲ့ဖယားကြီးမတီးခင်းတဲ့ကဒီကြောက်တိုင်ကြီးကိုတကယ်ဒီကြောက်တိုင်ကြီးတက်တန်းနှစ်50နီးနီးရှိတော့ပေါ့45နှစ်ဝန်းကျင်ရှိတော့ငလျင်လောက်တာကြောက်တိုင်ကြီးကအတောင်ပါဥပန်းဖြစ်အဲ့လိုပဲအာသောကမင်းကြီးကသူပြုတ်သွားတဲ့ကုသိုလ်တွေကိုကြောက်တိုင်ကြီးတွေစိုက်သွားတာအိန္ဒိယမှာရောနော်ဘုံဘုံတို့ဘက်ကပါကစ္စတန်ဘက်မှာရောအာဖဂန်နစ္စတန်ဘက်မှာရောအီဂျစ်မှာတောင်ရှိတယ်လို့ပြောတယ်တချို့နေရာတွေတောင်နိုင်ငံကြီးကိုထွန်းသွားတာတချို့နေရာတွေကြောက်တုံးကြီးရေးသွားအာသောကဖီလာဆိုတော့နာမည်ကြီးတယ်လောက်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုမှတ်တမ်းမှတ်ရနဲ့တေးသေးချာချာထိမ့်သိမ့်တဲ့နေရာမှာကြောက်စာတိုင်းအစာအာသောကပြောပါရတော့ကြောက်စာတိုင်းအစာအာသောကပြန်ပြောပါဦးဆရာတော်ဦးအရိစ္ဆဝန္တကလည်းအာသောကကြောက်စာဆိုပြီးတော့မြန်မာပြန်ထားတဲ့စာအုပ်ထွက်ပါတယ်။ကဲဟုတ်ပြီ။ဆိုတော့တကယ်ကိုပမာထားပြီးတော့မန်တိုင်ပြုတ်ပြီးတော့လေ့ကျင့်ရမယ့်အချင်း3ခုရှိတယ်။ဒါတို့မျိုးစိတ်နေစိတ်ထားမြင်မှန်းခြင်းတဲ့သူတွေဆိုရင်ပမာထားပြီးတော့မန်တိုင်ပြုတ်ပြီးတော့လေ့ကျင့်ရမယ့်အချင်းဘယ်နှခုတော့နံပါတ်1ကဘာလဲတော့ဟဲ့မေတ္တာထားခြင်းအလုံးပြောကြည့်နံပါတ်1ကဘာလဲတော့နံပါတ်2ကကိုချင်းစာခြင်းနံပါတ်3ကပေကံစွန့်ကြဲခြင်းအရင်ချင်းဘယ်နှခုဖြစ်ရမလဲနံပါတ်1ကဘာလို့ရမလဲမေတ္တာထားရမယ်နံပါတ်2ကနံပါတ်3ကအဲ့ဒီအည်သွေး3ခုကိုဖြည့်ရင်မြင့်မြတ်တဲ့သူတွေလို့ပြောတာဟောဘုံဘုံတို့နိုင်ငံမှာတခါကဖွာဦးစွန်းဆိုတာကြားဘူးလားဟုတ်လားဖွာဦးစွန်းဆိုဘယ်ရွာတော့ဖွာဦးစွန်းကဘယ်ရွာတော့ကြားဘူးတဲ့သူတော်ဘုံဘုံအံ့ဩသွားတာမင်းတို့ဒေါ်ဦးစွန်းကြားဘူးလားမင်းကုန်းခေါင်းလောင်းကြီးရောက်ဘူးလားမင်းကုန်းခေါင်းလောင်းကြီးရောက်ဘူးတဲ့သူတွေလက်ထောင်ကြီးတန်ပါမင်းကုန်းခေါင်းလောင်းကြီးအိုးမင်းကုန်းခေါင်းလောင်းကြီးဘယ်မှာရှိရတော့စကိုင်းမင်းကုန်းမှာရှိတာဘောကွာနော်ကိုင်းအဲ့ဒါတော့နားထောင်မယ်တခါကမန္တလေးပါပိုးကုံတယ်ဆိုတာပိုးကြီးတွေပေါ့ကွာပိုးကြီးရက်ကန်းတွေလှုပ်တဲ့အထဲကုံတယ်ပေါ့တအားချမ်းသာတယ်လင်မယားတော့တအားချမ်းသာတယ်သမီးလေးတယောက်မွေးထားတာအဲ့ဒီသမီးလေးကိုငငယ်လေးနဲ့လိမ္မာရင်ကြည့်အောင်သင်ပေးထားတာသမီးလေးကမလိမ္မာဘူးလားသမီးလေးကိုတခါတဲ့အထွတ်မြတ်ထားပြီးနာမည်လေးပေးတာဦးစွန်းတဲ့ဘယ်သူတဲ့တော့ဟဲ့ဦးစွန်းတဲ့ဒီကလေးမလေးကိုနာမည်ပေးထားတာအဲ့ကလေးမလေးအရွယ်ရောက်တော့အပြိုပေါ်ဝင်လာအပြိုပေါ်ရောက်လာတဲ့အခါကျတော့မိဘနှစ်ပါးကမရှိမနှောင်းပဲကွယ်လွန်သွားအဲ့ကြောင့်ဒီကလေးမလေးကတခါတဲ့နည်းနည်းတော့အဖေအမေတွေနဲ့
အတူတူရင်ပပနေလာတာမိဘနှစ်ပါးမရှိတော့တဲ့ဆိုတဲ့အခါကျတော့နည်းနည်းအားငယ်တာပေါ့စိတ်ထဲမှာလွမ်းတဲ့စိတ်တွေအားငယ်တဲ့စိတ်တွေရှိတယ်ဒါနဲ့တငယ်ချင်းလေးတစ်ယောက်နော်ကြောင်းတက်တော့အတူတူတငယ်ချင်းဖြစ်ခဲ့တဲ့အမျိုးသမီးတစ်ယောက်အဲ့ဒီတငယ်ချင်းဒီသွားလေတာသူတငယ်ချင်းကခရစ်ယာန်သူတငယ်ချင်းခရစ်ယာန်ရန်ကုန်မှာသွားလေတဲ့အခါကျတော့အဲ့ဒီရန်ကုန်ကခရစ်ယာန်ကျောင်းတွေကပြင်သစ်ကနေပြီးတော့ဖွင့်ထားတဲ့ဘိုးဘွားရိပ်သာတွေရှိအဲ့ဒီဘိုးဘွားရိပ်သာတွေကိုရောက်သွားတဲ့အခါအသက်ကြီးတဲ့အဖိုးတွေအဖွားတွေပေါ့ကွာဗုဒ္ဓဘာသာအဖိုးတွေအဖွားတွေပေါ့အဲ့တော့သားသမီးတွေကပြစ်ထားတဲ့အခါဒီအဖိုးတွေအဖွားတွေကကျွေးမွေးပြုစုဆောင်းရှောက်မဲ့သူမရှိဘူးစားတရားမရှိဘူးနေတရားမရှိဘူးအဲ့လိုတွေဖြစ်တော့အဲ့ဒီဘိုးဘွားရိပ်တွေကိုသွားကြည့်လိုက်တဲ့အခါဒီကလေးမလေးကစိတ်ထဲမှာခံစားချက်မကောင်းဘာဖြစ်လို့လဲဆိုတော့ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာအဲ့ဒီချိန်ကမြန်မာပြည်ကမပေါ်သေးဘူးလုံးဝမရှိသေးဘူးခရစ်ယာန်တွေဖွင့်လာတဲ့ဗုဒ္ဓဘိုးဘွားရိပ်သာရှိနော်အဲ့ဒါနဲ့နောက်ကြတော့အဲ့ဒီဘိုးဘွားရိပ်သာမှာရှိနေတဲ့မြန်မာအဖိုးတွေအဖွားတွေဗုဒ္ဓဘာသာအဖိုးတွေအဖွားတွေတသက်လုံးဖျားသွားကြောင်းတက်ဥပုသ်တရင်စောက်တည်ပြီးတော့သူတော်ကောင်းလို့လုပ်ခဲ့တာဒေဂန်ဒီသားသမီးတွေကပြစ်ထားတာသားသမီးတွေကဘာလုပ်ထားလဲမိဘဆရာသမားတွေကိုဒေဂန်ဒီအသက်ကြီးတဲ့အခါပြစ်ထားဖို့တင့်တော်ပါမလားအဲ့ဒီမသိတော့ဘူးဆိုတာမြမယဉ်ကျေးမှုပါပဲရှိတယ်နော်ဘုံဘုံတို့တောင်ကိုရီးယားရောက်တောင်ကိုရီးယားမှာကြတော့အခုဒီအဖွားတို့အရွယ်အသက်90ကျော်85 80အဲ့လောက်ရွယ်ရောက်ပြီဆိုရင်သားသမီးတွေကပြစ်ထားတော့မိဘတွေကစားတရားနေတရားမရှိတဲ့အခါည2 နာရီ1 နာရီခွဲ2 နာရီအဲ့လောက်ရောက်ပြီဆိုရင်ဒီရေတံဘူးကွန်းလေးတွေကောက်တယ်အချွေဘူးကွန်းလေးတွေကောက်တယ်နော်ဂျက်ထူပုံးလေးတွေကောက်တယ်ပလုံကောက်တယ်ခေါ်တာပေါ့ကွာတောင်ကိုရီးယားဇာတ်ကားတွေမင်းတို့မကြည့်ဘူးလားမင်းတို့ကေပေါ့တို့ဘာတို့ဒါတွေကြည့်ဘူးမှာပေါ့ဟုတ်တယ်မလားအေးအဲ့ဒါဆိုတော့တောင်ကိုရီးယားတအားဖွံ့ဖြိုးတိုးတက်နေတာကိုကဘာကိုချပြတာနော်ကဘာကိုချပြတော့တအားဖွံ့ဖြိုးတိုးတက်နေတာကိုချပြတာဒါပေမဲ့တကယ်တမ်းအတွင်းကျကျသိတဲ့အခါကျတော့အထင်ကြီးတရားမရှိဘူးအဲ့ဒီည1 နာရီ 2 နာရီလောက်ဖြစ်ပြီဆိုရင်အဲ့ဒီအဖိုးတွေအဖွားတွေပလုံကောက်နေတာသူတို့စားတရားမရှိလို့သားသမီးတွေကပြစ်ထားတယ်ဒါကြောင့်သူတို့နိုင်ငံရဲ့ယဉ်ကျေးမှုမိဘတွေအသက်ကြီးလာပြီးဆရာသမားတွေအသက်ကြီးလာပြီဆိုရင်ပြုစုဆောင်ရှောက်လိုချွေးမဲ့သူမရှိဘူးပြစ်ထားလိုက်တာညမယဉ်ကျေးမှုနဲ့ကြိုက်လားဗုဒ္ဓရဲ့အဆုံးအမယဉ်ကျေးမှုနဲ့ရောကြိုက်လားမကြိုက်ညီဘူးနော်အဲ့ဆိုတော့ဘုံဘုံတို့ဗုဒ္ဓဘာသာယဉ်ကျေးမှုအဆုံးအမအသက်ကြီးလာတဲ့မိဘတွေကိုပြုစုဆောင်ရှောက်တာလှုပ်ကြွေးတာဟာဖရာတဆူကိုပြုစုဆောင်ရှောက်နေရတယ်နဲ့အတူတူပဲလို့ဒီလောက်ထိတောင်တန်ဖိုးထားကြတခြားနိုင်ငံတွေမှာတော့မရဘူးဘုံဘုံဂျပန်ကိုရောက်တော့လည်းအဲ့ဒီတိုင်းပဲဂျပန်မှာအသက်85 80ဝန်းကျင်ရှိတဲ့အဖိုးတွေကားလမ်းမှာနေပူကျဲလေးမှာလေကားလမ်းမှာလမ်းပြင်နေတယ်ဆိုရင်ရှေ့ကနေပြီးတော့လမ်းပြင်နေတဲ့အကြောင်းအလှန်လေးနဲ့ရမ်းပြနော်ဟိုဘက်မှာလမ်းလေးပြင်နေရရှေ့နှမ်းလေးဆက်သွားဟိုဘက်အဆုံးမှာလည်းအဲ့လိုဂျပန်အဖိုးကြီးတွေရှိအဲ့တော့တနေ့ကိုရန်1500ဝန်းကျင်လောက်ရတာပေါ့ကွာအဲ့တော့အဲ့ဒီအဖိုးကြီးတွေအသက်90ကျော်80နီးပိုင်းတွေအလုံးမလုံးရင်စားတရားမရှိသားသမီးတွေကမကြွေးနော်နိုင်ငံတွေကတိုးတက်တယ်ဒါပေမဲ့မိဘဆရာသမားတွေအသက်ကြီးသွားရင်တန်ဖိုးမရှိတော့ဘူးဆိုတာနဲ့မသုံးတော့အိမ်ကတန်ဖိုးမထားတော့ဒါကြောင့်ဘုန်းဘုန်းတို့မြန်မာနိုင်ငံမှာကျတော့ဒီယဉ်ကျေးမှုကိုမိဘဆရာသမားတွေသေဆုံးတဲ့အထိပြုစုလုပ်ကြွေးတာတွေရှိလားမရှိဘူးလားဟဲ့ဒါကောင်းတဲ့ယဉ်ကျေးမှုလားမကောင်းတဲ့ယဉ်ကျေးမှုလားသူတို့နိုင်ငံကြီးတွေတိုးတက်တယ်နော်အဲ့လိုသားတွေသမီးတွေကပြစ်ထားကြတဲ့အခါကျတော့ဘုန်းပြောပြဂျပန်နိုင်ငံမှာမင်းတို့အိမ်တွေမြေတွေဝယ်တယ်ဆိုရင်မြန်မာပြည်လောက်ဈေးမကြီးဘူးမြန်မာပြည်ကမင်းဟောတကုံစိတ်ကန်းတို့ဘာလို့သွားဝယ်လိုက်ရင်40 60တကွက်ကိုသိန်း1000နဲ့ချီတချို့ဆို4 5 8000လောက်တောင်ရှိဂျပန်မှာအိမ်ရောမြေရောဝယ်မြန်မာငွေသိန်း1000မကုန်ဘူးနော်60 80လောက်ရှိတဲ့မြေခွက်ကြီးတွေနဲ့အိမ်ကြီးတွေနဲ့အဲ့ဒီအိမ်မှာကြံခင်းတွေကအပူပေးစနစ်တွေပါပြီးသားအိမ်သားတွေရောမလက်စတီအကုန်လုံးနော်ဒီထဲမှာအိုးခွက်ပကံဘာမှဝယ်ရမလို့ဘူးလူအယောက်20 30အသာလေးနေလို့ရတဲ့အိမ်တွေအဲ့ဒီအိမ်ရောမြေရောအပိုင်နော်အဲ့ဒါသိန်း1000မပြည့်မြို့အစွန်လေးတွေမှာဘာဖြစ်လို့တော့ဒီလောက်ဘာကြောင့်ဈေးချိုရအောင်ဆိုတော့ဒီမိဘတွေကြီးသွားတဲ့အခါတဲ့သားသမီးတွေကပြစ်ထားခဲ့တာတဲ့အဲ့သားသမီးတွေကမိဘတွေသေဆုံးတဲ့အထိတစ်နှစ်မှတစ်ခေါက်ပဲလာတယ်တစ်နှစ်ပဲတစ်ခေါက်လာတစ်နှစ်တစ်ခေါက်ပဲလာတယ်ဒါတော့နတ်မမှန်ဘူးတဲ့အဲ့လိုတွေကမိဘတွေသေဆုံးသွားတဲ့အခါအဲ့ဒီကြံခဲ့တဲ့အိမ်တွေကိုအစိုးရအခွန်ကောက်တယ်အဲ့တော့အခွန်မဆောင်ခြင်းတဲ့အခါကျတော့အဲ့ဒါမျိုးပတ်စံဒီအိမ်ကိုပေးဝယ်နိုင်တဲ့သူဈေးချိုလေးနဲ့ရောင်းပစ်လိုက်ဒါကြောင့်မြန်မာပြည်တဲ့ဂျပန်ကအဲ့ဒီအိမ်ဈေးတွေပါလေမြို့အစွန်တွေမှာဆိုဈေးချိုတယ်အဲ့ဒါကိုကြည့်လိုက်ရင်တကယ်တမ်းတေးသေးချာသိတဲ့အခါစိတ်မကောင်းစရာပဲ
လူကြီးတွေတည်တဲ့အခါကျတော့သူတို့ဟာသူသေးသွားကြတယ်မသိလိုက်မသိပါတော့အစိုးရတာဝန်ယူမြုပ်ပေးလိုက်တာပဲရှိနော်အဲ့ဒါမျိုးတွေဒါယဉ်ကျေးမှုတွေကမြန်မာပြည်နဲ့ကွာမသွားဘူးလားဟဲ့စင်ကာပူမှာဘုန်းတို့ကားတွေစီးတယ်မိရထားတွေစီးတယ်ကြီးတန်ရထားတွေစီးတယ်စင်ကာပူမှာလျှက်စစ်ရထားတွေစီးအဲ့ဒီကားတွေပေါ်လျှက်စစ်ရထားတွေပေါ်ဆိုအသက်80နီးပါးအဖိုးကြီးတွေဘုန်းတို့နဲ့တွေ့ဘာဖြစ်လို့တော့ဆိုတော့ तू ကညီးတွေနဲ့နေကျင်တာလေသားသမီးတွေနဲ့နေကျင်တာလေဒါပေမဲ့အဲ့ဒီသားသမီးတွေမြည်တွေကသူတို့နဲ့အကက်မခံတဲ့အခါလူတဲ့နေရပြီးရောဆိုပြီးဘယ်တကားလိုက်စီးနေကြနော်မိရထားတွေလိုက်စီးနေကြတာဒါကြောင့်နိုင်ငံတွေကဒီကနေလှမ်းကြည့်လိုက်တော့အထင်ကြီးတရားကြီးနော်အထင်ကြီးတရားကြီးဟိုသွားကြည့်တဲ့အခါကျတော့ယဉ်ကျေးမှုကမင်းမြန်မာပြည်ကအကောင်းဆုံးပဲရှိသေးတယ်ဒါတို့သူတို့မြန်မာယဉ်ကျေးမှုကကမ္ဘာမှာအကောင်းဆုံးပဲရှိသေးတယ်မှန်လားဟဲ့မင်းတို့နိုင်ငံတကာရောက်သွားတဲ့ခါသိလိမ့်မယ်အဲ့ဒီနိုင်ငံလူတွေဂျပန်နိုင်ငံကြီးတအားတိုးတက်တယ်ဒါပေမဲ့ဂျပန်နိုင်ငံကနိုင်ငံတိုးတက်တယ်လူတယောက်ချင်းစီကအကျွေးကမြန်မာပြည်ကလူတွေတဲ့အစ20 30အကျွေးထူတယ်သူတို့ကအလုံးမလုံးရင်စားတရားမရှိဘူးဒါကြောင့်ညာအိပ်ပြီဆိုတာနဲ့မနှက်ဖန်အလုံးမြန်ပြုတ်မလားမနှက်ဖန်ဘာအလုံးလုပ်အောင်မလဲလို့စဉ်းစားပြီးအိပ်ကြဂျပန်တွေကိုဘုံကိုတွေးလိုက်တယ်ကားတွေပေါ်ကြည့်လိုက်တယ်ရထားတွေပေါ်မှာကြည့်တယ်တွေးတဲ့နေရာတိုင်းကြည့်တယ်ဂျပန်တွေမှာပြုံးပြောပြီးတော့ကြည်ကြည်လင်လင်ရွှင်ရွှင်ပြပြဂျပန်မရှိသလောက်အမြဲတမ်းဖိအားတွေနဲ့ stress တွေနဲ့အလုံးလုံးမှစားရတယ်ဆိုတဲ့ဟာကြီးကဖိအားဝင်တယ်နောက်တစ်ခုအချိန်နဲ့အမျှသူတို့တွေကအလုံးလုံးဥပမာ10မိနစ်နောက်ကြတယ်အဲ့10မိနစ်နောက်ကြတဲ့ပွဲဒီလိုလူအများကြီးနဲ့ဆိုရင်နိုင်အများကြီးဖြတ်ဥပမာဆက်အလုံး60နဲ့လောက်ရတယ်10မိနစ်နောက်ကြရင်တနာရီသာဖြတ်ဒါကြောင့်သူတို့ကမိနစ်နဲ့စက္ကန့်နဲ့မြတ်အတင်ပြေးလွှမ်းပြီးတော့ရုန်းကန်နေရဒါကြောင့်သူတို့လူမျိုးတွေကတကယ်တမ်းမချမ်းသာဘူးနိုင်ငံတကာကိုရောက်မှအဲ့ဒါတွေသိရကဲဟုတ်ပြီဘုံဘုံတို့မြန်မာလူမျိုးတွေကြခုနဖွားအောင်ဆုံးကိုပဲကြည့်အဖိုးတွေဘွားတွေကိုကြည့်လိုက်တဲ့ကအဖိုးတွေဘွားတွေသေကန်နေကြမှာသာသမီတွေကပြစ်ထားလို့ကုညီဆောင်ရှောက်မဲ့သူမရှိလို့နော်သာသမီတွေကုညီဆောင်ရှောက်မဲ့သူမရှိလို့အသက်ကြီးမှဒီလူတွေဟာတစ်သက်လုံးဘုရားသွားကြောင်းတက်လှုပ်လာတဲ့ဥပုသ်သတင်းစောင့်တည်ခဲ့တဲ့အဖိုးတွေဘွားတွေဟာအသက်ကြီးမှဘုရားသခင်ပေးလို့သားရတာထမင်းသားကန်နေဘုရားသခင်ကိုဆုတောင်းအိယာဝန်ကနေဘုရားသခင်ပေးတဲ့အိယာကိုအိပ်ရတယ်ခရစ်ယာန်တွေကဒီလိုသင်ထားတာ哦သူတို့ရိတ်တာဆိုတော့သူတို့သင်တဲ့အတိုင်းလုပ်ရတာလေအဲ့တော့အသက်ကြီးမှဘာသာကြားပြောင်းကုန်ပြီးတော့သေဖို့အတွက်လေဗုဒ္ဓဘာသာတရားလို့သေခွင့်မရအဲ့နာကိုတွေ့သွားတဲ့ဖွာဦးစင်းကငါပြိမတပါးကိုငါပြုစုဆောင်ရှောက်ခွင့်မရတော့ဘူးဒါကြောင့်အဖိုးတွေဖွားတွေကိုပြုစုဆောင်ရှောက်မယ်ဆိုပြီးတော့ဘိုးဝါရိတ်တာအစဖွာဦးစွန်းကပြောပါတယ်တော့ဟဲ့ပြန်ပြောကြည့်ဘိုးဝါရိတ်တာအစဖွာဦးစွန်းကခဏတို့မြန်မာပြည်မှာမင်းကုန်းခေါင်းလောင်းကြီးကိုပြောကြမင်းကုန်းခေါင်းလောင်းကြီးတင်ဂုံယူစရာမဟုတ်ဘူးမင်းကုန်းခေါင်းလောင်းကြီးနဲ့မြန်တချင်းတိုင်ဘက်ကိုသွားရင်ဖွာဦးစွန်းဘိုးဝါရိတ်တာဆိုပြီးရှိတယ်ဘုံဘုံတော့သွားလှူတယ်အခုတော့ဒီဒေသမငြိမ်းချမ်းဘူးပေါ့ကွာမင်းကုန်းဒေသအဲ့ဒါဆိုတော့တရုတ်အဖိုးကြီး3-400လောက်ကနေတဲလေးနဲ့စပြီးနေအဲ့ဒီမှာသူဘိုးဝါရိတ်တာတွေထောင်တာဗုဒ္ဓဘာသာဘိုးဝါရိတ်တာအဲ့တော့မင်းကုန်းမှာထောင်တယ်ပခုတ်ကူမှာထောင်တယ်နော်ဝေါ်မှာထောင်တယ်ပေါင်းဒီမှာထောင်တယ်နှင်းဒီကုန်းဘိုးဘွားရိတ်တာရန်ကုန်မှာနာမည်ကြီးအဲ့ဘွားဦးစွန်းထောင်သွားတာမြန်မာအမျိုးသမီးတွေကမဟာသာထရီဇာလို့ပြောလိုက်ရင်မင်းတို့ကနိုင်ငံတကာသိကြတို့တော့မြန်မာပြည်မှာမြန်မာတို့ရဲ့မာသာထရီဇာဖွားဦးစွန်းဆိုတာရှိခဲ့တယ်ကွာမြန်မာပြည်မှာဘယ်သူရှိတော့ဖွားဦးစွန်းဆိုတာမြန်မာတို့ရဲ့မာသာထရီဇာပဲမြန်မာတွေရဲ့ဗုဒ္ဓဘာသာတွေရဲ့ပြရုပ်တစ်ခုပဲဗုဒ္ဓဘာသာဆိုတာအဲ့လိုကျင်နာမေတ္တာနဲ့လူတွေကိုအကျိုးဆောင်ခဲ့တယ်ဆိုတော့ဗုဒ္ဓဘာသာဘိုးဝါရိတ်တာကိုဒီအမျိုးသမီးဥဆောင်ပြီးတော့တနိုင်ငံလုံးမှာ9နေရာထူထောင်နိုင်ခဲ့တယ်အဲ့ဒီ9နေရာလုံးကအခုချိန်ထိရှင်သန်နေတယ်ဖွာဦးစွန်းသေးသွားပြီနှစ်ပေါင်း60-90ရှိသွားပြီသို့တော့ဖွာဦးစွန်းတည်ထောင်ခဲ့တဲ့မေတ္တာတရားကိုအခြေခံပြီးတော့ကရုဏာကိုအခြေခံပြီးတည်ထောင်ခဲ့တဲ့ဘိုးဘွားရိတ်တာတွေကအခုချိန်ထိရှင်သန်မနေဘူးလားဒါကြောင့်သားတို့သူတို့မြင့်မြတ်တဲ့စိတ်ထားဆိုတာအဲ့ဒါပဲလူတာသေးတော့တာသူ့ရဲ့စိတ်ထားနဲ့မြင့်မြတ်တဲ့စိတ်ထားနဲ့လောကအကျိုးဆောင်မှုဟာသေဆုံးမသွားဘူးမြင့်မြတ်တဲ့ပုဂ္ဂိုလ်ကလူပဲသေတယ်သူလောကကိုအကျိုးပြုသွားတဲ့ဟာတွေကသေရလားမသေဘူးအမြဲတမ်းရှင်သန်မနေဘူးလားဟဲ့အဲ့ဒါကြောင့်ဗုဒ္ဓဘာသာဘဝရိတ်တာတွေပေါ်ခဲ့တာဒီဖွားဦးစွန်းရဲ့မေတ္တာတရားကိုအခြေခံခဲ့တယ်။ကံသားတို့သူတို့ဒါလေးဖတ်ကြည့်ပါနံပါတ်1ပါတယ်တော့မေတ္တာထားခြင်းအလုံးကြဲကြဲလေးဖတ်လိုက်စာလေးဖတ်ကြည့်ပါအမုန်းတရားကင်းစင်ပြီးတော့ဗတ်လိုက်မှုမရှိပဲ
အားလုံးကိုအေးချမ်းစေလိုတဲ့စိတ်တဲ့အရင်ခံတဲ့ကောင်းကျိုးသေးဖို့ခြင်းဟောမေတ္တာဆိုတာဒါပဲမေတ္တာဆိုတာအများကျိုးဆောင်တာဟိမေတ္တာဆိုတာဘာတော့မေတ္တာဆိုတာနောက်တစ်မျိုးအမုန်းတရားကင်းစင်တာမေတ္တာဆိုတာဘာလဲတော့ဟိဒီနေ့ဘုန်းဘုန်းတို့နိုင်ငံကြီးငြိမ်းချမ်းသလားတာယာသလားဖွံ့ဖြိုးတိုးတက်သလားဘာဖြစ်လို့တော့အမုန်းတရားတွေများနေလို့ဘာတွေများနေလို့တော့ဘုန်းဘုန်းတို့ကစကိုင်းတိုင်းဘက်ကလေကွာတွေးရင်ဘုန်းဘုန်းကတကယ်ဝမ်းနေတယ်သိလားမြန်မာပြည်ရဲ့သာသနာကစကိုင်းတိုင်းနဲ့မကွေးတိုင်းကိုနှုတ်လိုက်ရင်80%လောက်ကဘုန်းကြီးတွေကုံသွားလိမ့်မယ်ဘုန်းဘုန်းပြောပြမယ်သားတို့သမီးတို့တန်ဃာရဲ့တန်ဖိုးကိုသိဖို့ကဘာပေါ်မှာလူကြီးတန်8500ရှိကဘာမှာလူကြီးဘယ်လောက်ရှိတော့တန်ပေါင်း8500ရှိတယ်အဲ့တန်ပေါင်း8500ရှိတဲ့ထဲမှာတကဘာလုံးပေါင်းလို့ဘုန်းကြီး9သိန်းမပြည့်ဘူးတကဘာလုံးပေါင်းလို့တန်ဃာက9သိန်းမပြည့်ဘူးမြန်မာပြည်မှာ3သိန်းနဲ့4သိန်းကြားရှိတယ်3သိန်းခွဲလောက်ပဲထားထိုင်းမှာ2သိန်းခွဲလောက်ရှိတယ်နှစ်ခုပေါင်းလိုက်တော့6သိန်းလောက်ရှိတယ်ဒီလင်္ကာမှာ2000ကျော်ပဲရှိတယ်ကိုရင်ရောဘုန်းကြီးရောပေါင်း2000ခွဲမပြည့်တော့လာအိုတို့ကမ္ဘောဒီးယားတို့ပေါင်းအဲ့ဒီနိုင်ငံတွေပေါင်းလိုက်လို့ဘုန်းတော်ကြီးရေတော့က1000မပြည့်ဒါကြောင့်တကဘာလုံးပေါင်းလို့ဘုန်းကြီးက9သိန်းတောင်မပြည့်တော့ဘုန်းကြီးကိုရင်ကတကဘာလုံးပေါင်းလို့9သိန်းမပြည့်တော့ဘူးနော်တန်ခါရဲ့တန်ဖို့မင်းတို့သိဖို့လိုလားမလိုဘူးလားကဘာပေါ်မှာဗုဒ္ဓဘာသာတန်ပေါင်း650ရှိတယ်ကွအဲ့တန်ပေါင်း650တွေမှာထေရဝါဒဗုဒ္ဓဘာသာက152တန်းရှိတယ်အဲ့152တန်းထဲမှာဘုန်းကြီးက9သိန်းမပြည့်တော့အကုန်လုံးတကဘာလုံးပေါင်းနော်အဲ့ဒါဆိုတော့အဲ့ဒီတန်ခါရဲ့တန်ဖို့ကိုမင်းတို့ထားတတ်ဖို့လိုလားမလိုဘူးလားအခုတန်ဃာတွေရှိချင်းအားဖြင့်မြတ်စွာဘုရားရဲ့အဆုံးအမတွေသားတို့သမီးတို့သင်ယူခွင့်ရလားမရဘူးလားအဲ့ဒီတန်ဃာတွေဟာလူချင်းချင်းမေတ္တာထားဖို့မသင်ဘူးလားဟဲ့အများကိုကရုဏာတွေပွားဖို့ကုညီဆောင်ရှောက်ဖို့မသင်ဘူးလားတန်ဃာရာမရှိဘူးဆိုရင်ဘုရားရဲ့အဆုံးအမမေတ္တာထားဖို့ကရုဏာပွားဖို့အများကိုကုညီဖို့ဆိုတဲ့အကျင့်ကောင်းတွေမင်းတို့ကျင့်လို့ရပါအောင်မလားတန်ဃာတွေရဲ့အဆုံးအမမရဘူးဆိုဘုရားရဲ့အဆုံးအမတွေကြံမလားအဲ့ဒါသတိထားဖို့လိုတယ်ဒါပေမဲ့ဘုန်းဘုန်းတို့နိုင်ငံမှာလေအမုန်းတရားတွေပွားတော့အခုဘုန်းဘုန်းတို့စကိုင်းတိုင်းဒေသဘက်မှာမကွေးတိုင်းဒေသဘက်တွေမှာကြည့်မယ်ဆိုရင်တန်ခါရဲ့အရင်မြစ်ကြီးတွေပေါ့ကွာအဲ့ဒါ80%လောက်ရှိတယ်ဘုန်းဘုန်းတို့မြန်မာပြည်အောက်ဖျားကော့တောင်းတီရောက်ဘရင်တော်အောင်ကူဆိုတာမြန်မာပြည်မြေကြီးရဲ့အသုံးပဲဟိုဘက်ကပင်လယ်ပဲရှိတော့နော်ဘုန်းဘုန်းတို့ဟိုမြန်မာပြည်အထက်ဆိုရင်ခေါင်းထီရောက်မရောက်တဲ့နေရာမရှိဘူးတနိုင်ငံလုံးသွားနေအဲ့ဒီရောက်တဲ့နိုင်ငံရောက်တဲ့နေရာဒေသတိုင်းတဲ့ပြည်နယ်ကိုမေးကြည့်လိုက်ရင်ဘယ်ဟာသုံးဖျားဆိုတော့အညာသားတွေများတယ်အညာသားတွေတဲ့ဟုတ်လားနော်မြန်မာပြည်ရဲ့သာသနာဝင်ပုဂ္ဂိုလ်တွေကြီးလိုက်တဲ့အခါဒီစကိုင်းတို့မကွေးတို့အလွန်ဆုံးဟောဒီမန္တလေးဒီဝင်းကျင်ပဲဒီရဲ့အောက်ဘက်မှာတိတ်မရှိဘူးရာခိုင်နှုန်းက10%မပြည့်ဘူးဒါပေမဲ့ခေတ်ကာလမငြိမ်းချမ်းတဲ့အခါအဲ့ဒီဒေသမှာရှင်လောင်းရှင်ပြူတဲ့အလှူတွေနည်းသွားပြီးသာသနာပေါင်းဝင်လာတဲ့သူတွေနည်းသွားပြီးသာသနာရဲ့ရင်းမြစ်တွေဆုံးရှုံးမသွားဘူးလားသာသနာရဲ့ရင်းမြစ်တွေဆုံးရှုံးသွားတာဟာလောကငြိမ်းချမ်းရေးတရားကြီးကိုအမြင့်ကနေဆွဲထုတ်တာနဲ့တူတယ်အလွန်ကြောက်စရာကောင်းတယ်ကြောက်စရာကောင်းလားမကောင်းဘူးလားဒါကြောင့်ဘာကြောင့်တိုင်းပြည်မငြိမ်းချမ်းတာလဲဆိုတော့သားတို့ပြောကြည့်တိုင်းပြည်ဘာကြောင့်မငြိမ်းချမ်းတာလဲအမုန်းတရားတွေကြောင့်ပြောပါလေကြောင့်နော်အမုန်းတရားတွေပွားမှာလားမေတ္တာပွားမှာလားဒီတိုင်းပြည်ဒီရေဒီမြေကိုအတူတူရောက်လာတယ်ဆိုတာအတိတ်ကကုသိုလ်ကံတွေအတူတူပြုခဲ့လို့မှန်ရလားဟဲ့တတိုင်းတပြည်တည်းနေတဲ့ဘယ်ဘာသာဘယ်လူမျိုးဘယ်တိုင်းရင်းသားဖြစ်ဖြစ်ချစ်ချစ်ခင်ခင်ရင်းနှီးနှီးညီညွတ်ရှိဖို့လိုလားမလိုဘူးလားမေတ္တာဆိုတာကမေတ္တာဆိုတာသားတို့သူတို့ကောင်းကွက်ကိုရှာမေတ္တာတဲ့ပြောကြည့်ပါဦးပြန်ပြောကြဟဲ့ကောင်းကွက်ကိုရှာမေတ္တာတစ်ခေါက်ပြောပါဦးမေတ္တာထားတဲ့သူကလူတစ်ယောက်ကိုပေါင်းသိမ်းလိုက်တဲ့အခါဆိုးတဲ့အကွက်ကိုရှာမလားကောင်းတဲ့အကွက်ကိုရှာမလားဒါတို့သမီးတို့ဒီထဲမှာအကုန်လုံးစင်းလုံးရောကောင်းနေတဲ့လူကောင်းဘယ်နှယောက်ပါတော့မပါဘူးနော်ဘုံဘုံတို့လည်းမကောင်းတာတွေရှိလားမရှိဘူးလားလူတစ်ယောက်နဲ့တစ်ယောက်ပေါင်းတဲ့အခါကောင်းတာကိုကြည့်ရမလားမကောင်းတာကိုကြည့်ရမလား
အဲ့ဒီကောင်းတာကိုကြည်နိုင်တယ်ဆိုတာကိုယ်စိတ်ထဲမှာဘာရှိလို့တော့မေတ္တာရှိလို့ဘာရှိလို့တော့ကိုယ်စိတ်ထဲမှာအမုန်းရှိရင်ဘာကိုကြည်မှာတော့မကောင်းတာကိုကြည်ပါငါ့ကိုဒီကောင်ဆဲထားတာငါ့ကိုအနိုင်ကျင့်ထားတာဒီကောင်မတရားလုပ်ထားတာအဖေတွေမေတွေငါ့ကိုရိုက်ထားတာကိုကိုချစ်လို့ကိုကိုဆုံးမတာဘာညာမသိဘူးငါဒါမဲ့ငါ့ကိုရိုက်ထားတာငါ့ကိုအနိုင်ကျင့်ထားတာငါ့ကိုဘာလုပ်ထားတာလူတွေကလေအမုန်းတရားတွေရင်းနဲ့ရောက်သွားပြီဆိုကောင်းတာကိုကြည်တာလားမကောင်းတာကိုကြည်တာလားမကောင်းတာကြည့်ပြီးဆိုလူတယောက်ကိုမကောင်းမြင်ပြီဆိုရင်သူ့ကိုကူညီခြင်းနဲ့စိတ်ရှိသေးလားဒါကြောင့်လူတယောက်ကိုကူညီခြင်းနဲ့စိတ်ရှိဖို့ကောင်းတာကိုကြည့်ရမလားမကောင်းတာကိုကြည့်ရမလားပြန်ပြောကောင်းကွက်ကိုရှာမေတ္တာပြန်ပြောပါဦးကောင်းကွက်ကိုရှာမေတ္တာနောက်နံပါတ်2ကသူ့အကျိုးစီးပွားလိုလားတာမေတ္တာပြောပါဦးငါတကယ်ချင်းစာတော်သွားရင်ကောင်းပါပဲငါတကယ်ချင်းကျမ်းမာရေးကောင်းရင်ကောင်းပါပဲငါတကယ်ချင်းခဲတယ်မေးခဲ့တယ်ပေးလိုက်မယ်ငါတကယ်ချင်းစာအုပ်ကြံခဲ့တယ်အဲ့ဒါလေးကူလိုက်မယ်အလဲဖြူကနေဖြုတ်ပြီးတော့ပေးလိုက်မယ်ငါတကယ်ချင်းမုံဖို့ပါမလာဘူးငါပါတဲ့မုံလေးကိုခွဲဝေပြီးစားမယ်ကောင်းလားမကောင်းဘူးလားငယ်ငယ်လေးနဲ့ဒီလေးကျင့်ထားဖို့လိုလားမလိုဘူးလားအဲ့ဒါဘာစိတ်ရှိလို့တော့မေတ္တာစိတ်ရှိလို့အဲ့တော့မေတ္တာနဲ့ပတ်သက်ပြီးဤချင်းနှမျိုးပြန်ပြောအောင်နံပါတ်1ကကောင်းကွက်ကိုရှာမေတ္တာနံပါတ်2ကသူ့အကျိုးစီးပွားလိုလားတာမေတ္တာပြန်ပြောပါဦးသူ့အကျိုးစီးပွားလိုလားတာမေတ္တာလူတစ်ယောက်နဲ့တစ်ယောက်တွေ့တဲ့အခါကျတော့ကောင်းကွက်ကိုရှာပါသူ့ရဲ့အကျိုးစီးပွားဖြစ်ဖို့ကိုကြည်ပါအမုန်းနဲ့ကြည်ရမလားမေတ္တာနဲ့ကြည်ရမလားဒါကြောင့်အမုန်းတရားကင်းစင်ပြီးတော့ဗတ်လိုက်မှုမရှိဘဲနဲ့လူတွေရဲ့ကောင်းကျိုးစီးပွားအေးချမ်းလိုတဲ့စိတ်နဲ့ကောင်းကျိုးသယ်ဆောင်တာကိုဘာလို့ခေါ်တော့မေတ္တာအဲ့ဒီစိတ်တက်ရှိရင်သားတို့သမီးတို့မြင့်မြတ်တဲ့လူလားအထက်တန်းကြတဲ့လူလားအောက်တန်းကြတဲ့လူလားဟဲ့မြင့်မြတ်တဲ့လူအထက်တန်းကြတဲ့လူအထက်တန်းကြတဲ့သူလားအောက်တန်းကြတဲ့သူလားအဲ့ဒါသူတို့လူတွေပေါင်းတဲ့အခါအထက်တန်းကြတဲ့သူပေါင်းနေတာလားအောက်တန်းကြတဲ့သူပေါင်းနေတာလားအထက်တန်းကြတဲ့သူဖြစ်ရှင်နံပါတ်1ပါရှိရမလဲမေတ္တာနံပါတ်1ပါရှိရမလဲနောက်နံပါတ်2ကပါရှိရမလဲကိုချင်းစာတရားကြဲကြဲလေးဖတ်ကြည့်ကွာအားရတယ်မင်းတို့လည်းပြောတာဖတ်ကြည့်ပါလေတော့သူတစ်ပါးဤခံစားချက်အခက်အခဲနဲ့ဆင်းရဲဒုက္ခများကိုချင်းစာကောင်းလိုက်တာသူတစ်ပါးရဲ့ခံစားချက်သူတစ်ပါးရဲ့အခက်အခဲတွေတွေ့တဲ့အခါဆင်းရဲဒုက္ခတွေကိုကိုယ့်ရဲ့ကိုယ်တွေ့ကဲ့သို့သူတစ်ပါးတွေခက်ခဲလာတဲ့တကယ်ချင်းတွေမှာလိုအပ်ချက်တွေရှိတယ်ငါခက်ခဲရင်ငါမှဒီလိုအခက်အခဲတွေ့ရင်ဒီလိုအခက်အခဲတွေ့ရင်ခက်တယ်အဲ့ဒါဆိုတော့ဒီအခက်အခဲကိုကူညီမယ်ဆိုတဲ့သိထားလိုလားမလိုဘူးလားအဲကြောင့်သူတစ်ပါးရဲ့ခံစားချက်အခက်အခဲနဲ့ဆင်းရဲဒုက္ခတွေကိုကိုယ်တွေ့ကဲ့သို့တဲ့ကိုချင်းစာတရားနဲ့အပြည့်နားလည်ပေးမယ်ဆိုပါတော့သားတို့သမီးတို့ဖဏတ်လေးတွေတကယ်ချင်းတယောက်ကဖဏတ်ချုပ်ခဲ့တယ်အဲ့ဖဏတ်လေးတွေဖွက်ထားမယ်မင်းတို့ဖဏတ်ပြောက်ရင်ဘယ်လိုနေမလဲမင်းတို့ဖဏတ်ပြောက်ရင်ဘယ်လိုနေမလဲစိတ်မပူဘူးလားအိမ်ရောက်ရင်အမေကရိုက်ခံမလားအဖေကရိုက်ခံမလားမသိဘူးနော်ဖဏတ်ကလည်းဝဲပေးထားတာမကြဘူးဒါပေမဲ့တကယ်ချင်းတယောက်ကဖွက်လိုက်တဲ့နောက်ကျတော့ဖွက်ရုံနဲ့မကဘူးအဲ့ဒီဖဏတ်ကိုပြန်မပေးတော့ဘူးခိုးတဲ့ဒီကြီးရောက်သွားနော်တကယ်ချင်းတယောက်ကအားနေတဲ့အဲ့တကယ်ချင်းကိုထိုးလားကြိတ်လားရံဖြစ်လားနဲ့ကောင်းပါမလားဒီနေ့ line ပေါ်မှာလေဘုံဘုံကတွေ့ပါတယ် TikTok မှာတခါတည်းကြည့်လိုက်တဲ့အခါကိုရီးယားကားတွေကြည့်တော့ကျောင်းမှာရံဖြစ်တဲ့ကားတွေကြည့်တယ်နော်ကိုရီးယားကတော်တော်များများကျောင်းမှာရံဖြစ်တဲ့ကားတွေကြည့်တယ်အဲ့ဒါကိုဒီနေ့သားတွေအထူးသဖြင့်သားတွေပေါ့လေငယ်ငယ်ရွယ်ရွယ်နော်အဲ့ဒီဟာတွေကို TikTok တွေကကြည့်ပြီးတဲ့အခါကျောင်းရောက်ရင်ငါလို့ရင်ပြန်ချမယ်ရံဖြစ်မယ်ဆိုတဲ့အတွေ့တွေဝင်သွားတယ်နော်အဲ့ဒီဟာတွေနဲ့တယောက်နဲ့တယောက်တွေ့ပြီးဆိုရံဖြစ်ဖို့ဝင်မလေးတော့ဒီလိုတွေဖြစ်သွားရံဖြစ်တာကောင်းလားမကောင်းဘူးလားအဲ့ဒါသူတို့ကိုယ့်ရဲ့အသားနာကျင်တာကောင်းလားဟဲ့တခါကမိုးစိုးကြီးတယောက်ကဘုန်းကြီးတစ်ပါးစီသွားပြီးတရားနာတယ်ဘုန်းကြီးကြောင့်လည်းတခါမှမရောက်ဘူးတဲ့သူမိမကိုပြောတယ်ဘုန်းကြီးနဲ့တွေ့တဲ့ကတခါလည်းမပြောတတ်ဘူးတဲ့တရားနာတယ်ဆိုတာဘာလို့အောင်မလဲတဲ့နော်ဘုန်းကြီးပြောတာဘုန်းကြီးပြောတဲ့ဟာလေးနားထောင်ခဲ့ပေါ့
အဲ့ဒါလေးမှတ်ခဲ့နေဆိုတော့သူသွားပြီးတရားနာအဲ့တော့ဘုန်းကြီးကရောက်လာတဲ့အခါကျတော့အဲ့ဒီမုတ်ဆိုးကြီးကိုအဲ့ဒီမုတ်ဆိုးကြီးကတက်တက်လုံးသူကသားကောင်တွေလိုက်တက်ခဲ့တယ်တော့ဘုန်းကြီးကခေါ်လိုက်တယ်ကဲမင်းအနံ့လာခဲ့ကွာဆိုမုတ်ဆိုးကြီးကကြောက်ကြောက်နဲ့ဘုန်းကြီးအနံ့သားကတ်ဘုန်းကြီးကအနံ့လေးမှာသင်္ကန်းချုပ်တဲ့အပ်ရှိတယ်သင်္ကန်းချုပ်တဲ့အပ်နဲ့ဇွတ်ဆိုကောက်ထိုးလိုက်အာနာလိုက်တာဗျာနာလိုက်တာဗျာဆိုနောက်ဆုတ်သွားတယ်အေးမင်းသားကောင်တွေတက်တော့ဒီသားကောင်တွေရောမနာဘူးလားသားကောင်တွေကိုမြားတွေလေးတွေနဲ့ပြစ်တဲ့အခါမနာဘူးလားဟဲ့ဓာတ်တွေလှန်နေတဲ့ခုတ်တဲ့ထိုးတဲ့အခါမနာဘူးလားအခုမင်းအလေးနဲ့ထိုးတော့တော့နာတယ်အေးကိုနာတာကိုမကြိုက်ရင်သူများနာအောင်မလုပ်နဲ့တဲ့ဒါတရားဒါပဲဘုန်းကြီးကဒီတရားဟောလိုက်တယ်ကိုနာတာမကြိုက်ရင်ပြန်ပြောပါလေတော့ကိုနာတာမကြိုက်ရင်သူများနာအောင်မလုပ်နဲ့အဲ့လိုကိုပြည့်စည်ပြောက်တာမကြိုက်ရင်သူများပြည့်စည်ကိုမယူနဲ့ကိုအစဲခံရတာမကြိုက်ရင်သူတို့ဘာကိုလည်းမဆဲနဲ့အာကိုပိန်လို့ဆိုရင်ငပိန်ဝါလို့ဆိုရင်ဖတ်တီးပုလို့ဆိုရင်ဂျဘူးမဲလို့ဆိုရင်ငမဲနဲ့ခေါ်တယ်အဲ့လိုခေါ်ရင်ကြိုက်လားကိုသူများကလည်းအဲ့လိုမျိုးပေါ့ကိုဒီလိုခေါ်တာမကြိုက်ရင်သူများကလည်းအဲ့လိုခေါ်သင့်လားအဲ့ဒါကိုဘာတရားလို့ခေါ်တော့ကိုချင်းစာတရားဒါလည်းသူတို့ပြောဘာတရားတော့ဒါကြောင့်စိတ်ထားမြင့်မြတ်တဲ့အထက်တန်းကြားတဲ့သူမှာနောက်ထပ်အရေးချင်းတစ်ခုကပါတယ်တော့ကိုချင်းစာတရားနံပါတ်1ကဘာရှိရမှာတော့မေတ္တာတရားနံပါတ်2ကကိုချင်းစာတရားနောက်နံပါတ်3ကပါတယ်တော့ဘေးကန်းစွန့်ကျဲခြင်းနဲ့စက်ဖတ်လိုက်ပါမိမိရဲ့စီးစိမ်အချိန်လောအားတို့ကိုလိုအပ်သူများထံစေတနာတန်တန်ဖြင့်မျှဝေလူဒန်းပြီးဖေးမကူညီခြင်းတခါကပုံမြင်လေးတစ်ခုပေါ့ကွာတခါဖေးကြီးကသေကန်နီးဆိုတော့သူသားသမီးတွေကိုပဲမျိုးစေ့တွေပေးခဲ့တယ်။ဘာမျိုးစေ့တွေပေးခဲ့တော့သား3ယောက်ကိုပဲမျိုးစေ့ပေးခဲ့တယ်။ပဲတင်းစီပေးလိုက်။အဲ့ဒီပဲတွေကဈေးကြီးတဲ့ပဲမျိုးတွေပေါ့ကွာ။မျိုးကလည်းမျိုးကောင်းတယ်သူတို့ဒီဖေးရဲ့သူ့လက်ထက်ကဒီပဲမျိုးကနာမည်ကြီးတယ်။အဲ့တော့အဲ့ဒီပဲမျိုးသား1ယောက်ကိုတင်းစီပေးခဲ့တယ်။သားကြီးလောက်တဲ့သူကဘာလုပ်လိုက်လဲဆိုတော့နော်အဲ့ဒီပဲမျိုးစေ့တွေကိုတခါတည်းရောင်းချပြီးတော့ဇိမ်ပဲ2ရက်3ရက်သမင်းကောင်းဟင်းကောင်းတဲ့ဝယ်ကျင်တာတွေရှောက်ဝဲပြီးတော့ဇိမ်ကြသားကြီးလောက်တဲ့တွေကပဲမျိုးတင်းဘာလို့ပြလိုက်လဲရောင်းစားပြလိုက်တယ်ဘာလို့ပြလိုက်လဲဟုတ်ရောင်းစားပြလိုက်တယ်နောက်သားလက်ပုတ်ကိုကျတော့စီးပွားရေးသမားဖြစ်တဲ့သူဘာလို့ဆိုတော့အဲ့ဒီပဲမျိုးတွေကိုအခုတစ်ချိန်မရောင်းသေးဘူးနော်ဆောင်းတွင်းရောက်ပြီဆိုရင်ပဲမျိုးတွေကဈေးကြီးပြီလေဒီအချိန်တင်းကို3 သိန်းလောက်ရှိအဲ့အချိန်မှာမျိုးကောင်းမျိုးတန့်ဆို3 သိန်းတို့4 သိန်းတို့5 သိန်းတို့ဖြစ်သွားမှာဟုတ်အဲ့တော့အဲ့လိုဈေးကောင်းတဲ့အချိန်မှာရောင်းမယ်ဆိုပြီးအဲ့ပဲမျိုးတွေတခါတည်းတစ်တာတဲ့ပိတ်လှောင်ပြလိုက်တယ်ဘယ်တဲ့လှောင်ထားတော့သားကြီးလောက်တဲ့သူကဘာလို့ပြတော့ရောင်းစားပြလိုက်တယ်သားလက်လောက်တဲ့သူကဘာလို့တော့တစ်တာတဲ့ပိတ်လှောင်နောက်သားငယ်လောက်တဲ့ပုဂ္ဂိုလ်ကတော့အဲ့ဒီပဲတွေကို3 ပုံပုံတယ်ပဲတင်းကိုဘယ်နှပုံပုံတော့အဲ့ဒီတပုံကဘာလို့လဲဆိုတော့တပုံကိုသူ့ရဲ့ပတ်ဝန်းကျင်ကသူ့ရဲ့မိတ်ဆွေတွေလိုက်ပြီးတော့ပဲတွေပေးတာဒီမျိုးကတအားကောင်းတယ်ဗျခင်ဗျားတို့ပဲတွေစိုက်ကြဒီပဲတွေလိုက်စိုက်ကြဆိုပြီးတော့အဲ့ဒီပဲတွေကိုဝေးချမ်းပြီးပေးလိုက်ဟောနောက်တပုံကျတော့သူ့ရဲ့ຢာထဲမှာပဲစိုက်ဖို့ဆိုပြီးမျိုးကောင်းမျိုးသက်ပဲစိုက်နောက်တပုံကျတော့ဘာလို့လဲဆိုတော့ကြံတဲ့တပုံကိုထုံဖို့ရက်ဖို့လူလိုလိုတဲ့သုံးဆွဲဖို့ဆိုပြီးရောင်းစားလိုက်တယ်ရောင်းစားတာကတပုံမျိုးချလိုက်တာကတပုံဝေးချမ်းပေးလိုက်တာကတပုံပဲမျိုးဘယ်နှပုံပုံလိုက်တော့ပဲတဲ့ကိုဘယ်နှပုံပုံလိုက်တော့သားကြီးလှုပ်တဲ့သူကဘာလုပ်တာတော့ရောင်းစားသားလက်လှုပ်တဲ့သူကဘာလုပ်တော့တစ်တာတဲ့ထက်ပိတ်တာသားငယ်လှုပ်တဲ့သူကဘာလုပ်တော့တပုံကိုဝေးပေးလိုက်တယ်တပုံကိုမျိုးချလိုက်တယ်တပုံကိုကြတော့သူစားသုံးဖို့အတွက်သုံးလိုက်တယ်သုံးပိုင်းပိုင်းပြီးမသုံးဘူးလားအဲ့ဒါအစ္စရေးလူမျိုးတွေရဲ့စီးပွားရေးလုပ်နည်းပဲအဲ့ဒီမှာဘာဖြစ်လဲဆိုတော့သားကြီးလှုပ်တဲ့သူကရောင်းစားလိုက်တော့ကုံသွားရောဗမာတွေနဲ့တူတယ်အဲ့ဒါမြန်မာလူမျိုးတွေနဲ့တူတယ်ဘာရရောင်းစားမယ်ဆိုတာကြီးတယ်ဘာရရောင်းစားမယ်ဆိုအလောလောတဲ့ပြည်လေပြီးရောအကုန်ရောင်းသုံးပြလိုက်တာပဲ
နော်မြန်မာတွေနဲ့ဆင်တယ်နံပါတ်1ဒါတို့မျိုးဒီမြန်မာတွေမှာဒီညင်မကောင်းဘူးစီးပွားရေးနဲ့ပတ်သက်ရင်ဒီညင်မကောင်းဘူးအဲ့ဒါဒါတို့မျိုးလက်ထပ်ပြင်ဖို့လိုလားမလိုဘူးလားရတယ်မြအကုန်သုံးပြလို့ရပါမလားအသားကြီးလုပ်တဲ့သူကရောင်းစားလိုက်တော့ကုံရောစီးပွားပြက်ရောအသားလက်လုပ်တဲ့သူကဈေးကောင်းတဲ့အချိန်မှာရောင်းမယ်ဆိုပြီးတစ်တာတွေပိတ်လောင်ထားတဲ့ဟာတွေကပိုးစားသွားရောတစည်းမှမရောင်းလိုက်ရဘူးကုံရောသားလက်လုပ်တဲ့လူတွေဆင်းရဲမသွားဘူးလားဟဲ့သားငယ်တော့ကြတော့သူ့ရဲ့မျိုးကောင်းတွေကိုဝေးပေးလိုက်တာဖြစ်တဲ့အတွက်သူ့ရဲ့ပတ်ဝန်းကျင်မှာယာခင်းထဲမှာအကုန်လုံးပဲမျိုးကောင်းတွေကတပြိုင်တည်းအကုန်လုံးကြီးထွားလာကြမျိုးကောင်းမျိုးတန့်နေတယ်ဆိုတော့ဘေးအခင်းတွေကလည်းပဲပင်နေရတဲ့တခါဝိမုံကူးတဲ့အချိန်ဝိမုံကူးပဲတွေကအသီးအနှံတွေကဖွံ့မျိုးရလိုက်ကြတာပိုးမွားလည်းကင်းတယ်မျိုးတွေကတူတာဟုတ်မျိုးကောင်းမျိုးတန့်ဆိုတော့ပိုးမွားလည်းကင်းတယ်ဝိမုံကူးလည်းကောင်းတဲ့အခါအသီးအနှံလေးလည်းအများကြီးရလာတယ်ပဲတွေအများကြီးရအဲ့တော့သားငယ်လို့တဲ့သူကအဲ့ဒီတိုင်းပဲတောက်လျှောက်လှုပ်သွားလိုက်တာနောက်အဲ့ဒီမျိုးမှာသူသားငယ်ဟာအချမ်းသာဆုံးတစ်ထည်တစ်ယောက်ဖြစ်သွားတယ်ဘာကြောင့်သူကချမ်းသာသွားတာလဲဝေချမ်းပြီးတော့ပေးလို့ဒါကြောင့်သူအခက်အခဲရှိမဲ့ဆိုအကုန်လုံးကသူ့ကိုထောက်ပံ့မဲ့သူတွေအများကြီးရှိတယ်နောက်တစ်ခုကစီးပွားရေးလုပ်တဲ့အခါတယောက်တည်းလုပ်တာမဟုတ်ဘဲနဲ့အများနဲ့ပူးပေါင်းလုပ်တဲ့အလေးချင်းကိုဒီသားငယ်မှာရှိတယ်အဲ့ဒါဂျူးလူမျိုးတွေအစ္စရေးလူမျိုးတွေရဲ့စီးပွားရေးအားထုတ်နေအဲ့ဒီဟာကိုအခြေခံပြီးအစ္စရေးကဒါကြောင့်သူတို့ပိုင်ဆိုင်လာတဲ့ဟာတွေကိုအမြဲတမ်းမျှဝေပြီးတော့ပေးလူတဲ့အလေးချင်းရှိတယ်ဒါကြောင့်ခဏကဘာပေါ်မှာအချမ်းသာဆုံးပုဂ္ဂိုလ်အယောက်တရာထဲမှာအစ္စရေးလူမျိုးက30လောက်ရှိတယ်ကဘာမှာအတော်ဆုံးသိပ္ပံပညာရှင်ထဲမှာလည်းအစ္စရေးလူမျိုးက30ကျော်လောက်ရှိတယ်အလွန်အမတန်ချမ်းသာတဲ့အလွန်အမတန်ပိုက်ဆံပေါ်ကြတဲ့လူမျိုးတွေပေါ့ကွာနော်ဒါကြောင့်အခုသားတို့သမီးတို့ဒီမှာတွေ့ရမယ်သင်္ကန်းသားလို့ပဲသားကြီးလို့နေရမလားသားလက်လို့ခေါင်းပုံပြအမျက်ထုတ်ခြင်းနဲ့စိတ်ရှိလို့ရပါမလားသားငယ်ရကြတော့ဗာစိတ်ရှိလေခွဲချမ်းဝေဖန်ပြီးတော့လူတန်းတဲ့စိတ်ရှိတယ်အဲ့လိုလူတဲ့အတွက်သူစီးပွားတွေပိုးဖြစ်မသွားဘူးလားဒါကြောင့်အထက်တန်းသားကြားမဲ့ပုဂ္ဂိုလ်မှာဖြစ်ရမယ့်အရေးချင်း၃ခုအားလုံးပြန်ပြောအောင်နံပါတ်1ဘာအရေးချင်းရှိရမလဲမေတ္တာစိတ်ထားမယ်နံပါတ်2ဘာသိရှိရမလဲကိုချင်းသာသိရှိရနံပါတ်3ကအဲ့တော့တကယ်ချင်းတွေမှာကိုယ်စီမှာရှိတဲ့စားစရာတွေနော်ကိုယ်စီမှာရှိတဲ့တောက်စရာတွေအဲ့ဒါဆိုတကယ်ချင်းတွေရောခွဲဝေပြီးမစားသင့်ဘူးလားအဲ့လိုခွဲဝေပြီးစားသင့်ပေးတဲ့အလေးချင်းလေးတွေရှိရင်သားတို့သမီးတို့ကလူရှိလူကင်လည်းပေါ်လာမယ်သားတို့သမီးတို့ပိုးပြီးတော့တက်ကြီးလာတဲ့ကစီးပွားတွေလည်းဖွံ့ဖြိုးလာလိမ့်မယ်မှန်လားဟဲ့ကဲဒါလေးကိုဘုန်းတို့ဖတ်ကြည့်အောင်ဖတ်ကြည့်ပါပါလေတော့လူငယ်တို့အတွက်မင်္ဂလာတရားတော်လမ်းညွန်ချက်အထက်တန်းကြလို့တဲ့သားတွေသမီးတွေအထက်တန်းကြလို့တဲ့သားတွေသမီးတွေထိတ်တန်းရောက်လို့တဲ့သားတွေသမီးတွေဖြည့်ကျင်းရမယ့်အရေးချင်းကဒီမှာဘယ်နှခုပြထားလဲ၄ခုအချင်းချုပ်အပြင်၄ခုနံပါတ်1ကဖတ်ကြည့်ပါရတော့ဟေးဘာဟုသစ္စင်စအလုံးပြောကြည့်ပါရတော့အဓိပ္ပာယ်ရပါရတော့ကွာစင်သမပြည့်လေးလာသင်ယူခြင်းခင်မီဘုသူဒ္ဓများနဲ့အတိညာကိုစင်သမပြည့်စာဖွေစီးပူးခြင်းနံပါတ်1က lifelong learning ဘုံဘုံပြောပြမယ်ခုနကအစ္စရေးနိုင်ငံဆိုတာကြားဘူးလားဘယ်မှာရှိတာအစ္စရေးနိုင်ငံဘယ်မှာရှိတယ်ကဲဟုတ်ပြီအဲ့ဒါဆိုတော့ဘုံအချင်းချုပ်ပြောကြရင်မိုးလဲရွာပြီဆိုတော့ဒါလေးပြန်ပြောပြမယ်နော်အစ္စရေးနိုင်ငံနဲ့ဘယ်နိုင်ငံလဲတော့အစ္စရေးနိုင်ငံကလေးတွေကကျောင်းနေတဲ့အရွယ်ရောက်ပြီဆိုရင်သားတို့သူကစာဖတ်တဲ့ကက်လေးကိုဆရာမကပေးပြီးစာဖတ်ခိုင်းတယ်အဲ့တော့အဲ့ဒီကလေးတွေကစာဖတ်တဲ့အရွယ်နဲ့စာဖတ်လိုက်လေတာ10တန်းပြေးပြီး grade 12ပြီးပြီဆိုရင်အစ္စရေးလူမျိုးတိုင်းကစာအုပ်1000ကျော်ဖတ်ပြီးသွားတယ်အစ္စရေးလူမျိုးတိုင်းက10တန်းပြေးပြီးစာအုပ်ဘယ်လောက်ဖတ်ပြီးတော့အခုသားတို့စာအုပ်ဘယ်လောက်ဖတ်ပြီးတော့ကျောင်းစာပြင်ပစာအုပ်ဘယ်နှုတ်ဖတ်ပြီးတော့အခုနေကင်းကဘုံလာတဲ့အခါကျတော့မင်းတို့ဒီကဘုံကလေဖုံးနေအများကြီးခေါ်တော့တာဘုံကကားပေါ်ရောက်ပြီဆိုရင်ဖုံးနေအများကြီးဆက်ကြဒါကြောင့်ဘုံထွက်လာတဲ့နော်ကြီးတပီတော့ထွက်လာပြီပြီးတော့တခါတည်းဖုံးပိတ်ပြီးတော့စာအုပ်ဖတ်လာတာအခုဒီမရောက်ခင်စာအုပ်တို့ပြီးသွားဒါဘုံကခီးသွားရင်လည်းစာအုပ်ကအမြဲတမ်းသွားတဲ့နေရာတိုင်းမှာစာဖတ်နော်အပြန်တော့သွားတော့ဆို2အုပ်ပြီးတယ်ဒါမျိုးနော်ဘုံမှာအချိန်ကမရှိတဲ့အခါကျတော့
ဒီလိုမျိုးခရီးသွားနေတဲ့အချိန်တွေတနေရာနားယူတဲ့အချိန်တွေဆိုရင်ဘာလို့ရတော့စာဖတ်အဲ့တော့ထားလိုက်တော့အဲ့ဒီအစ္စရေးလူမျိုးတွေကစာဖတ်တဲ့အရွယ်နဲ့တင်လိုက်တာအဲ့ဒီကလေးတွေက10တန်းပြည့်ပြီဆိုတာနဲ့စာအုပ်ပေါင်း1000ကျော်ဖတ်ပြီတယောက်ကိုစာအုပ်1000ကျော်ဖတ်ပြီဒါကြောင့်အစ္စရေးလူမျိုးကညံကောင်းလားမကောင်းဘူးလားအေးတခါတော့ဒါပုံမြင်လေးတခုပြောအောင်ပဲကွာတခါကရှင်မကြီးတယောက်ကနေပြီးတော့အေးတို့ဒီထဲမှာကွာတယ်နော်ယတနာတွေအများကြီးရှိအဲ့ဒီယတနာတွေအများကြီးရှိတယ်မင်းအဲ့ဒီယတနာတွေရအောင်ယူဆိုပြီးတော့ယူခြင်းတဲ့သူယူဆိုပြီးအမတ်တွေအကုန်လုံးရှင်မင်းရဲ့သူ့ရဲ့ဘာနာတိုက်တိုင်းတွေကိုယတနာတွေယူခိုင်းလိုက်ကျန်တဲ့ပုဂ္ဂိုလ်တွေကဘုဒ္ဓနေတဲ့အခါအဲ့ဒီယတနာတိုက်ခိုင်းတဲ့ရောက်ရောစားတရားတွေတွေ့တော့စားတရားတွေစားဝိုင်းနေတော့ဇိမ်ခန်းနေဒီပုဂ္ဂိုလ်ကအကြမ်းမြင်ဘုဒ္ဓများတယ်အချိန်ရဲ့တန်ဖိုးကိုလည်းသူကသိအဲ့ဒါတော့ဘာလို့လဲဆိုအတွင်းထဲကိုရောက်တာနဲ့နော်တခါတည်းယတနာတွေကိုယူတရားရှိတာယူထုတ်15မိနစ်လောက်နေတော့ယတနာတွေအများကြီးရောက်သွားတယ်အဲ့တော့ဘယင်ကြီးကတနားအချိန်မိတာအချိန်ပြည့်ပြီဆိုတော့ဟိုပုဂ္ဂိုလ်တွေကမူးနေကြပြီစားတရားတွေဗိုက်တွေပြည့်နေပြီလင်းနေပြီဘာမှမယူရသေးဘူးပညာတက်တဲ့သူအချိန်ရဲ့တန်ဖိုးကိုနားလည်တဲ့သူကြတော့ဒီခဏလေးအတွင်းမှာပဲသူကယတနာတွေအများကြီးချမ်းသာသွားဒီပုံမြင်ကဘာကိုအဓိကပြောချင်တာလဲဆိုတော့အချိန်နဲ့အမျှလိလာသင်ဦးနေဖို့အားထုတ်ကြိုးစားနေဖို့လိုလားမလိုဘူးလားဒါရသမျိုးအခုအရွယ်ကဇိမ်ခံမဲ့အရွယ်လားပညာသင်ရမဲ့အရွယ်လားကျောင်းစာအပြင်ပြင်ပဘုဒ္ဓသာရိကဖတ်ဖို့လိုလားမလိုဘူးလားဒါကြောင့်စင်စမ်းပြက်လိလာသင်ဦးနေရမယ်ခိမိဘုဒ္ဓပညာတွေကိုအစံပြက်ရှာဖွေနေရမယ်အဲ့ဒါကိုမြတ်စွာဘုရားရှင်မင်္ဂလာသုံးမှာဘာလို့ပြောတော့ဘာဟုသေစင်စအလုံးပြောပါတယ်တော့ဟေ့ဘုဒ္ဓအကြမြင်များရမယ်နောက်ဓမ္မနစ်ကပါတယ်တော့သိပ္ပင်စာအဓိပ္ပာယ်ပါတယ်တော့ဟေ့လက်တွေ့ကြတဲ့အတတ်ပညာတွေဘဝယက်တီမှုနဲ့လောကအကျိုးပြုရေးအတွက်ကျွမ်းကျင်တဲ့ skill တွေပိုင်ဆိုင်ထားရမယ်တချို့ကကျောင်းစာတွေတက်တာဒါဆိုဒီလိုကွာကျောင်းစာတွေတော့တက်တယ်ဘွဲတွေတော့ရတယ်မချက်တဲ့မပြုတ်တဲ့မလျှော်တဲ့မဖွတ်တဲ့ဘာမှမလုပ်တတ်ဘူးနောက်တစ်ခါလက်မှုအတတ်ပညာတွေမတတ်ဘူးလက်မှုအတတ်ပညာတွေမတတ်တဲ့အခါတချို့ကဘွဲတော့ရတယ်လက်မှုအတတ်ပညာတွေမတတ်တဲ့အခါကျတော့အလုတ်သွားရှောင်ရင်သူ့မှာဘာအတွေ့အကြုံမှမရှိဘူးလက်မှုအတတ်ပညာတွေပတ်သက်ပြီးတက်မထားတဲ့အခါသူဟာအလုတ်ကွင်းမှာလာကကောင်းကောင်းမရကင်ထားလိုက်တော့ဘုံမော10တန်းဖြည့်ပြီးတော့ရန်ကုန်မှာတက်ပြီးတော့တွင်ကုန်နေတင်အဲ့ဒီတွင်ကုန်ပညာနဲ့နောက်ဘွဲတွေရတဲ့အခါကျတော့အတန်းကျောင်းကဘုံတို့မုံရတက္ကသိုလ်နေဘွဲတွေရအဲ့ဘွဲရတာနဲ့ဒီဘက်ကလက်မှုတက်ပညာတွေတက်တော့နိုင်ငံခြားကိုထွက်သွားတယ်လူဘွားတော်ကနိုင်ငံခြားမှာဘုံပညာရှင်တယောက်လိုနေရပညာရှင်တော်ပတ်သက်နေအများကြီးရတာပေါ့ကွာပညာတော်ပတ်သက်နေအများကြီးမရဘူးလားပညာတက်တယ်လက်မှုတက်ပညာတွေလည်းတက်တယ်ဆိုရင်တော်တော်ပြီးဘယ်နိုင်ငံသွားတော့အောက်တန်းနောက်တန်းမကြတချို့ကျတော့နိုင်ငံခြားသွားတယ်ဆိုပါတော့ဂျပန်တို့သွားလိုက်တယ်စင်ကာပူတို့သွားလိုက်တယ်အဲ့ဒီမှာသူတို့ပြောတာရှိတယ်နော်ပင်လယ်သမုဒ္ဒရာတွေကိုဖြတ်သွားပြီတဲ့လှေတဲ့သင်္ဘောနဲ့ဖြတ်သွားတာလှေတဲ့သင်္ဘောနဲ့ပင်လယ်သမုဒ္ဒရာတွေကိုဖြတ်တာဘာနဲ့တူလဲဆိုတော့ဘွဲရအောင်ပညာတွေသင်ထားတာအဲ့ဒါနဲ့လှေနဲ့သင်္ဘောနဲ့ပင်လယ်တွေကိုသွားတာနဲ့တူတယ်တဲ့နော်အကယ်၍ဘုံတိုင်းနဲ့တိုက်လို့လှေတွေပါတွေသင်္ဘောတွေပြတ်သွားရင်ဘာလုပ်မလဲလက်ပြကူတတ်ဖို့လိုတယ်အဲ့ဒါကလက်မှုတက်ပညာတက်မြောက်ခြင်းနဲ့တူတယ်နော်ဒါကြောင့်အဲ့ဒီဘွဲရတဲ့ပညာတစ်ခုနဲ့ဒါတို့သူရက်တီလို့ရပါမလားမရဘူးဒါတေးကြဒါကြောင့်လက်မှုအတက်ကိုရောတက်ဖို့လိုလားမလိုဘူးလားဒါကြောင့်မင်းတို့10တန်းဖြစ်ပြီးဟာကွန်ပျူတာကျွမ်းအောင်လုပ်ကွန်ပျူတာသင်တော့မဟုတ်မင်းတို့တက်ချင်တဲ့အဆက်ချုပ်တဲ့အတတ်ပညာတွေတော့အလှပြင်းတဲ့အတတ်ပညာတွေမင်းတို့စိတ်ဝင်စားတဲ့ဟာတွေစူးစမ်းသင်ဖို့လိုလားမလိုဘူးလားဟဲ့အဲ့ဒါကိုဘာလို့ခေါ်တော့သိပ္ပင်စပြောပါလေတော့ဟဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ပညာနဲ့ပတ်သက်ပြီးဘယ်နှမျိုးပြောခဲ့လို့2မျိုးဘာနဲ့ပါတော့ဘုဒ္ဓပညာနဲ့အတ္တမူဝမ်းကြောင်းပညာပြန်ပြောဘုဒ္ဓပညာနဲ့အတ္တမူဝမ်းကြောင်းပညာပညာဘယ်နှမျိုးတက်မလဲဘာနဲ့ပါတော့နံပါတ်1ကဘုဒ္ဓပညာနဲ့နံပါတ်2ကအတ္တမူဝမ်းကြောင်းတက်ပညာအဲ့ဆိုဘုဒ္ဓပညာကို general knowledge ပေါ့general knowledge is power ဘုဒ္ဓရှိတာက power ပဲကွာဘုဒ္ဓရှိရင်နေရာတိုင်းပညာရဲရင်ဘာလဲတော့ပြောကြည့်ပါဦးပညာရဲရင်ပွဲလေတင့်ပညာတန်ဖို့အရေးကြီးလားမကြည့်ဘူးလား
အကြောင်းဘူတုတပညာတက်ရမယ်နောက်နံပါတ်2ပညာဘာတက်ရမလဲအသက်မွေးဝမ်းကြောင့်တက်ပညာဒါ professional skill တွေပေါ့ဒါကြောင့်ပညာဘယ်နှမျိုးတက်ရမလဲနံပါတ်1ကဘာပညာဘူတုတပညာနံပါတ်2ကသမုဝံကြောင့်ပညာအဲ့ပညာ2မျိုးတက်ရင်သာတို့သမီးတို့မတိုးတက်ဘူးလားတိုင်းပြည်ရောမတိုးတက်ဘူးလားမနေ့ကဘုံဘုံပြောပဲမနေ့ကရန်ကုန်မှာလေဘုံဘုံကုမ္ပဏီတစ်ခုကိုသွားဟောလာတာအဲ့ဒီကုမ္ပဏီကတထေးကအသက်30ကျော်ပဲရှိသေးတယ်ဘုံဘုံတို့ဗန္ဓုလစစ်တကြီးရဲ့ရွာငပရင်ကနော်ဘုန်းကြီးလူတွေဟိုတော့မုံရဇောတိကအကြောင်းမှနေခဲ့တယ်နော်ဘုန်းကြီးလူတွေအင်္ဂလိပ်စာလည်းဒီလောက်တက်တူမတက်ပါဘူးကျောင်းဘွဲတွေဘာတွေလည်းတက်တူမရပါဘူးဒါပေမဲ့ကိုဗစ်အတွင်းမှာပထမတော့ဟိုတော့မှတောင်သူလုံနေတယ်ဘုံရဟိုဘက်တော့မှတောင်သူလုံအခုမင်းတို့လိုပဲဒီမှာထဲလေးတွေထွန်လေးတွေနဲ့တောင်သူလုံနေတောင်သူလုံနေတဲ့နောက်တော့ရန်ကုန်မြို့ပေါ်တက်ပြီးတော့2011ကရန်ကုန်တက်လာပြီးတော့တယ်လီဖုန်းပြင်တဲ့ပညာသင်တဲ့ဘာပညာသင်တော့ဟဲ့တယ်လီဖုန်းပြင်တဲ့ပညာသင်တဲ့ကွာသင်ပြီးတဲ့အခါ तू ကဘာလုပ်လဲဆိုတော့စဉ်းစားတာတဲ့ပါကျုပ်ဆရာတော်ဘုရားကြီးတရားကိုနားလိုက်တော့ပါကျုပ်ဆရာတော်ဘုရားကြီးကချမ်းသာခြင်းကုန်တယ်လို့ပြောထားတာရှိတယ်နော်ဆရာတော်ဘုရားကြီးကလူဖွံ့ဖြိုးရေးတိုးတက်ရေးနဲ့ပတ်သက်ပြီးတရားတွေလည်းဟောတယ်ချမ်းသာခြင်းကုန်တယ်လို့သူစဉ်းစားတာတယ်တယ်လီဖုန်းပြင်ရအောင်သူကျွမ်းကျင်သွားတဲ့ကတယ်လီဖုန်း10လုံးပြင်ရင်တစ်လုံး1000ရတယ်ဆိုရင်10လုံးဆိုဘယ်လောက်ရတစ်သိအဲ့ဒါက2ရက်3ရက်အနည်းဆုံးအချိန်ပေးရကျွမ်းကျင်2ရက်3ရက်အနည်းဆုံးအချိန်ပေးရတယ်ဟောဒီခဲတွေဘာတွေတို့တာအနက်တွေဘာတွေနဲ့ယောဂရအဲ့တော့ तू ဘာလို့ဆိုတော့တယ်လီဖုန်းအဟောင်းဆိုင်လေးစပြီးတော့ထူထောင်လိုက်နောက်တော့တယ်လီဖုန်းအဟောင်းဆိုင်လေးတွေရောနောက်အသစ်ဆိုင်တွေရောလိုက်တယ်ကိုဗစ်အတွင်းကြမှာနော်2020လောက်ကြမှာစီဝါရေးလုပ်ငန်းထူထောင်လိုက်တာအခု2026 6နှစ်အတွင်းမှာသိန်းနဲ့ချီပြီးချမ်းသာသွားပြီဆိုင်ခွဲပေါင်း9ဆိုင်နော်ဟိုထိုင်းနိုင်ငံအထိ तू ဆိုင်ခွဲတွေရှိတယ်တစ်မျိုးလုံးမှာ तू ချမ်းသာအောင်လုပ်ပေးလိုက်တယ်အသက်30ကျော်ပဲရှိတယ်6နှစ်အတွင်းမှာတထေးဖြစ်သွားအံ့ဩစရာကောင်းလိုက်တယ်6နှစ်အတွင်းမှာတတိဖြစ်သွားနော်ဘုံဘုံကလူငယ်တွေကိုအဲ့လိုကြိုးစားခြင်းတာတော်သားဘာဖြစ်တော်သားနေပါမယ်ပညာတက်တယ်မတက်တယ်ပြောအဓိကလက်မှုတက်ပညာတခုတက်ရမယ်ပြီးတဲ့အခါအဲ့ဒီဟာကိုစီးပွားဖြစ်အောင်ဘယ်လိုလုပ်အောင်မလဲဆိုတော့စဉ်းစားကြည့်အဲ့ဒီမှာသူ့ဒီမှာဘွဲရဆိုတဲ့ပုံကိုယ်တွေအများကြီးခိုင်းစားတယ်အလုပ်သမား300-400လောက်ရှိသွားပြီနော်6နှစ်အတွင်းမှာတတိဖြစ်သွားအလုပ်သမား300-400လောက်ရှိသွားပြီတော့ဒီနေ့ကဘုံဘုံမန္တလေးကိုတရားသွားဟောတယ်မန္တလေးကိုတရားသွားဟောတဲ့အခါကျတော့ဘုံဘုံကအဲ့လိုအာအောင်ဆုံးလေနဲ့လာတာကွာအစောကြီးရောက်လာတဲ့အခါကျတော့အာအောင်ဆုံးဖုံးပေးတယ်အဲ့ဒီဆိုင်ကြီးကမင်းတို့ဒီဓမ္မယုံကြီးလောက်ကြီးတယ်အကျယ်ကြီးပဲဆိုင်ကြီးကလည်းခက်မိပဲတခန်းတနာကြီးတထေးက CCTV ကနေကြည့်ဘုံဘုံကို TikTok တွေဘာတွေကနေတွေ့နေတာဟုတ်ကွာအဲ့တော့ဘုံဘုံဥဇောတိသာသလာဖရားတယ်ဟုတ်ပါတယ်လို့တခါဒီပြီးတော့ဒီဆိုင်ရှင်ပါဖရားတယ် CCTV ကနေကြည့်တည်ကြတယ်ဘုံဘုံဥဇောတိသာသလာတင်တယ်ဆိုပြီးတော့လာတာတဲ့တခါကြီးဘယ်ရတော့ဆိုဝမ်းတွင်းရတယ်ဒီဒေတာနော်ရွာတော့ပြောတယ်ဘုံအောင်မေ့သွားလေဝမ်းတွင်းရတယ်တပည့်တော့2019ခုနှစ်ကမှာတဲ့ဘုန်းကြီးကျောင်းဘေးမှာတပည့်တော့ထမင်းဆိုင်လေးစပြီးတော့ထမင်းကြော်လေးတွေရောင်းပါတယ်ဗျာတဲ့အဲ့ဒီကနေပြီးတော့စီးပွားရေးလုပ်ငန်းထူထောင်လိုက်တာ2019ကနေအခုကြည့်9နှစ်အတွင်းမှာအခုတတိဖြစ်နေပြီဘုံအဲ့လိုကြိုးစားစီခြင်းနဲ့အဲ့ဒါမင်းဘွဲရခြင်းမှရမှာနော်ဘွဲရတိုင်းလည်းမဟုတ်ဘူးနော်ပထမတော့ तू ကပြောတယ် तू ကပထမတော့ तू ကဘွဲရပြီးသားပါနော်အဲ့ဒီကနေပြီးတော့ तू ကဒီဘက်ကိုကိုပိုင်လုပ်ငန်းတစ်ခုကိုထူထောင်တာဒါကြောင့်သားလေးတို့မှတ်ထားချမ်းသာခြင်းကိုပိုင်လုပ်ငန်းလုပ်ချမ်းသာခြင်းပါတော့အဲ့ဒီကိုပိုင်လုပ်ငန်းလုပ်ဖို့ဆိုတာအတတ်ပညာတွေလိုလားမလိုဘူးလားဘယ်ကနေစလုပ်လဲဘုံငါရောင်းရင်ရောင်းကွင်ရရောင်းရင်ရောင်းလက်ဖက်တော့ရောင်းရင်ရောင်းဒီလေးနဲ့စဝန်ထမ်းလုပ်တယ်ဆိုတာမင်းကလည်းတစ်လလုံးလုံးမှ3သိန်းပို့ဖို့မလွယ်ဘူးစားသေးတောက်သေးနှုတ်လိုက်3သိန်းပို့ဖို့မလွယ်ဘူး2သိန်းလောက်ကိုတော်တော်ချွေးနှားသူသောင်းမှအဲ့ဒါကိုမင်းတို့ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်မင်းအတုပ်ရောင်းတဲ့သူကမင်းတရက်ရောင်းကောင်းရင်တရက်မင်းတရက်ကို4-5သောင်းလောက်မြတ်တယ်ဒါ3000မြတ်တယ်ထားအောင်တရက်ကို3000မြတ်ရင်10ရက်ဆိုဘယ်နှသိန်းဖြစ်သွားပြီတစ်လကို9သိန်း10သိန်းလောက်မြတ်တယ်ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့သူမနက်ပိုင်းလေးတင်ရောင်းညနေပိုင်းလောက်တွေအမေဒီရွာထဲဝင်လာတဲ့ကဈေးတွေ့တယ်ဒါမျိုးဈေးတွေ့ရင်မင်းတို့ဒါချမ်းသာဖို့လွဲသွားပြီပေါ့ကွာနော်ဒါကြောင့်သားတော်သူတို့အတက်ပညာအရေးကြီးလားမကြီးဘူးလားရှာယုဒုက္ခတော့ပြောတယ်အလုတ်ဟူသမျှဂုံရှိသွားတယ်ပြောကြည့်ပါလေတော့ဟဲ့ပြန်ပြောပါလေတော့အလုတ်ဟူသမျှဂုံရှိစွာပြောကြည့်ပါဦးအလုတ်ဟူသမျှဂုံရှိစွာငယ်ငယ်လေးတွေကမိဘတွေကူတဲ့အလုတ်တွေလုပ်ဖို့လိုလားမလိုဘူးလားအဲ့ဒီသမီးတွေအိမ်မှာမိဘတွေကိုကူလား
မင်းချက်တဲ့နေရာမှာကူးချက်ပေးလို့မရဘူးလားအဝိလျှော်တဲ့နေရာမှာကိုယ်ဝိကိုလျှော်လို့မရဘူးလားအဖေတွေအမေတွေအဝိကိုကူးလျှော်ပေးလို့မရဘူးလားတပြက်သီးလဲတန်ရှင်းလို့ရလားမရဘူးလားဘုန်းတို့မြတ်စွာဘုရားရှိရဲ့သားတော်ဘယ်သူတွေတော့ဟဲ့ရဘူးလားဗနေနေသားမကိုရင်ဝတ်တော့ကိုနေနေသားလေးရဘူးလားကိုရင်မွေဘူးလားကိုရင်ဝတ်လာတဲ့ရဘူးလားခုနေနေသားလေးမင်းဖရာသားလေးတပြက်သီးလဲရလားနော်ဖရာသားဆိုပြီးတော့တပြက်သီးမလဲလို့မရဘူးတပြက်သီးလဲအမိုက်ကျုံကိုရင်လေးရဘူးလားတပြက်သီးလဲတဲ့နေတိုင်းအမိုက်ကျုံတယ်နောက်တကမြတ်စွာဘုရားရှိရဲ့သာသနာမှာဖရာပြီးရင်ပညာအရာမှာအတော်ဆုံးဘုန်းကြီးကဘယ်သူတွေလဲဟဲ့ရှင်သာရိပုတ္တရာပြောကြည့်ဘယ်သူတော့အဲ့ဒီရှင်သာရိပုတ္တရာကစွန့်ခံကြွရင်နောက်ဆုံးကကြွတယ်ဘာဖြစ်လို့နောက်ဆုံးကကြွတော့ဘုန်းကြီးเจ้าထဲမှာတပြက်သီးလဲတရားတွေတချို့ကလှဲလက်ဆတန်းလဲဆိုပြီးအောင်ရှင်သာရိပုတ္တရာလှဲတယ်အမိုက်မကျုံရသေးဘူးဆိုတရားဓမ္မတွေလာရင်ဒီเจ้าဘုန်းကြီးတွေပြင်းလိုက်တာအမိုက်တောင်မကျုံဘူးလို့အပြောခံရမှာဆိုလို့အမိုက်တွေပြီးအောင်ကျုံသွားတယ်အမိုက်တောင်းတွေထားမှနေရအမိုက်တောင်းထားတပြက်သီးထားမှနေရတပြက်သီးထားခေါ်တွေအမိုက်တွေကော်တဲ့ခေါ်တွေထားမှနေသူနေရာနဲ့သူထားတတ်ရဲ့ပြီးမှနောက်ဆုံးကနေသင်္ကန်းယုံပြီးကြွဒါကြောင့်အမျက်ဆုံးပုဂ္ဂိုလ်ဆိုတာကလူတွေသိမ့်မလုပ်ချင်တဲ့အနှိမ်ဆုံးလို့ထင်ထားတဲ့အလုပ်တွေကိုအောက်ခြေချင်းလုပ်တတ်ကြတယ်အမျက်ဆုံးပုဂ္ဂိုလ်တွေအောက်ခြေချင်းအလုပ်တွေလုပ်လားမလုပ်ဘူးလားအိမ်သားထဲဝင်သွားရင်တတ်တတ်ရှင်းရှိနေရမယ်။ကိုင်းလင်ကားလေးလိုက်ဆိုအိမ်သားရေလောင်းသူတော်ကောင်းမလောင်းသူမှာသူရုပ်မှာအိမ်သားရေလောင်းသူတော်ကောင်းမလောင်းသူမှာသူရုပ်မှာဆိုကြည့်တဲ့နှစ်ခေါက်လောက်ဆိုကြည့်တစ်ခေါက်ဆိုမယ်ဘဘခီးသွားရင်ဘဲသွားအိမ်သာထဲရောက်ရင်အရင်ဆုံးအိမ်သာကိုဆေးတယ်အိမ်သာတန့်ရှင်းလုပ်ပြီးမှအိမ်သာတက်အပေါ်ပဲသွားအလေးပဲသွားရောက်တဲ့နေရာမှာအရင်ဆုံးအိမ်သာတန့်ရှင်းလုပ်တယ်အဲ့ဒါကအစင်းမြင့်တဲ့စိတ်ကိုယ်ဒီမှာရှိမှလုပ်လို့ရဘောရင်သူများတွေကရိုးတာပေါက်ထားတာနန်လိုက်တာနှာခေါင်းပိတ်ပြီးတော့ကိုယ်လည်းပေါက်ထားခဲ့တာဆေးတောင်မဆေးဘူးဒီလိုထွက်သွားတဲ့သူတွေအများကြီးရှိလားမရှိဘူးလားဒါကြောင့်ဘုံတားတဲ့သူတို့ဘုံစဉ်းစားတာလေဖုံပြီးတော့ဒုတိယအိမ်သာတက်မဲ့သူစိတ်ချမ်းသာပါသေးတဲ့သိအဲ့ဒီသိအမြဲတမ်းရှိကိုရှိရလူဘသူတက်တော့ကွာကိုအလက်ရောက်ရင်အိမ်သာတန်ရှိဖို့လိုလားမလိုဘူးလားအဲ့ဒီစိတ်ကိုမင်းတို့ငယ်ငယ်လေးတည်းကလေ့ကျင့်ထားရင်ကိုတိုင်းပြည်ဘသူတွေလက်ထက်ကပြက်ခဲ့ဒိုးလက်ထက်ကောင်းအောင်လုပ်ဖို့လိုလားမလိုဘူးလားသူများတွေလှုပ်သွားတာသူများအပြစ်ဒိုးလက်ထက်လေရောက်ရင်ကောင်းအောင်လုပ်ဖို့လိုလားမလိုဘူးလားဟဲ့အဲ့ဒီစိတ်ဓာတ်ကိုသားတို့သူတို့အမိုက်ကျုံတဲ့စီကနေစအိမ်သာရေလောင်းတဲ့စီကနေတက်ကတူပညာတွေကနေသွားလို့မရဘူးပညာသက်လူယုံမာတွေအများကြီးပညာသက်အစင်တန်းမရှိတဲ့သူတွေအများကြီးတက်ကတူပညာတွေရောမသိနဲ့လို့ပြောတာဟုတ်ရဲ့လားမဟုတ်ဘူးအခြေခံစိတ်ထားကောင်းဖို့အရေးကြီးလားမရှိဘူးလားဒါကြောင့်စိတ်ကောင်းရှိဖို့ပထမတဲ့ပြောကြည့်ပါတယ်တော်ဟဲ့ဒါကြောင့်အခြေခံစိတ်ထားတွေရှိဖို့လိုလားမလိုဘူးလားအဲ့ဒီအခြေခံစိတ်ထားစီကံတွေကောင်းတော့ကြတော့ပါဠိလိုဘာလို့ပြောတယ်တော့ဝိနယောစာတုတေခိတော့ပြောကြည့်ပါဦးအဲ့ဒီစိတ်ရှိမယ်ဆိုရင်သားတို့ကဝိနည်းကျင့်ဝတ်တွေလိုက်နာတဲ့စီကံကောင်းတဲ့မိဘဆရာသမားတွေကိုကူညီတဲ့သူတော်ကောင်းစိတ်ရှိတဲ့ကလေးတွေဖြစ်မသွားဘူးလားအဲ့ဒါအဲ့ဒီကလေးတွေကအထက်တန်းသားကလေးတွေလားအောက်တန်းသားကလေးတွေလားဒါကြောင့်အထက်တန်းသားကလေးတွေဖြစ်ချင်းအိမ်မှာမိဘတွေကူအမိုက်လဲတန်ရှင်းလို့မိဘတွေအလုပ်ကိုကူလို့အရေးကြီးလားမကြည့်ဘူးလားအဲ့ဒီကနေစရတယ်နော်ဗိုလ်ချုပ်အောင်ဆန်းတို့ကနိုင်ငံအကြီးအကဲလွတ်လပ်ရေးခေါင်းဆောင်ကြီးဖြစ်သွားတာအဲ့ဒါဆိုတဲ့ကဗိုလ်ချုပ်အောင်ဆန်းတို့ကတနင်္ဂနွေတရက်လို့ပေါ့ကွာတပတ်တရက်ရုံးပိတ်တဲ့ရက်ကိုသူ့အိမ်ဘေးမှာခန်းကျင်ပင်လေးတွေစိုက်တယ်ခရမ်းသီးပင်လေးတွေစိုက်တယ်ဘူးပင်လေးတွေစိုက်တယ်မကွေးမျိုးတဲ့ဘက်ကဗိုလ်ချုပ်ရဲ့အိမ်မှာလေအိမ်နောက်ဖေးဈေးဆိုင်တယ်ဆိုတဲ့အတိုင်းပဲအဲ့ဒါလေးတွေစိုက်ထားတာတွေ့ရနောက်တကအားတဲ့အချိန်ဆိုရင်စာဖတ်တယ်ပင်လုံကြီးလာကန်ချုပ်ဆိုနေတဲ့အချိန်စီဝဲမှာလေတိုင်းရင်းသားပေါင်းစုံရဲ့အခွင့်အရေးတွေတောင်းဆိုချက်တွေအများကြီးနဲ့ခေါင်း6ဆရာကောင်းလိုက်အစီဝဲလေခဏနားတဲ့အချိန်ကိုဗိုလ်ချုပ်အောင်ဆန်း
စာထိုင်းဖက်ခဲ့တဲ့နေရာတဲ့ပင်လုံကြောက်တိုင်ကြီးရှိတဲ့ဘေးမှာတစ်ပင်ကြီးတစ်ပင်ရှိတယ်အဲ့တစ်ပင်ကြီးမှာဆိုင်းပုတ်လေးချိတ်ထားတယ်ကလထိုင်ပလက်ကလထိုင်လေးနဲ့ဘိုးကျော်အောင်ဆန်းစာထိုင်းဖက်ခဲ့တဲ့နေရာတဲ့တို့ကဘိုးကျော်အောင်ဆန်းကိုချစ်တာအဲ့လိုသိပြီးတော့ချစ်တာဟာတို့ရဲ့နိုင်ငံကောင်းဆောင်ကြီးလွတ်လပ်ရေးကောင်းဆောင်ကြီးကအခြေခံကြတဲ့စိတ်ဓာတ်တွေရှိလိုက်တာဟောနောက်တစ်ခါဥသန့်ဆိုတာကြားဘူးလားဟဲ့အဲ့ဒီဥသန့်ကသားတို့သူမှတ်တာနိုင်ငံခြားလို့မဟုတ်မသားဘူး ready made မဟုတ်နေမသားဘူးဥသန့်ကလေနိုင်ငံခြားလောက်တဲ့မဟုတ်လုံးဝမသားဘူးနော်အဲ့လိုမျိုးနေခဲ့တာဟောဒီအမေရိကန်နိုင်ငံမှာနေတဲ့ကုလသမဂ္ဂမှာအတွင်းရေးမှူးအနေနဲ့တာဝန်ယူတဲ့အခါကျတော့ရုံးပိတ်ရက်သူ့အိမ်မှာဒန်တလုံမင်းလေးတွေစိုက်တယ်ချင်းမောင်မင်းလေးတွေစိုက်တယ်ဥသန့်တို့တော့ကဘာကိုခေါင်းဆောင်နေတဲ့ခေါင်းဆောင်ကြီးကအဲ့ဒီခုနကရုံးတာဝဲနားတဲ့ရက်လေးကိုအိမ်မှာအပင်လေးတွေစိုက်စားတယ်အဲ့ဒါလိုမျိုးကွာအခုမင်းတို့အမေရိကန်နိုင်ငံမှာသမ္မတကြီးတွေမရှိဘူးလားအမေရိကန်သမ္မတဘရက်အိုဘားမားတို့မီရှယ်အိုဘားမားတို့ဆိုရင်အဲ့ဒီသမ္မတရုံးရဲ့နောက်မှာတစ်ပင်တွေစိုက်ထားတာသူတို့က organic စားတာနော်သမ္မတရုံးအားတဲ့ရက်ဆိုရင်တစ်ပင်လေးတွေစိုက်ဒါကြောင့်သားတို့ဘုံအနှစ်ချုပ်မယ်အိမ်မှာသားကောင်းရတနာသမီးကောင်းရတနာအထက်တန်းကြတဲ့သားသမီးတွေပြီးချင်းရင်နံပါတ်1မိဘကုနံပါတ်1ဘာလုပ်ရမလဲမိဘကုတဲ့နေရာမှာချက်တဲ့ပြုတ်တဲ့နေရာတန်ရှင်းလုပ်တဲ့နေရာအဲ့ဒါတွေအကုန်လုပ်ဖို့လိုလားမလိုဘူးလားနောက်တစ်ခုသားတို့သူတစ်ပင်လေးတွေစိုက်နံပါတ်2ဘာလုပ်ရမလဲတစ်ပင်လေးတွေစိုက်တာကလူက creative thinking ပေါ့လေ critical thinking creative thinking တွေးခေါ်နိုင်တဲ့စွမ်းရည်တွေမြင့်စေတယ်ဒါကြောင့်နော်ဝေတို့ဖင်လန်တို့ဒိန်းမတ်တို့ဆွီဒင်တို့ဥရောပနိုင်ငံတွေကပညာရေးတအားကောင်းတယ်အဲ့နိုင်ငံကလေးတွေကိုတစ်နှစ်ဆိုရင်တစ်ပင်စိုက်ခိုင်းတာတစ်နှစ်အရွယ်ကလေးတွေကိုတစ်ပင်စိုက်အဲ့တစ်ပင်စိုက်တဲ့ကလေးတွေကတစ်ပင်လေးတွေချစ်တက်လာတယ်တီထွင်စမ်းတစ်တဲ့ဉာဏ်ရည်လေးတွေတိုးတက်လာတယ်ဒါကြောင့်အဲ့ဒီကလေးတွေကနိုင်ငံခေါင်းဆောင်တွေဖင်လန်နိုင်ငံကဝန်ကြီးချုပ်ဆိုရင်အသက်မှ20ကျော်ပဲရှိသေးတယ်ဝန်ကြီးချုပ်ဖြစ်နေပြီအံ့ဩစရာကောင်းလိုက်တာတော်လားမတော်ဘူးလားဟဲ့အဲ့ဒီကလေးလေးတွေကတစ်နှစ်လောက်ဆိုတစ်ပင်စိုက်တဲ့ထဲဟာကိုကြောင်းနေတခါတည်းလေ့ကျင့်ပေးတာဒါလေးတွေကိုလေ့ကျင့်မှာဂိုင်းနောက်ဆုံးတစ်ခုအနေနဲ့ပြောမယ်သူဘာတိတာသယာဝါစာပြောပါတယ်တော့အချင်းချင်းဆဲဆိုရမလားမိဘဆရာသမားတွေနဲ့ပြောတဲ့ကအော်ဟစ်ပြီးတော့ပြန်ပြောရမလားမိဘဆရာသမားတွေကိုអော်လိုက်ရင်ဒါတော့သူတို့ဘုံပြောမယ်နော်ဒါတော့သူတို့ကမိဘဆရာသမားတွေကိုအော်ပြောတယ်ဆဲပြောတယ်အော်ကြီးကျယ်ပြောတယ်ဒါတို့သမီးတို့ကအကြီးအကဲဖြစ်လာတယ်မိဘဆရာသမားဖြစ်လာရင်ဒါတို့သမီးတို့ရဲ့မွေးထားတဲ့သားသမီးတွေတို့မို့တူတားနောင်မဲတွေတပည့်တွေကမင်းတို့ပြန်အော်ပြန်ဆဲရင်ကြိုက်လားအဲ့ဒါမကြိုက်ဘူးဆိုငယ်ငယ်လေးတွေကမိဘဆရာသမားတို့အော်ကြီးကျယ်ဆဲဆိုပြီးတော့ရိုင်းဆိုင်တဲ့အပြုမှုတွေပြောရမလားမပြောရဘူးလားတကယ်ချင်းရောဆဲဆိုပြီးတော့ပြောဆိုဆက်ဆံတဲ့လားလိမ္မာရင်ကျွတ်တာပြောဆိုဆက်သက်မှုကောင်းလားမကောင်းဘူးလားဒါကြောင့်လူငယ်တွေအတွက်အထက်တန်းကြတဲ့လူငယ်တွေမြတ်တပန်းလှခြင်းနဲ့အထက်တန်းကြခြင်းနဲ့ဆိုရင်ဤချင်းမတကူပြရမလဲနံပါတ်1ကပါရတော့ဘာဟုသစ္စင်စာဘုဒ္ဓမြောက်အောင်စာရိဖတ်နောက်တစ်ပါးသိပ္ပင်စာအသက်မူအားကြောင့်အတတ်ပညာတွေကိုသင်နောက်နံပါတ်3ကစီးနဲ့ကန်းနဲ့နေထိုင်တဲ့အောင်လေ့ကျင့်နောက်နံပါတ်4ကအပြောအဆိုချိုသာယဉ်ကျေးအောင်လေ့ကျင့်အဲ့ဒါတော့ဘယ်နှခုတော့အဲ့တော့ဘုံဘုံကခုနအရှိမပြောခဲ့တာကဘယ်နှခုစိတ်နေစိတ်ဓာတ်အရာပြောခဲ့တာဘယ်နှခုမှတ်မိသလားပြန်ပြောကြည့်နံပါတ်1ဘာစိတ်ဓာတ်ရှိရမလဲမေတ္တာရှိရမယ်နံပါတ်2ကနံပါတ်3ကအဲ့ဒီစိတ်နေစိတ်ဓာတ်တွေတည်ဆောက်ဖို့လိုလားမလိုဘူးလားမင်္ဂလာတုတ်လာတဲ့မင်္ဂလာတရားကဘယ်နှပါလူငယ်တွေမဖြစ်နေလိုင်းနာကျင့်သုံးမဲ့မင်္ဂလာကဘယ်နှပါဘာတွေတော့ဘာဟုသစ္စေစာသိပ္ပင်စာဝိနယောစာသူတေခိတောသူဘာတိတာစာယာဝါစာဒါပညာရေးမင်္ဂလာ၄ပါးအဲ့ဒါလိုမျိုးစိတ်ထား၃မျိုးပညာရေးမင်္ဂလာ၄မျိုးနဲ့လေ့ကျင့်ထားရင်သားတို့သမီးတို့ကအထက်တန်းစားစိတ်ဓာတ်တွေလည်းပိုင်ဆိုင်တဲ့သူတွေဖြစ်သွားမယ်အမြတ်ဆုံးသောလုပ်ရက်တွေနဲ့ကိုမှုနှုတ်မှုစိတ်မှုမှာလည်းလှုပ်ဆောင်နိုင်တဲ့
စွမ်းရည်ပြေဝတဲ့သားတွေသမီးတွေဖြစ်မလားမဖြစ်ဘူးလားဒါကြောင့်အထက်တန်းသားသိတဲ့အမျက်ဆုံးသောလုပ်ရက်တွေကိုလှုပ်ဆောင်နိုင်စွမ်းရှိတဲ့ရင်ကျေးလိမ်မာပြီးတော့ဖွံ့ဖြိုးတိုးတက်တဲ့သားငယ်သမီးငယ်တွေဖြစ်ကြပါစေလို့ဆန္ဒပြုရင်ဘုန်းဘုန်းရဲ့ဟောကြားမှုကိုညီကုန်းချုပ်ပါတယ်သားတွေသူတို့အားလုံးမင်္ဂလာပါကဲဟုတ်ပြီဘုန်းဘုန်းကသားတွေသူတို့ကိုအခုတနာကြီးနော်တရားဟောခြင်းတက်တနာကြီးပေါ့မိတ်ဆက်တာနဲ့ဆိုရင်တနာကြီးနဲ့6မိနစ်ဖြစ်သွားတယ်ဆိုတော့15မိနစ်မိနစ်20လောက်ဘုံဘုံနဲ့အမေးဖြေလုပ်မယ်ဒါတွေသူတွေအမေးဖြေလုပ်ကြမလားလုပ်ရလွတ်လွတ်လပ်ထိုင်အောင်ခဏလောက်နော်ဆိုတော့ဘုံဘုံကအတန်းเจ้าတွေလိုက်ဟောတယ်တော့ဒီနေ့ဆိုရင်ပဲခူးပြီးခဲ့ပြီခရမ်းပြီးခဲ့ပြီရန်ကုန်တိုင်းပဲခူးတိုင်းဘက်ကိုရောက်ခဲ့ပြီနောက်တနေ့ကနေပြည်တော်အခုဒါဘုံတို့မိတ်လီလာမြို့နယ်တဲကိုပေါ့ရောက်လာအဝမ်းတို့မြို့နယ်တဲရောက်လာပြီပေါ့နော်ဆိုတော့ဘုံဘုံအခုပြောခဲ့တဲ့ထဲကပဲဖြစ်စေဒါမဟုတ်ရင်တခြားသားတို့သူမျိုးသိကျင်တဲ့အကြောင်းအရာတွေကဖြစ်စေမိကုန်းတွေမေးမဲ့ဆိုမေးလိုက်ရပြီမိကုန်းမေးတရားရှိကြလားသားတွေနဲ့သမီးတွေဘယ်သူကပို့ပြီးတော့မိကုန်းမေးနိုင်လဲဘယ်သူကပို့ပြီးတော့အည်ချင်းရှိလဲဘယ်သူကပို့ပြီးအစင်တန်းမြင့်လဲဆိုတော့ကြည့်ကြတာပေါ့ကွာကဲဟုတ်ပြီသားတို့သူတို့မိကုန်းမေးမဲ့သူရှိရင်လက်ထောင်မယ်ဟုတ်ပြီသမီးလေးမတက်ထားမယ်ကဲသမီးတို့လက်ကုပ်တီးပြီးအားပေးအားဘုံဘုံထိုင်းပြီးဖြေမယ်နော်ထိုင်းပြီးဖြေမယ်သမီးလေးအပြင်ဘက်ထွက်ဟိုနောက်ကသမီးလေးအရင်နောက်ကသမီးလေးအရင်ခဏလေးသမီးတဲ့အေးဟုတ်ပြီရတယ်ပြီးတော့2ယောက်လုံးဖြေပေးမယ်ကဲသမီးလေးဟုတ်ပြီလို့လက်မေးချင်တဲ့မေးခွန်းရဲတယ်နေပြီနော်အေးရပြီအဲ့နာသမီးအဲ့နာမှာမေးလက်ဒီတိုင်းလက်ချလိုက်မိုက်ကသူ့မိုက်ကမဖွင့်ရသေးတာတဲ့ဟယ်လိုရပြီဘာရင်လဲသမီးတို့ကြီးညိုကိုးကွယ်လေးစားတဲ့မြတ်စွာဘုရားဒုက္ခဆွိရာကျင့်ရာကာလမှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကိုဟောပြီးတော်မူပါဘုရား။အော်ဒုက္ခရတိယကျင့်တဲ့အချိန်မှာကြုံတွေ့တဲ့အခက်အခဲတွေကောင်းလိုက်တာသမီးလေးလက်ခုပ်တီးအားပေးပါ။သမီးလေးနေရာပြန်ယူလို့ရတယ်နော်။အေးစေးထိုင်ပြီးနားထောင်အဲ့ဆိုသားတဲ့သမီးတွေဆရာဆရာမတွေဘုံဘုံတွေလည်းသင်လိုက်မယ်ဘုံဘုံတေချာပြန်ပြီးပြောပြမယ်ဒုက္ခရလိုက်ပြောကြည့်ဒုက္ခရဒုက္ခရဒုက္ခရစရိယဒုက္ခရစရိယဒုက္ခစရိယမဟုတ်ဘူးနော်ဒုက္ခရစရိယဒုက္ခရဆိုတာ very difficulty ပေါ့သေလောက်အောင်ခတ်ဘယ်သူမှလိုက်ပြီးမကျင့်နိုင်တဲ့စရိယဆိုတာအကျင့်ဘုရားပြည့်မဲ့ဘုရားအလောင်းတော်ကလွဲရင်ဘယ်သူမှမကျင့်နိုင်တဲ့အခက်အခဲဆုံးအကျင့်ကိုဒုက္ခရသရိယအကျင့်လို့ခေါ်တယ်ပြောဘာအကျင့်လို့ခေါ်လဲအဲ့ဒုက္ခရသရိယအကျင့်ကိုဘုန်းဘုန်းတို့ဘုရားလောင်းကစပြီးကျင့်တော့ဒါအကျင့်ကျုံမဲ့ဘုန်းပြောပြမယ်နော်သမီးလေးသေချာနားထောင်မယ်နားထောင်နေလားသေချာနားထောင်မယ်နော်အဲ့တော့ဒုက္ခရသရိယအကျင့်ကိုစကျင့်တော့ပထမတော့ဒီအုတ်ရှိပင်ကကြွေးကြတဲ့အသီးလေးတွေစွန်ပလင်မင်ကကြွေးကြတဲ့အသီးလေးတွေဒီဥရဝလတော်တန်ကြီးကအုတ်ရှိပင်တို့စွန်ပလင်မင်တို့အဲ့ဒါလေးတွေပဲရှိတာဟုတ်ပါကြောက်တော်ကြီးတအားကိုပူတယ်လေမောနေကြည့်လိုက်ရင်တခါတည်းဂေါ်သီလာကြီးလူမှောင်နေတဲ့အတိုင်းပဲကြော်ရိုးစူးတော်ကြီးတွေအဲ့ဒါမျိုးကြီးနော်အဲ့ဒီတောင်ကြီးကတော်တော်ထူးကြတယ်အဲ့ဒီတောင်မှာစွန်ပလင်မင်အုတ်ရှိပင်တွေရှိတယ်အဲ့ဒီထက်မှာတပအကျင့်လို့ခေါ်တယ်အလွန်ခက်ခဲတဲ့အကျင့်ဒီနေ့ဖျားဖြစ်အောင်ကျင့်နေတဲ့အကျင့်ကျင့်နေတဲ့သူတွေအများကြီးရှိတယ်ဘုံဘုံတို့ဖျားလောင်းနေမဟုတ်ဘူးကျင့်နေတဲ့ပုံကိုယ်တွေအများကြီးရှိတယ်အိန္ဒိယမှာဖျားရှင်အလောင်းတော်ဘဝနေရအဲ့ဒီကနေပြီးတော့အဲ့တပအကျင့်လို့ခေါ်တဲ့အလွန်တက်ခက်ခဲတဲ့အကျင့်တွေကျင့်နေတဲ့ဘုရားလောင်းကအုတ်ရှိပင်ကအုတ်ရှိသည့်အမဲ့လေးကျွေးကြရင်ဖုံးပေးတယ်စွန်ပလင်ပင်ကအသီးလေးတွေကျွေးကြရင်ဖုံးပေးတယ်တော့ဘုံငှက်ကောင်လေးတွေချီးလာလို့ကြတဲ့အသီးလေးတွေရှိရင်ဖုံးပေးတယ်နောက်တော့အဲ့ဒီအသီးလေးတွေကောက်ပြီးဖုံးပေးရတာတော်တော်နဲ့တရားမရနိုင်ဘူးအဲ့တော့သူထိုင်တဲ့အပင်ကအသီးကျွေရင်စားမယ်အဲ့ဒီအသီးမကျွေရင်မစားဘူးအဲ့လိုနဲ့ကြိုးစားတရားကရလားမရဘူးเนาะနောက်ကျတော့ဘယ်လောက်တိသူကြိုးစားလဲဆိုတော့ဝင်လေထွက်လေရှူတဲ့အလေးကျင့်ကိုအပ္ပန္နကဇံလို့ခေါ်တယ်ဘုံဘုံရှုပြမယ်เนาะအဲ့လိုရှူလိုက်ပြီး9ရက်အောင်ထားတာလေမင်းတို့အောင်ကြည့်ပါလားဘယ်နှစ်မိနစ်အောင်နိုင်သူကဒီဝင်လေထွက်လေကိုအသက်လို့ထင်လား
သူတွေးတာနော်ဝင်လေထွက်လေအသက်အဲ့ဒီအသက်ကိုအောင်းထားနိုင်ရင်အသက်မထွက်ရင်မသေးတော့ဘူးလို့အိုနာသေးလွတ်တဲ့တရားကိုသူရှာတာဟုတ်ပါမေသမပရိပဒတရားကိုသူမတွေ့သေးဘူးနော်မတွေ့သေးတဲ့အခါကျတော့ဝင်လေထွက်လေကိုအဲ့ဒီနီးနဲ့ရှုတာဒါခုနှစ်ရအောင်းတာတယ်အဲ့ဒါအောင်းတော့ဒီနီးနဲ့တရားမတွေ့သေးဘူးဆိုတခါဝင်လေထွက်လေကိုပြန်မှုတ်ခုနှစ်ရပြန်မရှုဘဲနဲ့သူမသေးဘူးလို့ဒီလိုထင်တယ်ကျန်တဲ့သူဆိုရင်သားတို့သူတို့ဘဘုံတို့က4မိနစ်မရှုရင်သေတယ်အောက်ဆီဂျင်ပြတ်ပြီးသေတယ်တာမန်လူတွေဆိုရင်နော်တို့ဖျားလောင်းဘလောက်ခက်သတော့အဲ့ဒါကိုတစ်ခါရှုပြီးရင်9ရက်အောင်းထားတယ်တစ်ခါလေရှိုက်ထုတ်ပြီးရင်9ရက်အောင်းထားတယ်အဲ့ဒီနီးနဲ့နှစ်ပေါင်းများစွာသူကျင့်လိုက်တော့အစာတွေကလည်းမစားကအာဟာရလည်းမပြည့်ဘလောက်ထိဆိုးလဲဆိုတော့တခါတည်းသူ့ကိုအလုံးမတန်တန်တဲ့လူကြီးတွေကချုပ်ပြီးတော့ခေါင်းကိုတရေပင်နေနဲ့တခါတည်းအတင်းပတ်ပြီးအပေါ်ကနေဓားတွေနဲ့မှုန်းနေသလိုသူတွေနဲ့ထုနေသလိုခေါင်းတွေကြိုက်တာလေဝမ်းတွေကလည်းချုပ်တာလေစားတဲ့ယူတရားပေါက်တရားမရှိတော့မြတ်စွာဘုရားအလောင်းတော်ဘလောက်ထိဆိုးသွားလဲဆိုတော့အသားကမဲပြီးငကြီးကြောက်ဖြစ်သွားဒါကြောင့်နတ်တွေကနေပြောတယ်ဟာအသားမဲကြီးတဲ့အိုမဲတော်ကြီးလိုပဲတဲ့မဲတယ်ငကြီးကြောက်ကြီးလိုပဲတဲ့ဒီမှာဘိုက်ကိုစမ်းလိုက်ပြီဆိုရင်အဲ့ဒီကြောနဲ့ဘိုက်နဲ့တသားတည်းဖြစ်သွားတာအစာအင်းကပြကတ်သွားတယ်ကြောကုန်းကိုပို့ကြည့်လိုက်ပြီဆိုရင်လည်းဒီမှုင်းချင်းပေါက်ကအမွှေးတွေပါကျွတ်သွားတယ်မြတ်စွာဘုရားအလောင်းတော်ရဲ့စအိုဝတခါတည်းအတွင်းထဲကိုခွက်ဝင်ပြီးဗီပုံတဏ္ဍမောအတွင်းထဲကိုခွက်ဝင်နေတယ်ဒီခေါင်းကလည်းငယ်တိတ်လေးလှုပ်တယ်ပြောလို့ပဲဒီလိုလုံးမနေတော့ဘူးရှုံပြီးတော့နော်ဘူးသီးနုနုခြောက်သွားတဲ့ပုံစံမျိုးတခါတည်းလူလိုမျိုးဖြစ်ပြီးတင်နေတာအဲ့ဒါခုနအပေါ်ပါသွားခြင်းလို့တလားလောက်နေမှတခါအပေါ်ပါသွားတယ်ရှုထိုင်ပေါက်ပြီးဆိုရင်ပြန်မထနိုင်တော့မူးပြီးလဲသွားအပေါ်ပေါက်တဲ့နေရာလေးမှာပဲပုံလေးနေနတ်တွေတော့သေပြီကွာသေသွားပြီကွာတဲ့ပြောတာမသေးပါဘူးနော်အဲ့ဒါတော့ဒီခဲကျင့်ခဲ့ရနောက်ကြတော့ဘုရားလောင်းကစဉ်းစားတယ်ဒီတိုင်းကျင့်တယ်တဲ့ဘသူဒီအကျင့်မျိုးတွေဘသူတွေကျင့်တယ်လဲလို့စဉ်းစားတော့ဒီပတ်ဝန်းကျင်မှာတပအကျင့်ကိုလာကျင့်နေတဲ့သူတွေအများကြီးရှိတယ်သိန်းနဲ့ချီရှိမှာပေါ့ကွာအဲ့ဒီထဲမှာလည်းဒီလောက်ခက်ခဲတဲ့အကျင့်ကျင့်တဲ့သူမရှိဘူးနောက်တစ်ခုဒီလောက်အကြာကြီးလည်းကျင့်နိုင်တဲ့သူမရှိဘူးဒီလောက်ခက်ခဲတဲ့အကျင့်လည်းကျင့်နိုင်တဲ့သူမရှိဘူးဒီလောက်ကြာအောင်လည်းကျင့်နိုင်တဲ့သူမရှိဘူးအဲ့တော့သူကစဉ်းစားလိုက်တယ်ဒီတိုင်းဆိုရင်တဲ့ဒီနီလန်းဟာဘုရားပြည့်မဲ့နီလန်းမဟုတ်ဘူးအဲ့ဒါဆိုတော့လူကညံကောင်းဖို့ဆိုတာကအာဟာရရှိမှပဋ္ဌာန်းမှာမြတ်စွာဘုရားရှင်ဟောထားတယ်ညံကောင်းစေတဲ့နီးစွာသောအကြောင်းဟာအာဟာရပြည့်ဝခြင်းပဲဒါကြောင့်ဒီမှာမိဘတွေရောဆရာမတွေရောတခါတည်းသတိပေးလိုက်မယ်ကလေးတွေအိယာထားတဲ့နဲ့ကျူရှင်လွတ်လိုက်တာဟာအလွန်အနေရများတယ်အိယာထားပြီး2 နာရီအတွင်းမှာတစ်ခုစားကိုစားမစားရင်ဒီအုံနောက်ကမှတ်ဉဏ်စွမ်းရည်တွေပျောက်သွားဒါကြောင့်အစာအိမ်ဟာဒုတိယအုံနောက်တယ်အစာအိမ်ဟာဘာလို့သိပ္ပံပညာစေပညာပြောတယ်နော်အစာအိမ်ဟာဒုတိယအုံနောက်အိယာထားတဲ့2 နာရီအတွင်းတစ်ခုစားထားအာဟာရမပြည့်ညံမကောင်းမှတ်ဉဏ်စွမ်းရည်တွေမရှိဘူးဒါကြောင့်ကလေးတွေပင်ပန်းနောက်တစ်ခါနှလုံးကြတော့ဒီမှာဒီရင်ဘတ်မှာနှလုံးမပါဘူးလားလမ်းလျှောက်တဲ့ခြေသလုံးရောမရှိဘူးလားအဲဒါကြောင့်အနည်းဆုံးတစ်နေ့ကိုနိုင်ပွဲလောက်လမ်းလျှောက်တယ်ခြေသလုံးဒုတိယနှလုံးခြေသလုံးနဲ့နှလုံးရောဂါမဖြစ်ရှင်လမ်းလျှောက်ကျမ်းမာခြင်းလမ်းလျှောက်အစာအိမ်ကြတော့ဒုတိယအုံနောက်ညံကောင်းခြင်းအစာအာဟာရပြည့်ရအဲ့တော့ဘုရားလောင်းကစဉ်းစားတယ်ဒီတိုင်းအစာမစားရင်မရဘူးဆိုအစာစားယူမှတရားအားထုတ်မယ်ဆိုပြီးသေနာဏီကုန်းရွာကိုဝင်ပြီးတော့စွန့်ခံပြီးတော့တရားအားထုတ်လိုက်တာ15ရက်2 ပတ်အတွင်းမှာပဲဘုရားဖြစ်သူရောက်တော်မူသွားတယ်နော်ဒါကြောင့်အနှစ်ချုပ်တွေပဲဘုံပြောခဲ့တာပါတကယ်တမ်းဆိုရင်မင်းကုန်းဆရာတော်ဘုရားရဲ့ဒါကြီးကိုအကျယ်ကြီးပြောတာရှိတယ်အဲ့တော့ဘုရားလောင်းဟာဒုက္ခရစရိယဘသူမှလိုက်မမီတဲ့အကျင့်ဘသူမှကြာအောင်မကျင့်နိုင်တဲ့အချိန်တွေကြာအောင်6 နှစ်တိုင်အောင်ဒုက္ခရသီယာကိုကျင့်ခဲ့တယ်အကြောင်းရင်း2 ချက်ရှိတယ်တစ်ချက်ကဒီလောကမှာသူ့ထက်သာအောင်ဒီအကျင့်မှားတွေကိုကျင့်နိုင်တဲ့သူမရှိဘူးဆိုတာဓမ္မစကြာဟောတဲ့ချိန်ကျတော့ပြောဖို့လိုတယ်ဟုတ်လားဒုက္ခရသီယာအကျင့်ကိုအတ္တကိလမထနုယောဂလို့ဒါပြောရမှာအဲဒါကြောင့်ဒီအတွေ့အကြုံကိုပြောဖို့လိုတဲ့အတွက်အဲ့ဒီအတွေ့အကြုံရအောင်ဒုက္ခရသီယာကျင့်ဖရာတိုင်းဟာဒုက္ခရသီယာမကျင့်ဘဲနဲ့ဖရာဖြစ်ဖို့ထုံးစံမရှိဘူးအနည်းဆုံး6 ရက်ကျင့်ဒုက္ခရသီယာကျင့်လို့ဘုရားဖြစ်တာလားဆိုတော့မဟုတ်ဘူးအတွေ့အကြုံအရကျင့်ဖို့လိုတယ်
အနေဆုံး6ရက်အများဆုံး6နှစ်ကျင့်ရဒုက္ခသရိယာကျင့်တဲ့အကျင့်ရဲ့ပတ်သက်ပြီးပြောတာနော်အဲ့ဒါဆိုတော့နောက်တစ်ခုကကသဗ္ဗဘုရားရှင်လက်ထက်ကဘုန်းဘုန်းတို့ဘုရားလောင်းကကသဗ္ဗဘုရားရှင်က6ရက်တည်းနဲ့ဒုက္ခသရိယာကျင့်ပြီးဘုရားဖြစ်တာငါရာဆိုရင်6နှစ်တောင်ကျင့်နိုင်တယ်6ရက်နဲ့ဘုရားဖြစ်တဲ့ဆိုတော့မဖြစ်နိုင်ဘူးလို့အဲ့လိုမျိုးဘုရားကိုဝေဖန်ခဲ့တဲ့ပုံညံတယ်လို့ခေါ်တဲ့ဝစီကံအာကုသိုလ်ရှိတယ်အဲ့ဒီအာကုသိုလ်ကံဒီဘဝမှာအကျွေးဆက်အဲ့ဒီအကြောင်းနှစ်ခုကြောင့်ဒုက္ခစရိယာကို6နှစ်အောင်ကြာအောင်ခက်ခက်ခဲကျင့်ခဲ့ရတယ်ကျင့်ခဲ့တဲ့အခက်ခဲအတွေ့အကြုံတွေကိုခုနဘုံဘုံပြောပြသလိုပဲအဲ့လိုပဲမှတ်ပါအဲ့ဒါသမီးသဘောပေါက်လားအဲ့သမီးလေးကိုလက်ကောက်တီအားပေးပါကိုင်ခုနကနောက်သမီးတယောက်ခုနကထားလာတဲ့သမီးလေးအရင်ဖြေလိုက်မယ်နော်လောဟယ်လိုလဲမေးတော့ဘုံဘုံဒီမှာလာတာနဲ့တန်အောင်အေးအေးဝါဝလင်ဖြေတော့မယ်သမီးပြောရှောက်အခဏလေးပြိတ္တထဲတကားပြောအရင်ဆုံးကိုမိတ်ဆက်အဲ့ဒါယဉ်ကျေးမှုနော်တပည့်တော်ကအထက်ကကွယ်တဲစုကြီးရွာမှာပညာသင်ကြားနေတဲ့ grade 8ကျောင်းသူလေးမရွှေရှိစင်ဖြစ်ပါတယ်ရှင်တပည့်တော်ဒီရှင်တပည့်တော်ကကျတော့လေဗျာဘယ်လိုပြောဘေးဘက်ဝင်ချင်းပြောတဲ့စကားလေးဆိုရင်တပည့်တော်မှာရင်ဆိုင်နိုင်မှာဗျအင်းကမိသားစုဝင်ကပြောတဲ့စကားအဲ့လိုမျိုးအပြစ်တင်တဲ့စကားဆိုရင်တပည့်တော်မှာရင်မဆိုင်နိုင်ဘူးဗျတပည့်တော်မှာဒေါရဖြစ်လွယ်တယ်ဗျပြီးတော့တီးခန့်စိတ်ကအိမ်ထဲဆိုရင်တိတ်မရှိဘူးဗျအဲ့တော့တပည့်တော်မှာရဲ့တီးခန့်စိတ်ဘလို့မွေးမြူရမလဲဆိုတာနဲ့ဒေါရတွေကိုဘလို့မျိုးချုပ်ထင်းရမလဲဆိုတာကိုမေးတော့ဘူးပါဗျဒုတိယတစ်ခုကကျတော့မိဘရဲ့ကျေးဇူးကိုဘလို့မျိုးဆက်ရမလဲဆိုတာကိုမေးတော့ဘူးပါဗျသမီးလေးအဲ့မှလည်းမှာပဲထိုင်လိုက်နော်အဲ့တန်းလေးမှာပဲထိုင်လိုက်ထိုင်ပြီးနားထားကဲသမီးလေးလက်ခောက်တီအားပေးပါအဲ့ဒါသမီးအဓိကကလေသမီးကမာနရှိနေအထူးသဖြင့်မာနကလေဘုံဘုံပြောမယ်မာနဆိုတာထက်တန်းကြသေးတဲ့စိတ်ထားလားအောက်တန်းကြသေးတဲ့စိတ်ထားလားအောက်တန်းကြသေးတဲ့မာရင်နသွားရောမာရင်နသွားအဲ့ဒီမာနကလည်းတခြားသူတွေနဲ့ကြတော့ခွာချနိုင်တယ်မိဘတွေပေါ်မှာဆရာသမားတွေပေါ်ကြတော့ဆိုးခြင်းတဲ့စိတ်နဲ့ဒီမာနစိတ်နဲ့အဲ့နှစ်ခုပေါင်းလိုက်တဲ့အခါကိုကအိမ်မှာလူစွာလုပ်အိမ်မှာလူကျယ်လုပ်အဲ့ဒီဓာန်တွေကသမီးတခြားကိုသွားတဲ့အခါဘဝထဲကိုဖြတ်သန်းတဲ့အခါသမီးပြန်ပြီးခံရနိုင်အန္တရာယ်များတယ်နော်အဲ့ဒါကိုကြိုးတွေးထားမိဘတွေပေါ်မှာငါသီးမခံခဲ့တဲ့ဟာကအလုတ်ထဲရောက်ရင်ကိုအလုတ်ရှင်ရဲ့မောင်မဲကျိန်မောင်းတာအကိုရဲ့အထက်လူကြီးရဲ့စူပူငောင်ကန်းတာအိမ်မှာကျဲခဲ့သမျှအိမ်မှာဘိုးလုခဲ့သမျှလေအဲ့လောကထဲရောက်ရင်ခံရတကယ်ပြောတာဘုံဘုံကလောကထဲရမယ်အတွေ့အကြုံတွေအများကြီးရှိတယ်အဲဒါကြောင့်ကိုကငါလဲအလုပ်လူတွေကြားထဲမှာနေရငါလဲလူကြီးဖြစ်အောင်ပဲအဲ့ဒီချိန်ကြရင်ငါ့ကိုဒီလိုစူပူမောင်မဲတာတွေနဲ့တွေ့တဲ့အခါငါဒီလိုတုံ့ပြန်ရင်ငါမခံနိုင်ဘူးဒါကြောင့်အခုမိဘဆရာသမားတွေရဲ့စိုးဆုံးမကိုတိခိုင်တာကိုကြိုးစားမယ်လို့အဲ့ဒီစိတ်ထားလေးသမီးမွေးလိုက်နော်အဲ့တော့မာနကအပြင်ဘက်မှာထားတဲ့မာနအိမ်ထဲမှာထားတဲ့မာနအိမ်မှာထားတဲ့မာနသမီးအနာပိုးပြီးတော့ခံရတတ်တယ်ဒါကြောင့်ဘုန်းဘုန်းကအမြဲတမ်းပြောတယ်တာဝတ်မှုဝတ်ပြက်ရင်တာတလင်းကျိတ်ဝတ်လက်တတ်တယ်ပြောပါတယ်တော့သာသမီကောင်းလို့ဝတ္တရားမကြည့်ဘူးမိဘတွေကိုအမြဲတမ်းညူစုဆောင်းမြောင်းတယ်အော်ဟစ်တယ်အဲ့ဒီတာဝတ်မှုဝတ်ပြက်ခဲ့တော့သာသမီဝတ်ပြက်ခဲ့တော့တာတလင်းကျိတ်ဝတ်လက်တယ်ကိုကသာသမီရတဲ့အခါကိုကတပည့်တွေရတဲ့အခါကိုကသူများဒီမှာအလုပ်လုပ်နေရတဲ့အချိန်တွေကိုစီးပွားရေးလုပ်ငန်းခွင်နဲ့ရောက်တဲ့အခါကိုလူတွေရဲ့ဖိနှိပ်တာတွေချုပ်ချယ်တာတွေစူပူငောင်းငဲတာတွေအဲ့ဒဏ်တွေမခံနိုင်တဲ့အခါလူက stress တွေများတယ်တချို့ဆိုကိုတတ်သေးတဲ့အထိတောင်ဖြစ်တယ်ဒါကြောင့်အိမ်မာနဲ့အဲ့ဒီလေ့ကျင့်ကိုသမီးအခုဒီရွယ်မှာပြင်လို့ရတယ်နော်ပြင်လို့ရလားမရဘူးလားရတယ်အဲ့တော့သူများနဲ့တောင်သီးခံနိုင်တာငါကျေးဇူးရှင်တွေတဲ့မိဘတွေနဲ့ပို့ပြီးတော့သီးခံရမှာပေါ့လို့ကိုအဲ့စိတ်ထားအဲ့တော့ကိုကစိုးကျင်တဲ့စိတ်တော့မဟုတ်မာနတော်လန်ခြင်းတဲ့စိတ်တွေကိုမြန်ချိုးနေအဲ့ဒီစိတ်တွေဟာငါ့ကိုဘဝမတိုးတက်အောင်ငါ့ကိုအခက်ခဲတွေအများကြီးရအောင်ဖြစ်စေမဲ့အရာတွေပဲလို့ကိုသတိပြန်ထားပြီးတော့အဲ့ဒီစိတ်ကိုသမီးချိုးနေမှာမဟုတ်ရင်သမီးဒုက္ခရောက်လိမ့်မယ်နော်သဘောပေါက်လားဒါနံပါတ်1နော်ဒါသမီးသတိထားမယ်နောက်တစ်ခုကမိဘရဲ့ကျေးဇူးတရားတွေကိုဘယ်လိုဆက်မလဲပေါ့နော်အဲ့တော့မိဘရဲ့ကျေးဇူးတရားတွေကိုဆက်မဆိုအကောင်းဆုံးကျေးဇူးသက်နေရတော့ဒါနမပြုခြင်းတဲ့မိဘတွေကိုဒါနပြုတတ်အောင်သီလမစောင့်တည်ခြင်းတဲ့မိဘတွေကိုသီလစောင့်တည်တတ်အောင်
ဘာသာရေးအသည့်မရှိတဲ့မိဘတွေကိုဘာသာရေးအသည့်ရှိအောင်သမီးရများများလေ့လာဘာသူတို့အသက်ကြီးပြီးကောင်းကောင်းမလေ့နိုင်တော့ဘူးကောင်းကောင်းမသိနိုင်တော့ဘူးသမီးတို့ကငယ်တဲ့သူတွေကများများတရားတွေနာများများစာတွေဖတ်ဘာသာရေးဘုဒ္ဓတွေများများရှာဖွေအဲ့လိုကိုသိတဲ့အသည့်တွေနဲ့မိဘကိုပြန်ပြီးပြောပြလို့မရဘူးလားအဲ့ဒါမိဘအကောင်းဆုံးကျေးဇူးသက်နေပဲနော်မိဘကိုကျွေးုံနဲ့မလုံလောက်ဘူးပေးုံနဲ့မလုံလောက်ဘူးမိဘကိုဒါနသီလဘာဝနာတွေကိုပြုတတ်တဲ့အလေးချင်းတွေကိုလုပ်ပေးမယ်ဆိုရင်သမီးနိုးဘိုးလဲကျေးတယ်မိဘရဲ့ကျေးဇူးကိုဆက်ရလဲရောက်ဒါကြောင့်မိဘကိုကျေးဇူးဆက်တဲ့နေရာ2နည်းရှိတယ်ဘယ်နှနည်းရှိတော့နံပါတ်1ကအာမိတပူဇာလို့ခေါ်တဲ့ပစ္စည်းတွေပြန်ပေးတာစားစရာတွေပြန်ပေးတာဝတ်စရာတွေပြန်ပေးတာမိဘဆရာသမားတွေသုံးခြင်းတဲ့ဟာတွေကိုပေးတာဒါအာမိတပူဇာပစ္စည်းနဲ့ကျေးဇူးဆက်တာဘာနဲ့ကျေးဇူးဆက်တာတော့နောက်နံပါတ်2ကဓမ္မနဲ့ကျေးဇူးဆက်တာနံပါတ်2ကဘာနဲ့ကျေးဇူးဆက်တာတော့သမီးကအခုမိဘတွေကိုမဆူဘူးမအောင်ဘူးမညူစုဘူးမအော်ဘူးဆိုရင်အဲမိဘတွေစိတ်ချမ်းသာသွားတယ်အဲ့ဒါအကောင်းဆုံးကျေးဇူးဆက်နေပဲဒါအကျင့်နဲ့ကျေးဇူးဆက်တာနောက်မိဘတွေဒါနမပြုခြင်းပြုပြအောင်သမီးမုတ်ဘိုးလေးတွေစုထားအဲ့ဒါလေးလှူပြအောင်သူ့ကိုပေးလှူခိုင်းကိုယ်တိုင်လှူလဲရတယ်တော်တော်အဖေတွေမိတွေကိုပေးလှူခိုင်းဥပုပ်ကြောင့်သွားခြင်းအောင်တိုက်တွန်းနော်လေးလေးမရင်ကျေးတိုက်တွန်းရတယ်ဆရာကြီးလှုပ်တဲ့ပုံစံနဲ့မပြောဟုတ်မနော်တရားအသည့်လေးတွေမရှိရင်တရားအသည့်လေးတွေရှိအောင်ပြောပေးအဲ့လိုမိဘကိုတရားအသည့်လေးတွေရှိအောင်ပြောပေးနိုင်ဖို့အတွက်သမီးကတရားတွေနာရတယ်တရားသားတွေဖတ်ရတယ်မှတ်ရတယ်အဲ့ဒီမှာကိုယ်မှာအသိဉာဏ်တွေတိုးတက်သွားကိုတိုးသက်သွားတဲ့အသိဉာဏ်တွေနဲ့မိဘတွေကိုပြန်ပြီးကျေးဇူးဆက်တဲ့အခါဓမ္မနဲ့ကျေးဇူးဆက်တာကျေးဇူးဆက်နေပါနေနေတော့တခုကပစ္စည်းနဲ့ကျေးဇူးဆက်တာနံပါတ်2ကအကျင့်နဲ့ကျေးဇူးဆက်တာပြောပါနဲ့ပါတော့ပစ္စည်းနဲ့ကျေးဇူးဆက်တာအကျင့်နဲ့ကျေးဇူးဆက်တာနှစ်ခုလုံးကျေးဇူးဆက်ဖို့လိုလားမလိုဘူးလားအကောင်းဆုံးကျေးဇူးဆက်နေရတော့အကျင့်နဲ့ကျေးဇူးဆက်တာအေးအလုပ်တွေဝိုင်းကူမယ်မိဘကျေးဇူးတည်တတ်ပြီးနေမယ်မိဘဆရာသမားတွေကိုပြန်ပြီးမအော်ဘူးမိဘတွေနဲ့ပတ်သက်အမြဲတမ်းသီးခံမယ်ကိုပြောခြင်းတဲ့အကြောင်းအရာရှိရင်လေးလေးမမရင်ကြေးချိုချိုသားသားပြန်ပြီးတော့မိဘတွေဒေါသထွက်တွေမပြောသေးဘူးသီးခံလိုက်ဒေါသထွက်နေတဲ့သူကိုပြန်မပြောနဲ့သီးခံလိုက်နည်းနည်းလေးအေးဆေးဖြစ်ပြီဆိုမှကိုဖြစ်နေတဲ့အကြောင်းလေးကိုပြောပြအဲ့ဒါဆိုကိုမှအာကုသိုလ်လည်းမဖြစ်ဘူးမိဘတွေကလည်းသူတို့အေးဆေးဖြစ်သွားရင်သမီးဖြစ်နေတဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးလိမ့်မယ်အဲ့ဒီတိုင်းဆိုရင်သမီးကဘုံကံတွေမြင်လာမယ်အသည့်တွေတိုးလာမယ်မိဘတွေလည်းစိတ်ချမ်းသာအောင်ဖြစ်တဲ့အတွက်သမီးရဲ့ဘဝကစိတ်ချမ်းသာတဲ့ဘဝဖွံ့ဖြိုးတိုးတက်တဲ့ဘဝအထက်တန်းကျတဲ့ဘဝကိုရမှာပါလို့ဒါလေးဘုံဖြည့်ခြင်းပါတယ်နော်။ကဲလက်ကိုဒီအားပေးပါ။ကဲခုနနောက်ကမမီးလေးထွက်လာနော်။သမီးတွေကြီးရဲ့မင်းနဲ့တို့သားတွေအောက်ကမင်းတို့ခဲဆွဲထားလို့လားကွာ။မင်းတို့ဖင်မူလီစုပ်ထားလို့လား။မေးကြနော်သမီးတွေကမင်းတို့သားသွားပြီနော်အခု3ယောက်တော့မေးတယ်နော်3ယောက်တော့မေးတယ်နော်သားတွေကလာအာကြီးတွေလားမသိပါဘူးကွာမင်္ဂလာညနေခင်းမှာဖုံဖုံဖျားအေးသမီးတပည့်တော်ကဒီတဲစုကျေးရွာအားထားကကွင်းမှာပညာတင်ယူနေတဲ့ဓမ္မရန်ကျောင်းသူမတ်အေးချွန်ဖြစ်ပါတယ်ရှင်တပည့်တော်ဒီအကြောင်းအရာကိုမေးရမယ်ဆိုရင်တပည့်တော်တိတဲ့ဆအရွယ်ပေါ့ဖျား10နှစ်လောက်ကြီးကနေဒီပြဿနာရှိနေရပါဖျားတပည့်တော်အခုဖုံဖုံကို question and answer ပိုင်းနဲ့မေးချင်တာမဟုတ်ဘဲနဲ့ discussion ဆွေးနွေးချင်တာပါရှင်တပည့်တော်ကအဓိကပြဿနာစိတ်တည်ငြိမ်မှုမရှိတာပါဗျတပည့်တော်ရဲ့ရည်မှန်းချက်ကအသက်ကြီးလာတဲ့များပြားဖြစ်နေတာလဲဆိုတော့အခုဖုံဖုံလိုမျိုးတပည့်တော်ဖျားလူတွေကိုအတိပညာတွေရှိအောင်ဟောပြောပြခြင်းနဲ့ကိုယ်မှာရှိတဲ့အတိပညာတွေကိုမျှဝေချင်တာပါအားကြောင့်မို့လဲတပည့်တော်တို့ဆရာမကြီးကပြိုင်ပွဲတွေပြိုင်ခိုင်းတဲ့အခါအဲ့လိုပြိုင်ပွဲတွေတွားပြိုင်ပါတယ်အဲ့ခါမှာတပည့်တော်ကိုတီလာရတာတပည့်တော်ရဲ့အဓိကပြဿနာစိတ်တည်ငြိမ်မှုမရှိတာပါဗျာပြီးတော့တပည့်တော်လူကြောက်တတ်တယ်ဗျာအဲ့အတွက်ဘာလို့လုပ်ရမလဲတပည့်တော် experience တွေရှိအောင်လုပ်ပါရဲ့ဗျာစာအုပ်တွေဖတ်တယ်တွေးတဲ့နေရာတိုင်းမှာအခုလိုမျိုးဖုံဖုံဖျားလိုမျိုးဆရာတော်ကြီးနဲ့ဆွေးနွေးပါရဲ့ဗျာဒါပေမဲ့ပြောကြတာဒါငယ်လေးလို့ပါနေကြီးရင် experience ရှိလာရင်ပိုရလာမှာလို့ပြောပေမဲ့တပည့်တော်စာရေးလည်းဖတ်တယ်တရားတော်ကြီးလည်းနားထောင်တယ်အဲ့လိုဆွေးနွေးပေမဲ့စိတ်တည်ငြိမ်မှုကမရှိဘူးဗျာဒါပေမဲ့ပြီးတော့တပည့်တော်ကစိတ်ထက်ကြန့်ခိုင်မှုလည်းမရှိပါဘူးဗျာတပည့်တော်အရန်အခက်ခဲတွေများလာတဲ့အခါစိတ်ဆင်းလာတဲ့အခါလုံးဝဘုံဘုံကြပါရဲ့ဗျာတခုကောင်းတာတပည့်တော်မှာမိခင်ကောင်းနဲ့ဖခင်ကောင်းရှိပါတယ်တပည့်တော်ဖေဖေနဲ့မေမေကတပည့်တော်အမြဲတမ်းဘေးကနေပံ့ပိုးပေးတဲ့အတွက်တပည့်တော်စိတ်သက်ကြက်ခိုင်မှုတော့ရှိပါတယ်
တပည့်တော်အတက်16နှစ်ပြည့်ပါပါဖေ။တပည့်တော်16နှစ်ပြည့်ရဲ့မွေးနေ့မှာစဉ်းစားမိပါတယ်။ငါရဲ့ဖေဖေနဲ့မေမေမရှိရင်ငါဘယ်လိုလုပ်မလဲ။ငါစိတ်ထက်ကြန့်ခံအောင်ဘယ်လိုလုပ်မလဲ။အခုတပည့်တော်မေးချင်တာအခုဖုံဖုံတို့လိုလည်းအရင်ကအခက်အခဲတွေရှိခဲ့မှာပါပဲဖေ။အဲ့တော့စိတ်ထက်ကြန့်ခံအောင်စိတ်တည်ငြိမ်မှုရှိအောင်ဘယ်လိုလုပ်တင်လဲဖေ။တပည့်တော်ဟောကြားပေးပါဖေ။ ကောင်းပါပြီသမီးလေးလက်ခုပ်တွေအားပေးပါသမီးအဲ့မှာထားလိုက်အဲ့ဒီမှာထားလိုက်မိုက်လေးကင်ထားဘုံသူ့မိုက်ပေးထားလိုက်ပါသူနဲ့ဆွေးနွေးမိုက်လေးပေးထား concentration အလုံးခဏနောက်တော့မယ်နောက်ကမိဘတွေရောဆရာဆရာမတွေရောတခါတည်းသတိထားပါ touch screen ဒီ screen time နေဘယ်လောက်ရှိတော့ screen time ဘယ်လောက်ရှိအောင်ဒီနေ့ တပည့်တော်က social သုံးတာရောရှာသုံးတဲ့ game ဆော့တာတွေဘာတွေလဲရှိမယ် screen time ဘယ်လောက်ရှိလဲ တပည့်တော်5 hour လောက်တော့ရှိမယ် okay screen time 9နာရီကြည့်ပြီးရင်လူက9မိနစ်တောင်သမာဓိမရှိတော့ဘူးသိပ်ပဲမရဒီလိုတွေ့ထားတယ် concentration ဖြစ်ရှင်တဲ့သူတွေကပထမဆုံးဖြတ်ကျော်မဲ့ပြဿနာမင်းတို့တယ်လီဖုန်းနဲ့ဝေးနေဖို့အရေးကြီးတယ် touch screen time များတော့9မိနစ်9နာရီကြည့်လိုက်ရင်9မိနစ်တောင်အာရုံမစိုက်နိုင်တော့ဘူး real life မှာသမီးတို့အာရုံမစိုက်နိုင်တော့နော်ဘာဖြစ်လို့ဒီ screen time မှာသူများတွေ creation လုပ်တဲ့နေရာတွေကြည်ပြီးတော့ကိုယ်အာရုံကကိုယ်စိတ်နဲ့ကိုယ်မကတ်တော့ဟုတ်လားကိုယ်စိတ်နဲ့ကိုယ်မကတ်တော့ concentration nothing လုံးဝမရှိတော့အဲ့ဆိုတဲ့အခါတခုခုကို focus မပြတ်ဘူးတခုခုဆိုရင်အာရုံမစိုက်နိုင်တဲ့အတွက်ယုံကြည်မှုမရှိတဲ့အတွက် decision making မလုပ်နိုင်ဆုံးဖြတ်ချက်မချနိုင်တဲ့လူကပို့ပြီးတော့ယုံကြည်မှုအားနဲ့လာတယ်အဲ့ဆိုဘာဖြစ်လာရှေ့မှာဖြစ်တဲ့ကတခုခုထွက်ပြီးဆိုရင် executive ဖြစ်လာအဲ့တော့သမီးကိုဘုံကအကြံပြုချင်တာပထမဆုံး screen time နဲ့ short ဖြစ်မနေ short နောက်အဲ့ရထားတာနဲ့ပထမဆုံးလှုပ်တဲ့ကဒီရေတောက်ကိုလက်တန့်ဆင်ပြီးတာနဲ့ပထမဆုံးဖယားရှိကိုအနည်းဆုံး15မိနစ်ကနေနိုင်ဝက်လောက်ကို meditation practice ခုလုပ်ပါဒီကြပါကောင်းလာလိမ့်မယ်အများကြီးလို့ကြမလို့6လလောက်သမီးအာရုံစိုက်လိုက်တာနဲ့အတွေ့အကြုံကောင်းတွေအများကြီးရတော့မနေ့က15မိနစ်ညအိယာဝင်ကနေကို15မိနစ်အလောက်လုပ်ရင်လည်းရ meditation practice လုပ်လိုက်ပါနော်ဝင်လေထွက်လေပတ်တာပဲဖြစ်ဖြစ်ဂုံတော်ပွားတာပဲဖြစ်ဖြစ်အဲ့ဒါလေ့ကျင့်လိုက်အဲ့ဒါဆိုရင်ဟေးတမာတိမရှိတာဘာဖြစ်လဲစိတ်ရှုပ်ထွေးတဲ့အာယုန်တွေများနေတာရိုးရိုးရှင်းရှင်းပြောတမာတိမရှိဘူးဆိုတာစိတ်ရှုပ်တဲ့အာယုန်တွေများနေလို့ဘာတွေများနေလို့တော့အာယုန်တွေများနေလို့နော် social media ပေးတဲ့အာယုန်တွေများတဲ့အခါပြင်ပအာယုန်တွေကိုလူကအာယုန်မစူးစိုက်နေတော့ဒီနေ့ကတရုတ်ပြည်ကကလေးတယောက်12နှစ်ပဲရှိသေးတယ်သူကကွန်ပျူတာဂိမ်းဖုန်းဂိမ်းတွေဆော့အဲ့ဒီဂိမ်းထဲမှာပဲနေတာသူက4-5ရက်ထမင်းမစားဘူးအခုဆရာမတွေမေးကြည့်လိုက်မင်းတို့မေးကြည့်လိုက်ဆရာမတွေအစိုးရဆုံးဖြစ်နေတဲ့ဟာဆရာမတွေစိတ်တဲ့အကြဆုံးဖြစ်နေတာကလေးတွေကအာယုံမဆိုင်နိုင်တော့ဘူးဆိုတဲ့ဟာအာယုံဆိုင်မတင်ယူနိုင်တော့ဘူးဆိုတာဆရာမတိုင်းတနိုင်ငံလုံးကြုံနေရဘယ်အာယုံဆိုင်နိုင်မလဲကလေးတွေကဂိမ်းဆော့တယ် TikTok ဆော့တယ် YouTube သုံးတယ်ပို့ဆိုတာ Snapchat တွေဘာတွေရောစုံနေတာပဲ social media မှာအချိန်တွေအများကြီးကုန်တယ်ဂိမ်းတွေမှာအများကြီးဆော့တယ်အဲ့တရုတ်ပြည်ကကလေးလေးကအဲ့လိုမျိုးဖြစ်လာတဲ့အခါကျတော့4-5ရက်လောက်ထမင်းစားဘူးဂိမ်းနိုင်ရင် तू ကဘွာကြီးထဲမှာ तू အောင်နိုင်သူပဲဂိမ်းများရှုံးရင် तू ကသေချင်သိပ်တောင်ပေါ့နိုင်ရနေနဲ့ခေါင်းနဲ့ပြစ်ဆောင်ဒီကလေးကလေနောက်ကြောင့်မိဘတွေကဒီကလေးလေး10ကျော်သက်ရှိတဲ့ငါသားလေးဘွားဆုံးတော့မှာပဲဂိမ်းနေနဲ့အဆင်ပြေသူကွန်ပျူတာတွေဘာတွေဖွက်ထားတယ်ဖွက်တော့အဲ့ကလေးလေးကလေယူမတက်ပဲလိုက်ရှာနောက်တော့ तू မိဘတွေကိုအော်ဟစ်ဆဲဆိုမရရင်သူ့ကို तू ပြန်ရိုက်ခေါင်းနဲ့ပြစ်ဆောင်အခုနောက်ကမိဘတွေဆရာတွေငြိမ်းပြီးနားထောင်မနေနဲ့အဲ့ဒါမြန်မာပြည်မှာအခုဖြစ်လာတယ်ဒါကြောင့်အခုဩစတြေးလျက16နှစ်မပြည့်ဆိုရှယ်မီဒီယာသုံးခွင့်မရှိအစိုးရတခါတည်းပြဋ္ဌာန်းလိုက်အခုစင်ကာပူတရုတ်ဂျပန်စင်ကာပူတို့ဂျပန်တို့တောင်ကိုရီးယားတို့16နှစ်မပြည့်သေးရင်ဆိုရှယ်မီဒီယာသုံးခွင့်မရှိအဲ့တော့ screen time များတာကသမီးတို့ပြောနေဖုံဖုံတို့တောင် screen time များရင်တမာတိပြတ်ဥပမာ screen time တွေများပြီဆိုစာအုပ်ဖတ်ရင်စာအုပ်ကိုမပျော်တော့ဘူးစာအုပ်ဖတ်ရတဲ့ပုံမှာအာယုံမဆိုင်နိုင်တော့ဟုတ်ပြီလားဒါကြောင့် concentration ဖြစ်ချင်ရင်သမီးကိုအရင်ဆုံးအကြံပြုချင်တာ screen time တွေရှော့ဖုံးမပြောဘဲနေလို့ရရင်မပြောနဲ့ဖုံးသုံးချိန်ကိုအနည်းဆုံးတစ်နေ့မှာအနည်းဆုံး1နာရီလောက်ပဲထားအများဆုံး2နာရီထက်ပိုပြီးမထားနဲ့အဲ့ဆိုရင်သမီးရဲ့
concentration အာရုံတွေပို့စားစာဖတ်ချိန်အနည်းဆုံး1နာရီလောက်ယူမယ်နော်တရားထိုင်ချိန်အနည်းဆုံးတစ်နေ့ကိုမနက်15မိနစ်ည15မိနစ်အနည်းဆုံးနိုင်ဝက်လောက်ယူတရားထိုင်ချိန်ဖျားရှိခိုးချိန်တရားထိုင်ချိန်နိုင်ဝက်လောက်ယူစာဖတ်ချိန်အနည်းဆုံး1နာရီလောက်ယူဖုံးသုံးချိန်ကိုရှော့ချလိုက် real life လောကသဘာဝအတိုင်းနေထိုင်တဲ့အလေးချင်းလူတွေနဲ့စကားပြောအဖေတွေမေတွေနဲ့စကားပြောအိမ်လုံးတွေဝိုင်းကူလုံးတခုခုသင်ယူနေနော်အဲ့ဒီတယ်လီဖုန်း screen time game တွေပါတယ်ဆိုရင်ဖုံဆိုလုံးဝ game မဆော့ game application တခုမှမရှိဘူးလောင်ကစားမလုပ်ဘူး game မဆော့ဘူးဒါဖုံရဲ့ဘိုင်းသေးစီးမြဲမယ်အဲ့လိုနေတဲ့အတွက်ဖုံမှာတခုခုသင်ယူမယ်ဆိုရင်တခုခုမြင်လိုက်တာနဲ့ငါပြောတဲ့အကြောင်းအရာတွေအများကြီးချဲ့ပြီးပြောလို့ရ critical thinking ပေါ့ analytical thinking အဲ့ဒါတွေကောင်းလားဘာဖြစ်လို့ဆိုတော့အမြဲတမ်း learning လုပ်နေတယ်အစားတို့ဖတ်ပြီးဆိုငါဒီစာအုပ်ကိုဘယ်လိုပြန်ပြောမလဲဆိုတဲ့ဟာတွေ idea တွေလို့ထွက်လာဒါကြောင့်အနည်းချုပ်တဲ့ဘုံပြောမယ် concentration ရှိဖို့ဆိုရင် screen time short တမာတိထူထောင်မှုတွေခုနကပဲဘုရားရှိခိုးတာတရားထိုင်တဲ့ဟာကိုနိုင်ဝက်လောက်အာရုံစိုက်ပြီးအနည်းဆုံးတစ်နေ့ကိုအနည်းဆုံး1နာရီစာဖတ်နော်ပြီးတဲ့အခါပြိဿတ်ထဲကပြောတဲ့ဆိုတဲ့အလေးချင်းတွေကိုသေချာလေ့ကျင့်သူပါနောက်တစ်ခုခုနကသမီးပြောတဲ့ဟာကပြောတာကောင်းတယ်ဒါပေမဲ့ဖုံတွေနဲ့ပြောတဲ့အတွေ့အကြုံအမှုအရာကမရင်ကျေသေးဘူးအဲဆိုကိုကပြိဿတ်ကိုတွေ့တဲ့အခါဘယ်လို audience ကိုပြောတာလဲဒီလိုပြိဿတ်ဆိုရင်သမီးအဲ့ဒီအမှုအရာနဲ့ပြောလို့ကောင်းတယ်ဒါမှမဟုတ်ရဟန်းတန်ဃာတွေနဲ့တွေ့တဲ့အခါဘယ်လိုမျိုးရင်ကျေပြောတဲ့လဲဒါကသင်ယူစရာလေးကြည့်ဟုတ်လားအဲ့ဒီအရာတွေကိုကိုယ့်ဘက်ကပိုင်နိုင်အောင်လေ့ကျင့်သင်ယူထားတဲ့ public speaking ကကောင်းသွားလိမ့်မယ်ဘုံရဲ့ YouTube ကိုဝင်ပြီးနားထောင်ပါအရှင်ကျော်ရိဆရာဓမ္မ talk အဲ့မှာ leadership ဘိုင်းတွေပြောထားတယ် communication ဘိုင်းတွေပြောထားတယ် EQ ဘိုင်းတွေပြောထားတယ် public speaking ဘိုင်းတွေပြောထားတယ် presentation လုပ်တဲ့အကြောင်းအရာတွေပြောထားတယ်အဲ့ဒီမှာသမီးတို့ learning လုပ်မယ်ဆိုရင်အဲ့ဒီကနေပြီးတော့ experience တွေအများကြီးရသွားမှာပါလို့ဒါလေးဘုံဖြည့်ချင်ပါတယ်သဘောပေါက်လားကောင်းပါပြီလက်ခုပ်တီးအားပေးပါကိုင်နာတစ်ယောက်ပါသားတွေဘက်က2ယောက်လောက်ကွာအေထကွာအေးဟုတ်ပဲဘကွက်ကြားနဲ့တာကြီးဩရတအေးတော်သေးတာပေါ့ကွာဘဲဥကွယ်လို့ငယ်လေးပြန်လာကြည့်ဆရာတော်ဗျာမင်္ဂလာပါဗျာမင်္ဂလာပါဗျာတပည့်တော်ကတော့အထာကဝေတဲလူကျောင်းမှာပညာသင်ကြားနေတဲ့ကျောင်းသားလေးမောင်ထွန်းတော်အောင်ဖြစ်ပါတယ်ဗျာအေးတပည့်တော်အခုဆရာတော်ဘုရားကိုမင်းများမေးလျှောက်ချင်တာကဗျာတပည့်တော်အတွေ့အကြုံမရှိလို့ဗျာတပည့်တော်ခွင့်လို့ပေးတော်မူပါဗျာအေးဆရာတော်ဗျာတပည့်တော်မတီတည်းရဲ့အကြောင်းအရာလေးတစ်ခုကိုဆရာတော်ဘုရားကိုမင်းများဆောင်ကြားလို့ပါလိဗျာဆရာတော်ဗျာတပည့်တော်အပါဝင်ပေါ့တပည့်တော်အပါဝင်လူကြီးကျောင်းတွေအားလုံးပါဗျာဒေါ်လာသိမကြခဏဖြစ်ပေါ်တတ်ပါတယ်ဗျာအဲ့ဒီဒေါ်လာသိဖြစ်ပေါ်လာတဲ့ဒေါ်လာစိတ်တွေကိုအများဆုံးယုံနေပါပြောင်းဘယ်လိုမျိုးလှုပ်ဆောင်တင်းဒီကိုရှင်းပြပေးတော်မူပါဖေဟာဒါပဲနော်တမပါဗျာကောင်းပါပြီလက်ခုပ်တွေအားပေးပါဒါအိမ်မှာထိုင်ပြီးနားတယ်ဒေါသစိတ်ဆိုတာမကျေနပ်စိတ်ပေါ့ကွာနော်အဲ့ဒါတော့ဘုန်းတို့အရင်ဆုံးဒီဒေါသစိတ်ကိုသိအောင်အရင်ဆုံးကြည့်ရဒါကြနားတော့မနော်အကူကဒေါသဖြစ်နေပြီဆိုရင် reacting နဲ့ responding နှစ်မျိုးရှိတယ်ပြောကြည့်ပါနဲ့ပါတော့ reacting နဲ့ responding မကျင်တတ်တဲ့အဖေမေကငေါ့လိုက်လို့ဆရာမငေါ့လိုက်လို့တငယ်ချင်းကကိုယ့်ကိုဆဲလိုက်လို့တခုခုလုပ်လိုက်လို့ဒုံးဆိုစိတ်ထဲမှာဒေါသဖြစ်သွားတယ်ဒေါသဖြစ်တဲ့တိုင်တုတ်ပြန်လိုက်ရင် reacting လို့ခေါ်တယ် react နော် action reaction ဆိုတာချက်ချင်းတုံ့ပြန်လိုက်လို့တော့အဲ့ဒါကိုသာအရင်ဆုံးသိအောင်လုပ်ငါစိတ်ထဲမှာဒေါသထွက်နေပြီဒေါသထွက်နေပြီလို့စိတ်ထဲနေကိုယ့်ကိုပြန်ပြီးတော့ပြောဒေါသထွက်နေပြီဘယ်သက်ကမပြောနဲ့ဒေါသထွက်နေပြီလို့စိတ်ထဲနေလင်းကားခါတော့အနည်းဆုံး9ခါရုပ်အဲ့ဆိုရင်သားရဲ့ဒေါသက decrease အများကြီးရော့ကျသွားလိမ့်မယ်လက်တွေ့ကြတယ်နော်သိပ္ပံဤဆက်သက်ချက်တွေဒေါသထွက်နေပြီလို့9ခါလောက်ရွတ်လိုက်ပြီးမှအဲ့ဒေါသထွက်တဲ့အကြောင်းကိုစဉ်းစားဒေါသထွက်တဲ့အကြောင်းမှာအဖေမေဖြစ်နေတယ်ပြန်ပြောလိုက်ရင်အပြစ်ရှိတယ်သူတို့စိတ်ဆင်းရဲသွားမယ်အဲ့ဆိုရင်မပြောသင့်ဘူးနားထောင်လိုက်မယ်ဆရာမဖြစ်တယ်ပြန်អော်လိုက်ရင်အာကုသို့အပြစ်ဖြစ်မယ်ဆရာမစိတ်ဆင်းရဲသွားမယ်မပြောသင့်ဘူးတကယ်ချင်းဖြစ်နေတယ်တကယ်ချင်းအမုန်းပါသွားရင်နိုင်တဲ့သူကအမြဲတမ်းအကျွေးတင်ခံရတယ်
ရှုံးတဲ့သူကအမြဲတမ်းရန်ညှိုးထားတယ်နှစ်ခုလုံးဟာမကောင်းဘူးအဲ့ဒါဆိုရင်ကဘယ်လိုမျိုးပြန်တုံ့ပြန်မလဲဆိုတော့ respondee ပြောကြည့်ပါရတော့ respondee respond လုပ်တယ်ဆိုတာ knowledge ပါမှလုပ်လို့ရဟုတ်လားဒါမှ mindful ဖြစ်မှသတိရှိမှ respond လုပ်လို့ရမဟုတ်ရင်သတိမရှိဘူးဆိုတာနဲ့ reacting တမ်းပြီးတုံ့ပြန်လိုက်သူကထိုးကိုထိုးကွာချကွာပြုကြဆိုတော့ကျောင်းသားဘဝမှာနဲ့ရံဖြစ်တဲ့အလေးချင်းထိုးတဲ့ကြစ်တဲ့အလေးချင်းပါသွားပြီဆိုရင်အဲ့ဒီညင်ဆိုကြီးကလောကထဲရောက်တော့လေကြိုင်းဖြစ်သွားဒါကြောင့်ဘုန်းအနည်းချုပ်အနေနဲ့ပြောမယ်ဒေါသဖြစ်တဲ့ဟာက level 3ခုရှိတယ် level ဘယ်နှခုဖြစ်တာနံပါတ်1ကစိတ်ထဲကနေမကျေနပ်တဲ့အခြေအနေလေးပေါ်လာဘာလေးပေါ်လာတော့စိတ်ထဲမှာမကျေနပ်တဲ့အခြေအနေလေးပေါ့အဲ့ဒါကိုပါဠိလိုပြောတော့ကောဓနော်အဲ့ဒါကောဓ level 1အဲ့ကောရမှာသိရင်ဒါကဒေါသထွက်နေတယ်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 လို့ဘယ်နှခါယူရမှာတော့အနည်းဆုံး9ခါယူလိုက်အဲ့ကောရငြိမ့်သွားလိုက်နော်အဲ့လောက်နဲ့သူငြိမ့်တယ်အဲ့ဒီဒေါသမမထိန်နိုင်ဘူးဆိုကိုအပြင်ဘက်မှာဒေါသလို့ထွက်ပြီးပြန်ဆဲပြီးပြန်အော်ပြီးပြန်ရိုက်ပြီးအဲ့ဒေါသဆင်းဖြစ်သွားအဲ့ဒီဒေါသထွက်လို့မှမကျင်တတ်သေးဘူးဆိုရင်အာဃာတအညိုးတွေဖြစ်သွားအဲ့ဒီအညိုးပါသွားရင်ဒီဘဝတွေမကြည့်ဘူးနောက်ဘဝတွေအညိုးတွေပါသွားရင်အလွယ်တကူဒေါသထွက်လေတဲ့သူဒေါသထွက်တဲ့သူကပျက်စီးလွယ်တယ်ပြောကြည့်ပါလေတော့အဲ့ဒီတကားလေးပြန်ပြောဒေါသထွက်တဲ့သူကပျက်စီးလွယ်တယ်တစ်ခေါက်ပြန်ပြောဒေါသထွက်တဲ့သူကပျက်စီးလွယ်တယ်အဲ့ဒီအတိနဲ့မင်းတို့ကိုမင်းတို့ပြန်ပြီးတော့ maintenance လုပ်လိုက်ဒေါသထွက်တဲ့သူကပျက်စီးလွယ်တယ်ခုနပြောတဲ့ဒေါသထွက်နေတယ်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 9ခါလောက်စိတ်ထဲရွတ်လိုက်ပြီးရင်ဒေါသထွက်တဲ့သူကပျက်စီးလွယ်တယ်ဒေါသထွက်တဲ့လူကပျက်စီးလွယ်တယ်ဆိုတာနဲ့အမင်းဖြည့်ရှင်းပြီးသားဖြစ်သွားလိမ့်မယ်အဲ့ဆိုသားဒီမှာ resilient လို့ခေါ်တဲ့ခန္တီသိခံတဲ့စိတ်တွေ forbearance သိခံနိုင်တဲ့စွမ်းရည်တွေမြင့်လာတာနဲ့မြတ်ပဝန်းကျင်မှာလူချစ်လူခင်ပေါ်လာမယ်မိဘဆရာသမားတွေလည်းပို့ပြီးချစ်ခင်လာမယ်လူပေါင်းသင်းဆက်လာတဲ့အခါသားရဲ့ဖွံ့ဖြိုးတိုးတက်မှုကတိတာတိုးတက်လာလိမ့်မယ်နော်အဲ့ဒီနီးနဲ့ဖြည့်ရှင်းတာကသိပ္ပံနီးလဲကြတယ်ဖះဟောနဲ့လည်းလက်တွေ့ကြတာဖြစ်တဲ့အတွက်အဲ့ဒီနီးကိုအသုံးချကြည့်ပါလို့မြန်တုံ့ပြန်နိုင်ဖို့အတွက်ပေါ့နော်ဒေါသကိုအနိုင်ယူဖို့အတွက်ဒါအသုံးချကြည့်ပါလို့ဘုံအကြံပြုပြီးတော့ပြောကြလိုပါတယ်ရလားသားကောင်းပါပြီ။ကဲနောက်ဆုံးတရားသားတွေကနောက်ဆုံးတရားလူအောင်အကြီးကြီးထွားကြီးနေဟုတ်လားထွက်လာတာကမင်းစစ်သားလို့ထွက်လာတာဟုတ်လားဘယ်ညာပဲနဲ့အောင်းပြီကွာကျွန်တော်ကဘိုက်အားထားကခွဲတဲသူเจ้าမှာနေရဲ့ကြီးဖို့เจ้าနာမောင်တုတတို့ဖြစ်ပါတယ်တက္ကသိုလ်အဆင့်4ရောက်သွားရေကောင်းလိုက်တာကဲမေးကွာသားဗာမင်းမောင်မေးတောက်ဘိုက်အရင်အဘိုးဘွားတွေအနီတွေကမတွားတဲ့နေရာတီးအောင်လို့ဘိုက်ဦးသားသူကအမြင်တီးရဆိုတာမတွားနဲ့သူကဒေါရဘလူထိုင်ရမှာမဖေခုနအကိုကြီးကိုဘုံပြောခဲ့လို့ဒါအဲ့ဒါဒေါသထွက်နေတယ်ဒေါသထွက်နေကိုကိုပြန်ပြောဟုတ်လားဒေါသထွက်ရင်ငရဲကြီးတတ်တယ်ဒေါသထွက်ရင်ငရဲကြီးတတ်တယ်လို့3-4ခါလောက်ဒါကိုကိုပြန်ပြောလိုက်အဲ့ဆိုရင်ဒါဒေါသထိမိတာဖြစ်သွားလိမ့်မယ်ဟုတ်လားအေးလေ့ကျင့်ကြည့်နော်အေးကောင်းပါပြီလက်ခုပ်တီအားပေးပါဗျာကဲခုနလက်ထောင်တဲ့သားလေးထွက်ခလိုက်အေးမင်းထွက်ခလိုက်မင်းဖြည်းပြီးတော်ပြီနော်ထွက်ခလိုက်ဟုတ်ပြီကွာတဲသူကကလေးတွေကမလေခုကြမှာမြိုင်းနေတယ်ဟမ်ဟယ်လိုအားလုံးတိတ်ဆိတ်စွာဖြင့်ကုသိုလ်ယူပေးပါဒီနေ့3 နာရီလောက်ဆိုတော့ပင်ပန်းသွားပြီတင်ရှင်ဗျာတပည့်တော်ကတဲစုအထာကကွယ်ဂရိတ်တန်ကျောင်းသားတယောက်ဖြစ်ပါတယ်ခင်ဗျာတပည့်တော်နာမည်ကဝေယမိုးလို့ခေါ်ပါတယ်ခင်ဗျာပြီးတော့ဒီကျင်နာကဘုရားရှင်လက်ထက်ကရှင်မထေတပါးရဲ့အသက်ရှည်အောင်မိဘုံနေထိုင်ခဲ့တဲ့အကြောင်းတရားကုသိုလ်မိတို့ပြုလုပ်ခဲ့တဲ့အကြောင်းတရားစိတ်ချမ်းသာအောင်မိဘုံပြုလုပ်ခဲ့တဲ့အကြောင်းတရားကိုသိလို့ပါတယ်ဗျာဘယ်မထေကိုရည်ညွှန်းတော့ပြီးတော့မင်းကြီးလို့ပါဗျာ
ရှင်သေဝလိလား မှားဗျာ ရှင်သေဝလိကတော့ဘုံကံကြီးတာ မှား ရှင်ဘာကုလ ရှင် အ ပါ သက် လားဗျာ တက်တော်160ရှိတယ်ရှင်ဘာကုလဘေးကင်းတာနော် မှားဗျာ ကောင်းပါပြီလက်ခုပ်တီအားပေးပါရှင်ဘာကုလရဲ့ကံကသာသူအပါဒံနော်ပါရမထေရပါရမပါတယ်ကဘာတတိပါရမီဖြည့်ခဲ့တဲ့ပုဂ္ဂိုလ်မင်းအားကြလို့လားအေးအားကြမှာပေါ့ဘုံဘုံကျတော့ရှင်သာရိပုတ္တရာကိုအားကြတယောက်တယောက်အားကြတာချင်းမတူဘူးနော်အရှင်ဘာကုလကလွန်ခဲ့တဲ့ကဘာတတိထက်ကသူကဆေးဝါးတွေလှူခဲ့တယ်ဆေးဝါးတွေလှူခဲ့တဲ့ကံကောင်းတယ်အဲ့ဒီကံကဆေးဝါးလှူခဲ့တဲ့ကံကဒါတို့အသက်ရှည်စေတယ်လျှက်စစ်မီးတို့စင်မီးမွေးတိုင်းတို့စင်မီးတိုင်းတို့လှူတဲ့ပုဂ္ဂိုလ်ကျတော့ဩဇာကြီးတယ်ဒါကြောင့်အရှင်ဥက္ကုလိမာလာကကျတော့ဩဇာအားကြီးတယ်အသက်ရှည်ခြင်းကဆေးလှူရတယ်ရေလှူရတယ်ရှင်ဘာကုလကဒီအလှူတွေပြုခဲ့တယ်လွန်ခဲ့တဲ့ကဘာတရင်ထက်ကနော်နောက်တစ်ခုအဲ့ဒီမှာအဲ့ဒီဘုရားလက်ထက်ကဘုရုဗုဒ္ဓမြတ်စွာဘုရားရှင်လက်ထက်ကအသက်ရှည်တဲ့မထေကိုအားကြပြီးတော့အသက်ရှည်တဲ့အရာမှာအေတတဲ့ရတဲ့မထေကိုအားကြပြီးတော့သူကပါရမီတွေကိုဖြည့်ကျင့်ခဲ့တယ်ဒါကြောင့်သူကဒီကဘာမှာဒီဘုရားရှင်လက်ထက်မှာအသက်ရှည်နောက်တစ်ခုအသက်ရှည်တဲ့အကြောင်းရင်းကတော့အရေးကြီးတာဘာအရေးကြီးလဲဆိုတော့နံပါတ်1ကအစာအသောက်ကိုဆင်ခြင်ရမယ်ငါ့ကိုဆင်ခြင်ရမယ်အစာလဲစေးလဲအစာမြတ်စွာဘုရားရှင်ကသူ့ရဲ့သားတော်တွေကိုအသက်ရှည်ဖို့အတွက်အာရောကြပရမလာပါအသက်ရှည်ဖို့ကိုနံပါတ်1ထားပြီးကြိုးစားလို့လူတွေရဲ့တိုးတက်ရေးစွမ်းရည်10ပါးထဲမှာလည်းဒါကိုပြောခဲ့အသက်ရှည်ဟာအရေးကြီးဆုံးပဲအဲ့အသက်ရှည်တာကအသက်ရှည်ုံနဲ့မရဘူးကျမ်းမာဖို့လိုတယ်ဘာဖြစ်ဖို့လိုလဲအာရောကြပရမလာပါအဲ့လိုကျမ်းမာဖို့အတွက်ဆိုတော့မကျမ်းမာယောဂရတဲ့အကြောင်းအလည်း10ပါးရှိတယ်အဲကြောင့်မကျမ်းမာယောဂသားတဲ့အကြောင်းရင်းကို10ပါးဘလောက်ပဲများများအကျဉ်းချုပ်တော့သွေးသီးချေပြီးတလိပ်ဒီအာတရားဝတ္ထုတွေများတယ်အဲ့အာတရားဝတ္ထုတွေကဘာကြောင့်များတာလဲဆိုအခုသားတို့သူဘုံပြောပြမယ်စပိုင်စီလိုငရုတ်သီးတွေလိုအဆက်တွေစားတဲ့အခါသွေးသားတွေကနော်စူပွက်နော်နောက်တစ်ခါဘုံတို့အခုအကင်တွေဘာတွေစားတဲ့အခါသီးချေတဲ့တလိပ်တက်တွေပျက်စီးတတ်တယ်ဟုတ်လားအဲဒါကြောင့်သွေးသီးချေလေတလိပ်နော်နောက်ခောက်ဆွဲကြောက်တွေ ready made တွေစားတဲ့အခါသားတို့သူကလေဓာတ်အားနည်းသွားတယ်ဟုတ်လားခန္ဓာကိုယ်မှာတော်တော်နဲ့အစာမကြေဘူးနောက်တစ်ခုကသူဆိုဒီယမ်ကလိုရိုက်တဲ့စားဓာတ်တွေများတယ်နော်အဲ့ဒါတွေက ready made food junk food နောက်တစ်ခါအေးတွေ ready made တွေအဲ့ဒါတွေကိုမစားဘဲနဲ့သဘာဝလုပ်တဲ့မုန့်တွေနော်ဒါကြတဲ့အမဲ့မလွန်တဲ့အသီးအနှံတွေအဲ့လိုမုန့်ပဲတည်တာတွေသားမယ်နောက်ထမင်းအာဟာရကိုစားတဲ့အခါညက်ညက်ဝါစာကြာစားအဲ့ဒါလို့စားတယ်ဆိုရင်အစားအစာမှန်တော့တယ်နဲ့သူကနံပါတ်1အသက်ရှည်ဖို့အတွက်ရာခိုင်နှုန်းတော်တော်များများရသွားတယ်နော်ဒါကြောင့်အရေးကြီးတာကအစားအစာကိုယူစားရမယ်နောက်နံပါတ်2အသက်ရှည်ကြောင်းကအကျင့်သီလကောင်းအောင်မယ်ဘာကောင်းအောင်မလဲသီလကောင်းတဲ့သူကအသက်ရှည်ဒါကြောင့်လူရင်းအချင်းချုပ်ကိုပြောမယ်ဆိုရင်အခုပြောခဲ့တဲ့နှစ်ခုအစားအစာကိုစားနောက်တစ်ခုအကျင့်သီလကောင်းအဲ့ဒါမှပို့ပြီးတော့ဒီဘဝကံတွေပါပို့ပြည့်စုံရင်လည်းဆိုရင်အသက်ရှည်ကြောင်းကောင်းမှုဖြစ်တဲ့ရေစစ်ဆေးကြောင်းအဟောင်းပြုပြင်ဆိုတဲ့အမျိုးတွေပေါ့ရေစစ်လှူတာတွေဆေးလှူတာတွေရေလှူတာတွေကြောင်းအဟောင်းအိမ်အဟောင်းတွေပြုပြင်တာတွေနော်ဖျားစီအဟောင်းတွေပြုပြင်တာတွေလမ်းခင်းတာတွေတရားဆောက်တာတွေအဲ့ဒါတွေကအသက်ရှည်တယ်ဟုတ်လားအဲ့ဒီအလေးကျင့်တွေကိုပြုခဲ့တဲ့ရှင်ဘာကုလဟာလွန်ခဲ့တဲ့ကဘာတရင်တွေကသူ့ရဲ့ပါရမီဘုံကံတွေကကောင်းပြီးတော့ဒီဘဝမှာလည်းသူဟာအစားအစာအနေတိုင်းမှန်တယ်နောက်တစ်ခုအကျင့်သီလပြည့်စုံအောင်နေတဲ့အများကောင်းကျိုးဖြစ်တဲ့ပရိဒတ်လုပ်ငန်းတွေကိုဆောင်ရွက်တာဖြစ်တဲ့အတွက်ရှင်ဘာကုလရဲ့အပါဒံကိုဖတ်ကြည့်လိုက်တတ်တော်160ဒီကဘာမှာမြတ်စွာဘုရားရှင်တဲ့ဒီသာသနာမှာ2ဆအသက်ရှိတယ်ဘုရားက80ရှင်ဘာကုလက160ရှင်မာကတ္တဗတို့120နော်ဝိသကာတို့120နော်ရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့ကြအသက်80မပြည့်ဘူး69နှစ်လောက်နဲ့ပြန်လွန်တော်မူကြပြိဋိဘံဆံကြကိုရင်ရာဟုလာဆိုရင်ဥစဉ်ဖြစ်ပြီး35နှစ်လောက်နဲ့ပြိဋိဘံဆံငယ်ငယ်လေးပဲဖရာတဝက်တောင်မနေလိုက်ရချအောင်နော်အဲကြောင့်အနည်းဆုံးနေနဲ့ပြောရင်လက်ရှိတဲ့အကြောင်းတွေဟာနံပါတ်1က
အစာအသောက်အနေတိုင်းမှန်တယ်နောက်တစ်ခုအကျင့်သီလကောင်းတယ်အသက်ရှည်သေးတဲ့ကောင်းမှုတွေကိုပြုတယ်ဆိုရင်ရှင်ဘာကုလတို့ကဲ့သို့နော်ပုံညဒီကုသိုလ်ကောင်းမှုတွေလည်းပြည့်တယ်အနေတိုင်းလည်းကောင်းတယ်ဆိုရင်ဒါအသက်ရှည်တဲ့အကြောင်းရင်းတွေဖြစ်ပါတယ်လို့ဘုန်းပြပါမယ်နော်လက်ကုပ်တီအားပေးပါတော်ပြီလေကွာတော်ပြီ ဒါလေး အာ ဆရာတော်ကရန်ကုန်ကိုပြန်มาဖြစ်သည့်အတွက်ကြောင့်သိခံပေးပါအချိန်အားဖြင့်လည်းပဲတဲစုရွာနဲ့အနီးဝန်းကျင်တောင်ဆယ်ရွာရွာတက်ကလည်းပါတယ်ပင်တလဲရလည်းပါတယ်ဟိုအရှိဆိုရင်ကျင်းရွာလည်းပါသည့်အတွက်ကြောင့်တရားနာပရိသတ်အပေါင်းသူတော်ကောင်းများတိတ်ဆိတ်စွာဖြင့်ကုသိုလ်ယုံပေးပါလို့ဥစွာပထမတိုက်တွန်းရင်အခမ်းအနားအစီအစဉ်နံပါတ်5နိုင်ငံကျော်ဓမ္မဂရိကစာပေမြတ်တို့များအတင်တီထောင်သူနှင့်အတွင်မှုဆရာတော်ဗဒ္ဒန္တဇောတိတာရအရှင်သူမြတ်မှလူငယ်စွမ်းအားမြင့်တင်ရေးအမြင်ဖွင့်တရားတော်ဟောကြားပြီးသည့်နောက်အခမ်းအနားစီစဉ်နံပါတ်5အရာမဟာအလူရှင်နှင့်တကဝတရားနာပရိသတ်အပေါင်းသူတော်ကောင်းများလူတန်းအပ်တော်ဓမ္မပူဇာနဝကမ္မအလှတော်ငွေဆရာတော်ဤကပ္ပိယကာရကတို့လူတန်းမြင့်အစီအစဉ်ဖြစ်ပါတယ်တို့ဖြစ်ပါတော့ကြောင့်မြတ်မြတ်စုဓမ္မစကုသင်ကြားရေးတာဝန်ခံဆရာမဒီအလှငွေနှစ်2သိန်း3သိန်းစသောလူတော်ငွေများဆရာတော်ဤကပ္ပိယကာရကထံတို့လူရန်နိုင်ရန်အခမ်းအနားမူမိမိထံတို့လာရောက်၍ဆက်သွယ်ပေးပါအဲ့ဒါ20နဲ့2သိန်း20နဲ့3သိန်းဒါ17သိန်း32သိန်းအဲ့ဒါအိတ်ချခဲ့တရား10သိန်း17သိန်းလေဒါ20သိန်းဒါ17 32သိန်းရောက်အိတ်ချခဲ့တော့ဟိုရှင်းနာလေးကိုဆရာတော်ရှိတော့ဟိုဘက်ကကပ္ပိယအဲ့ဒါဆရာတော်ရဲ့ကပ္ပိယကာရကအလုံးတော်တရားနာပရိသတ်အပေါင်းသူတော်ကောင်းများနာဆိုင်၍ထောင်ပေးပါနိုင်ငံကျော်ဓမ္မဂရိကစာပေမြတ်နိုးတို့များအသင်းတီထောင်သူနှင့်အတွင်မှုဆရာတော်ဗဒ္ဒန္တဇောတိတာရအရှင်သူမြတ်အားမတိဓမ္မပူဇာနဝကမ္မအလှတော်ငွေများကိုအမေရိကန်နိုင်ငံချီကာဂိုမြို့နေဆရာတော်ဥက္ကုမာရအားအမှုထား၍ခမည်းတော်ကြီးဦးကျော်တောင်းခေါ်ဥခိပ္ပနှင့်မေတော်ကြီးဒေါ်ပြားကြီးတို့မှ15သိန်းကျပ်အမေရိကန်နိုင်ငံပညာတကွန်ကျောင်းနေဆရာတော်ဥပညာဝရအမှုထား၍တဲစုကြီးရွာဦးမောင်ဝင်းဒေါ်ကြီးသိန်းမိသားစုတို့မှ2သိန်းကျပ်တဲစုကြီးရွာနဖတ်တော်မိဘများကိုအမှုထား၍ဥဒိန်ဆိုဝင်းဒေါ်တနန်ထွေမိသားစုတို့မှ2သိန်းကျပ်တဲစုကြီးရွာဦးကျော်မြိုင်ဦးဒေါ်ကြည်ကြည်မြင့်မိသားစုမှ3သိန်းကျပ်တဲစုကြီးရွာဦးတင်မောင်ဆွေဒေါ်တင်မိုးခိုင်မိသားစုမှ3သိန်းကျပ်တဲစုကြီးရွာဦးကြည်သိန်းဒေါ်ခွေးမှမိသားစုတို့မှ3သိန်းကျပ်အများစုပေါင်းတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့၏အလူငွေ10သိန်းကျပ်စုစုပေါင်း32သိန်းကျပ်နဝကမ္မဓမ္မပူဇာအလှတော်ငွေကိုတဲစုကြီးရွာမြတ်မြတ်စုဓမ္မစကုအမှုဆောင်ဆရာမဆရာတော်ဤဥပါဒကယင်မောင်းတို့လှူဒန်းခြင်းဖြစ်ပါတယ်အာလုံးတာဓု3ချိန်ခေါ်ဆိုပေးပါအခမ်းအနားစီစဉ်နံပါတ်5ပြည်ဆုံးပြည်သည့်နောက်အစီအစဉ်အရာနိုင်ငံကျော်ဓမ္မဂရိကစာပေမြတ်နိုးတို့များအသင်းတီထောင်သူနှင့်အတွင်မှုဆရာတော်ဗဒ္ဒန္တဇောတိတာရအရှင်သူမြတ်နှင့်တကဝတရားနာပရိသတ်အပေါင်းသူတော်ကောင်းများကဗုဒ္ဓသာသနာစိရန်တိဋ္ဌတု3ချိန်တံပြန်ရွတ်ဆို၍အခမ်းအနားပြည်ဆုံးကြောင်းကျင့်ညာပေးနိုင်ပါရန်ဘုရားတပည့်တော်ယုတိစွာလျောက်ထားပန်ကြားအပ်ပါသည်ဘုရားဗုဒ္ဓသာသနာစိရံတိဋ္ဌတု
ဗုဒ္ဓသာသနာစေရန်ဒိဋ္ဌတုဗုဒ္ဓသာသနာစေရန်ဒိဋ္ဌတုသာဓုသာဓုသာဓု ကဲဘုန်းတို့အမြတ်တမ်းပြုကြအောင်အားလုံးလိုက်ဆိုမယ်လက်ဥချတာလိုက်ဆိုဣမာယဓမ္မာနုဓမ္မပฏิပတ္တိယဗုဒ္ဓံပုစေမိဣမာယဓမ္မာနုဓမ္မပฏิပတ္တိယဓမ္မံပုစေမိဣမာယဓမ္မာနုဓမ္မပฏิပတ္တိယသံဃံပုစေမိဤလောကုတ္တရာတရားကိုယ်ပါလျောသောဤအကျင့်မြတ်ပฏิပတ်ဖြင့်ဗုဒ္ဓံမြတ်စွာဘုရားကိုဥစေမိပူဇော်ပါ၏ရှင်ဘုရားဓမ္မံတရားတော်မြတ်ကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားသံဃံသံဃာတော်မြတ်ကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားဣဒံမေပုံညံအာတဝခယာဝဟဟောတုဣဒံမေပုံညံနိဗ္ဗာနတ္တသစ္စယောဟောတုဤကုသိုလ်အဖို့ကိုမိဘဆရာသံဃာတော်အပေါင်းဒကာဒကမအပေါင်းနတ်အပေါင်းနှင့်တကွာတတဝဝိနေယတို့အားအမြဘေဝေပါကုန်၏အမြရကြပါစေသောကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုတရားနာပရိသတ်အပေါင်းသူတော်ကောင်းများဆရာတော်ပြန်ကြွမှာဖြစ်သည့်အတွက်ကြောင့်ခေတ္တခဏတီးခံ၍မိမိတို့၏နေရာမှာနေမြဲတိုင်းနေ၍ဆရာတော်ကိုမေတ္တာပို့ကြပါစို့ဆရာတော်ဘိယံကင်းပါစေဆရာတော်တတ်တော်ရာကျော်ရှိပါစေဆရာတော်ခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာထမ်းဆောင်နိုင်ပါစေဆရာတော်ပေးရန်ကင်းပါစေဆရာတော်တတ်တော်ရာကျော်ရှိပါစေဆရာတော်ခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာထမ်းဆောင်နိုင်ပါစေဆရာတော်ပေးရန်ကင်းပါစေဆရာတော်
တတ်တော်ရာကျော်ရှိပါစေဆရာတော်ခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာထမ်းဆောင်နိုင်ပါစေဆရာတော်ပေးရန်ကင်းပါစေဆရာတော်တတ်တော်ရာကျော်ရှိပါစေဆရာတော်ခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာထမ်းဆောင်နိုင်ပါစေသာယခုကျင်းပပြုလုပ်သောတရားပွဲသို့ရွာနီးချုပ်ဆက်ကျေးရွာမူလတန်းကျောင်းအလယ်တန်းကျောင်းအထက်တန်းကျောင်းတို့မှဆရာမကြီးများဥဆောင်၍လာရောက်တရားနာယူကြကုန်သောတရားနာပရိသတ်အပေါင်းသူတော်ကောင်းများယနေ့ယခုပြုလုပ်စည်းပူးလိုက်ရသောကုသိုလ်အဟုန်ကြောင့်တက်ရှိကျမ်းမာချမ်းသာစွာဖြင့်လိုရာဆန္ဒပြေဝနိုင်ကြပါစေ